တက္ကသိုလ်ဝန်ထမ်းစာမေးပွဲပြီးတဲ့နေ့မှာပဲကျောင်းသူလေးတွေထဲမှာအလှဆုံးဖြစ်တဲ့ကျောင်းကုံဆောင်ကောင်မလေးကတတန်းလုံးရှိမှတင်ကျွန်တော်ကိုတစ်တော်အုပ်လေးတဲ့ဆွဲခေါ်သွားခဲ့တယ်။ကျွန်တော်ဘာလို့ရမှန်းမသိဖြစ်နေတော့မှပဲသူမကရုတ်တရက်ကျွန်တော်ကိုနမ်းလိုက်တယ်။မိန်းကလေးတယောက်ရဲ့တီးတက်ရနက်လေးကကျွန်တော်နှုတ်ခမ်းဖြားမှာပြန့်နှံ့သွားခဲ့တယ်။အဲ့ဒီနောက်မှာတော့သူမကငိုတံပါကြီးနဲ့ရှောင်ပြီးနင်တာငါ့ကိုကိစ္စတစ်ခုလောက်ကြိပေးနိုင်မယ်ဆိုရင်ငါနှလုံးသားရောငါရဲ့အနာဂတ်အရာအလုံးကိုပါနင့်ကိုပေးဆက်ဖို့ဆန္ဒရှိပါတယ်။ငါဒီအသက်တစ်ချောင်းကနင့်အတွက်ပါပဲလို့ပြောလာတယ်။ကျွန်တော်လည်းသူ့လိုရဲ့ကြောင့်လန့်သွားခဲ့တယ်။ဒီလိုတွေဖြစ်ရတာကသူမအမေနေမကောင်းဖြစ်ပြီးခွဲစိတ်ဖို့အတွက်ရွှန်6သိန်းရေးတကြီးလိုအပ်နေလို့ပဲဖြစ်တယ်။ရွှန်6သိန်းဆိုတာကျွန်တော်တို့တထေးသားစာချမ်းဖို့မဟုတ်တဲ့ကောင်အတွက်လောက်ဝက်စာမို့ဖို့လောက်ပဲရှိပေမဲ့ကျွန်တော်ကတော့စဉ်းစားမနေပဲချက်ချင်းညင်းပယ်လိုက်တယ်။ဘာလို့လဲဆိုတော့စာတော်ပြီးရေခဲတုံးလိုအေးဆက်တဲ့ကျောင်းလာမယ်လေးရဲ့နှလုံးသားကတော်တော်လေးတန်ဖိုးရှိပုံရပေမဲ့နှမျောစရာကောင်းတာကကျွန်တော်ဆိုတဲ့ကောင်ကအချစ်ကိုမယုံကြည်လို့ပါပဲ။ကျွန်တော်မိဘတွေကမိသားစုအကျိုးစီးပွားအတွက်လက်ထပ်ခဲ့ကြပြီးအနှစ်20ကျော်ကြာတဲ့အထိစံပြစနီးမောင်တဲ့ပုံစံဖန်ထားနိုင်ခဲ့ကြတယ်။သူတို့မှရောနှလုံးသားရှိရဲ့လား။ရှိချင်ရှိမှာပေါ့။ဒါပေမဲ့သူတို့ရဲ့နှလုံးသားတွေကအပြင်လူတွေစီမှာပဲရှိနေတာလေ။ဒါကြောင့်ကျွန်တော်ကိုလာပြီးနှလုံးသားအကြောင်းတွေလာမပြောနဲ့ကျွန်တော်မယုံဘူး။ကျွန်တော်မတက်ရက်လိုက်ပြီးသူမရှိကိုတိုးသွားလိုက်တယ်။ကျွန်တော်ကသူမထက်ခေါင်းတစ်လုံးစာလောက်ပိုရှိနေတော့တုံရင်နေတဲ့သူမရဲ့မျက်တောင်လေးတွေနဲ့အဲ့ဒီပုံမှာတွဲခုနေတဲ့မျက်ရည်စက်လေးတွေကိုရှင်းရှင်းလင်းလင်းမြင်နေရတယ်။ကျွန်တော်လက်လန်းလိုက်တော့သူမတကူလုံးတောင်းတင်းသွားပြီးမျက်လုံးတွေကိုအလိုလျောက်မိတ်ချလိုက်တယ်။ဒါပေမဲ့ကျွန်တော်လက်ချောင်းတွေကသူမရဲ့နဖူးလေးကိုဖွက်ခွာလေးခောက်လိုက်ရုံပါပဲ။ပိုင်နေမင်းတယောက်ကြောင်အန်းသွားပြီးမျက်လုံးပွင့်လာကကျွန်တော်ကိုနားမလည်နိုင်တယ်လို့မေးကြည့်နေခဲ့တယ်။ကျွန်တော်လက်ကိုပြန်ရုပ်လိုက်ပြီးပိုင်နေပင်းရဲ့မျက်လုံးတွေကိုစိုက်ကြည့်ကတလုံးချင်းပြောလိုက်တယ်။ပိုင်နေပင်းတေချာစဉ်းစားကြည့်မင်းအခုငါ့ကိုသူတစ်ပါးအခက်ခဲဖြစ်နေချိန်မှာအခွင့်ကောင်းယူတဲ့လူယုံမာတယောက်ဖြစ်စေချင်တာလားဒါမှမဟုတ်သဘောကောင်းကောင်းနဲ့မင်းကိုကူညီပေးတဲ့လူကောင်းတယောက်ဖြစ်စေချင်တာလားသူမလုံးဝကြောင်အန်းသွားတယ်ကျွန်တော်ကိုငေးကြည့်နေတဲ့သူမရဲ့အုံနောက်ကလုံးဝအလုံးမလုံးတော့ဘူးဆိုတာသိတာတယ်ဒါပေမဲ့ကျွန်တော်ကစိတ်ရှိလက်ရှိနဲ့သူမကိုစက်ကြည့်နေခဲ့တယ်နောက်ဆုံးတော့သူမသဘောပေါက်သွားပြီးတင်းမာနေတဲ့ပကုံးလေးတွေချက်ချင်းကျသွားခဲ့တယ်ပိုင်နေပင်းကနေကျသွားတဲ့ဟန်ပန်လေးနဲ့ချင်းလေးအော်တန်လောက်တိုးတိတ်တဲ့အတန်လေးနဲ့ကျေးဇူးပြုပြီးငါ့ကိုကူညီပါလို့တောင်းဆိုလာတယ်ကျွန်တော်ကပြက်ပြက်တသားပဲခေါင်းခါပြလိုက်တယ်မရဘူးငါကပရာဟိတသမားမှမဟုတ်တာပတ်စံပေါ်ပေမဲ့လည်းမလိုအပ်တဲ့နေရာမှာတော့မသုံးနိုင်ဘူးရွှန်6သိန်းဆိုတာငါအတွက်နပိုလီယန်ကြောင်လေးတွေအကောင်10ကနန်းလောက်တောင်ဝယ်လို့ရတဲ့ပတ်စံပဲသူမမျက်လုံးထဲကတောင်းဆိုချင်နေတဲ့အရေးအယောင်တွေကချက်ချင်းပဲမျောလင်းချက်မဲ့ခြင်းတွေဖြစ်ပြောင်းလဲသွားတယ်ကြည်မော့ပျက်စီးတော့မဲ့သူမရဲ့ပုံစံလေးကိုကြည့်ပြီးကျွန်တော်ရင်ထဲကမကောင်းတဲ့နောက်ပြောင်ခြင်းစိတ်လေးတွေလွင့်စင်သွားခဲ့တယ်စကားကိုလမ်းကြောင်းလွှဲလိုက်ပြီးဒါပေမဲ့လူယုံမာရောလူကောင်းရောငါကမဖြစ်ချင်ပေမဲ့ငါတို့စီးပွားရေးသမားတွေလိုတော့ဆက်ဆံလို့ရပါတယ်လို့ပြောလိုက်တယ်မင်းစာတော်တယ်ဆိုတာငါမှတ်မိတယ်အနာဂတ်မှာမင်းကအလားအလာရှိတဲ့ယင်းနှိမ့်မြုံနယ်မှုတစ်ခုလို့သတ်မှတ်လို့ရတယ်ဒါကြောင့်ပုဂ္ဂိုလ်ရေးယင်းနှိမ့်မြုံနယ်မှုတစ်ခုအနေနဲ့မင်းကိုပတ်စံချပေးမယ်ရွှန်6သိန်းကိုအခုချက်ချင်းလွှဲပေးလို့ရတယ်သူမရဲ့မျက်လုံးတွေထဲမှာမယုံနိုင်တော့တဲ့အံ့ဩဝမ်းသာမှုတွေချက်ချင်းတောက်ပလာတယ်ဒါပေမဲ့ငါမှာစီကံချက်တစ်ခုရှိတယ်နောက်တစ်ဆက်နှစ်နေရင်မင်းကကိုရွှန်တန်းပြန်ဆက်ရမယ်အတိုးနှုံးကတိတ်မများဘူးမင်းအတွက်လည်းတိတ်ခက်ခဲမှာမဟုတ်ဘူးတစ်ချိန်တည်းမှာပဲမင်းအနေနဲ့နောက်တစ်လနေရင်ဖြေရမယ့်တက္ကသိုလ်ဝန်ထမ်းစာမေးပွဲမှာချင်းဟွာဒါမှမဟုတ်ပေကျင်းတက္ကသိုလ်ဝင်ခွင့်ရအောင်ဖြေရမယ်အဲ့ဒါကမင်းစီမှာအကျွေးပြန်ဆက်နိုင်တဲ့အလားအလာရှိတယ်ဆိုတာကိုတက်တည်ပြတဲ့ပထမဆုံးခြေလှမ်းဖြစ်တယ်လို့ဒီရင်းနှီးမြှုပ်နှံမှုအတွက်စွန့်စားမှုထိန်းချုပ်ရေးသဘောတူညီချက်လည်းဖြစ်တယ်သူမကနောက်ဆုံးကြံနေတဲ့ကယ်ဆယ်ရေးကျိုးကိုဆွဲကင်မိသွားတယ်လို့ပဲကျွန်တော်စကားကိုပြန်ရုပ်သိမ်းသွားမှစိုးရိမ်တဲ့အလားခေါင်းကိုအဆက်မပြတ်ညှိပြလာတယ်ကျွန်တော်ဖုန်းနံပါတ်ချန်ထားခဲ့ပြီးလှည့်ထွက်လာခဲ့တယ်သူမဘလို့မျက်နှာပေးမျိုးဖြစ်နေမလဲဆိုတာတော့စက်မကြည့်ချင်တော့ဘူးတစ်တော်အုပ်လေးတွေကနေထွက်လာတော့နေအောင်ကြီးကကိုပေါ်ကိုနွေးနွေးထွေးထွေးလေးကြားရောက်နေတယ်တကယ်တော့သူမပတ်စံပြန်ဆက်နိုင်မလားမဆက်နိုင်ဘူးလားဆိုတာကိုကျွန်တော်ခရူကိုမစိုက်တာပါရွှန်6သိန်းဆိုတာကျွန်တော်အတွက်တကယ်ကိုတင်းငယ်လုံးပါတယ်စာချုပ်စည်းကမ်းတွေဆိုတာကလည်းအပြင်လူတွေကြားကောင်းအောင်ပြောလိုက်ရုံတက်ပါပဲမဟုတ်ရင်ခွေးတွေကြောင့်တွေတောင်ကျွန်တော်စီလာပြီးပတ်စံလာချင်းနေကြလိမ့်မယ်ပတ်စံဘလောက်ပေါ်ဒီလိုမျိုးဖြုံးတီးနေရင်တော့ခံနိုင်မှာမဟုတ်ဘူးလေရွှန်6သိန်းကိုအသုံးပြုပြီးဒီနေ့ကောင်းမှုတစ်ခုလုပ်လိုက်တယ်ဆိုတော့ကိုကျင်းနှံမှုတစ်ခုဝယ်လိုက်တယ်လို့ပဲသဘောထားလိုက်တယ်ပြီးတော့ကျောင်းလာမယ်လေးရဲ့အခက်တွေ့နေတဲ့ပုံစံကိုအနီးကပ်လေးလာခွင့်ရလိုက်တာပဲလေဒါကတိတ်ပြီးအရှုံးပေါ်တဲ့ကိစ္စတော့မဟုတ်ပါဘူးရှေ့အနေနဲ့စကားပြောပြီးအချိန်နဲ့နေရာချင်းဆိုတာစာချုပ်ကိုပိုင်နေပင်းစီတစင်ပို့ပေးလိုက်ခြင်းနဲ့ဒီကိစ္စကိုအဆုံးသတ်လိုက်တယ်ကျွန်တော်ခြေလမ်းတွေကိုဖက်သွက်လမ်းရင်ကျွန်တော်ရဲ့မူလသွားရမယ့်ဥတီချက်ဖြစ်တဲ့အတင်းဖွဲလှုပ်ရှားမှုအခန်းလေးစီသွားလိုက်တယ်တင်းပေါက်ကနေတစင်အထက်ကမြင်ကွင်းကိုလှမ်းမြင်နေရတယ်ကျွန်တော်ရဲ့ငယ်တငယ်ချင်းလူရန်ကလူမိုက်ပုံပေါက်နေတဲ့လူငယ်တယောက်နဲ့အရန်ကိုအဆင်ပြေစကားပြောနေကြတယ်လူမိသားစုနဲ့ကျွန်တော်မိသားစုကစီးပွားရေးအရာအဆက်အသွယ်တွေများတာကြောင့်ကျွန်တော်နဲ့လူရန်ကလည်းငယ်တငယ်ချင်းတွေလိုဖြစ်နေကြတာပါဒါကပြဿနာမရှိသေးဘူးအဓိကလူရန်ရဲ့အမလျိုချင်းရွှေပါသူမကတကယ်ကိုထက်မြက်ပြီးအရေးချင်းရှိတဲ့ဂုဏ်တွေရှိအမျိုးသမီးတယောက်ပါရုပ်ရည်ကလည်းလှတယ်လို့လုပ်ရည်ကန်ရည်ကလည်းတက်တာတယ်အရေးကြီးဆုံးကကျွန်တော်ပေါ်အရန်ကောင်းတာပဲကျွန်တော်ကိုမိုးပိုးပေးလိုက်တင်းကနန်းကြီးပဲပေးတာတောက်စားပြီးအချိန်ဖြုံးနေတဲ့ကျွန်တော်လိုကောင်မျိုးအတွက်တော့သူမကလမ်းလျှောက်နေတဲ့ဆက်ကြီးတစ်လုံးလိုပါပဲဒါအပြင်ရိုချင်းရွှေကကျွန်တော်ရဲ့အကိုကြီးဖြစ်တဲ့လူယုံမှာကြံလင်ချွမ်းနဲ့မကြခင်ဆေးဆက်တော့မှလေနောက်ဆိုရင်သူမကကျွန်တော်ရဲ့တရားဝင်မကြီးတော့ဖြစ်လာတော့မယ်ဆွေမျိုးတွေကနေပိုရင်းနှီးသွားပြီဆိုတော့ကျွန်တော်ရဲ့တထေးသားဘဝအုံဖြုံးနေဖို့ကပိုပြီးတော့အာမခံချက်ရှိသွားပြီပေါ့ဒါပေမဲ့မကြသေးခင်ကလူရန်ကလူမိုက်တယောက်အတွက်နဲ့သူမရဲ့အမတ်တွေကအတန်းထဲမှာထိတ်ဆုံးကနေအလဲလက်အဆင့်အထိထိုးကျသွားခဲ့တယ်အဲ့ဒီကိစ္စကြောင့်ချင်းရွှေအမကကျွန်တော်ကိုတီးတက်လာပြီးတော့ဒီကိစ္စကိုကျွန်တော်ဝင်ပါမရမယ်ဆိုတာသိလိုက်တယ်ဘာပဲဖြစ်ဖြစ်သူများစီကပတ်စံယူထားမှာတော့သူများကိစ္စကိုကူညီပေးရမှာပေါ့တကားတော့မဖွင့်ရသေးဘူးအထက်ကပြေးထွက်လာတဲ့ကောင်လေးတယောက်နဲ့တိုက်မိသွားတယ်သူကတရင်တရိုင်နဲ့နောက်ကိုနှစ်လက်လောက်ဆုပ်သွားပြီးမျက်လုံးထဲမှာအဆက်ကွဲမှုတွေနဲ့မကျေနပ်မှုတွေပြည့်နေနေတယ်သူ့ကိုကျွန်တော်မှတ်မိတယ်လူရန်အရင်ကထောက်ပံ့ပေးခဲ့ဘူးတဲ့ဆင်းရဲတဲ့ចောင်းသားလေးပဲစာလဲတော်တယ်လို့လူကလည်းယူသားတယ်ဒီပုံစံကိုကြည့်ရတာအချို့ကတော့ငါရဲ့ကျေးဇူးရှင်ကိုငါချစ်မိသွားတယ်ဒါပေမဲ့ကျေးဇူးရှင်ကတော့လူမိုက်ကိုချစ်မိသွားတယ်ဆိုတဲ့အချစ်ကြေကွဲဇလန်းမျိုးဖြစ်နေမယ်ထင်တယ်ကျွန်တော်ခေါင်းခါလိုက်ပြီးရင်ထဲမှာတော့နည်းနည်းရေချင်သွားတယ်ကောင်လေးကအရန်ငယ်လုံးပါသေးတယ်ကျွန်တော်တို့လိုတထေးသားတွေဆိုတာကပတ်စံထုတ်ပြီးကူညီတယ်ဆိုတာများသောအားဖြင့်အကျင့်တစ်ခုလိုဖြစ်နေတာကိုယ့်ရဲ့အဆင့်တန်းကိုပြသတဲ့အပြော်တန်းကစားနည်းတစ်ခုတက်ပဲ
အဲ့ဒါကကျွန်တော်တို့ကအရာရာတိုင်းအတွက်ကောင်းမွန်တဲ့လူတွေလို့ဆိုလိုတာမဟုတ်ဘူးတကယ်လို့ကျေးဇူးတင်ခြင်းနဲ့ဆိုရင်စူးစမ်းပြီးအပေါ်ကိုတက်လာခဲ့အကျိုးမြတ်တွေနဲ့ပြန်လည်ပေးဆက်တာကမှလူမှုဆက်ဆံရေးရဲ့သဘောတရားပဲအဲ့ဒီလိုမဟုတ်ပဲတန်ရောစင်တွေအချစ်တွေနဲ့တွားပတ်သက်မယ်ဆိုရင်တော့ကိုဒုက္ခကိုရှာတာပါပဲကျွန်တော်သူ့ကိုဂယုမဆိုင်တော့ပဲဟာလေးပွင့်နေတဲ့တကားကိုတွန်းဖွင့်လိုက်တယ်လူရူရန်ကထန်လုံနဲ့စကားပြောရင်းသဘောကျပြီးရေမောနေတယ်ကျွန်တော်ကိုမြင်လိုက်တော့လူရူရန်ရဲ့အပြုံးတွေကမျက်နှာပေါ်မှာတင်ရက်တန်သွားပြီးမျက်မှောင်ကျုပ်သွားတယ်သူမရဲ့အတန်ထဲမှာတတိထားမှုတွေစိတ်မရှိမှုတွေပြည့်နေပြီးကြန့်ရှောင်၍နင်ပါလာလောက်တာလဲနင်လဲငါ့ကိုအလုံးနဲ့လမ်းခွဲဖို့လာဖြောင်းဖြတာလားငါပြောလိုက်မယ်အလကားအချိန်မဖြုံးပါနဲ့နေ့လိုကြံမီသားစုရဲ့အတုံးမကျတဲ့တခင်လေးတယောက်ကကိုဝါကိုတောင်ရှင်းရှင်းလင်းလင်းမနေတတ်တာငါ့ကိုလာဝင်ဆွတ်ဖက်ဖို့ဘာအရေးချင်းရှိလို့လဲလို့ပြောလာတယ်ကျွန်တော်ဒေါသမထွက်ပါဘူးတကယ်တမ်းဆိုနည်းနည်းတောင်ရဲချင်နေသေးတယ်ငါကနင့်ကိုလာဆွတ်ဖက်တာမဟုတ်ပါဘူးအမြဲတမ်းစီကန်းတကြနေတတ်တဲ့လူမိသားစုရဲ့သမီးလိမ့်မာလေးကဘယ်လိုလုပ်ပြီးဒီလိုပုံစံမျိုးကိုရုတ်တရက်သဘောကျသွားတာလဲဆိုတာသိချင်ုံတက်တက်ပါလို့ပြန်ပြောလိုက်တယ်လူရီယန်ကအတန်ကိုပုံမြင့်လိုက်ပြီးမထီမဲ့မြင်ဟန်နဲ့နင်ပါနားလဲလို့လေအားလုံးကနင်တို့လိုဟန်ဆောင်ကောင်းတဲ့တထေးသားတွေနဲ့မတူဘူးသူကအစ်စ်အမှန်ရှင်တန်နေတာလွတ်လွတ်လပ်လပ်ရှင်တန်နေတာလို့ပြောပြီးသူမကထန်လုံရဲ့လက်မောင်းကိုဆွဲချိတ်လိုက်တယ်မျက်နှာပေါ်မှာတော့ယူသွတ်မတက်ကူးကွယ်ယုံကြည်နေတဲ့ပုံစံမျိုးပေါ်လွင်နေပြီးငါတို့လိုမျိုးနေတာကမှအသက်ရှင်နေလို့ခေါ်တာနင်တို့လိုပုံသေးကားကြရှင်တန်နေတဲ့ဘဝတွေကမှပြင်းစရာကောင်းပြီးအသက်ရှင်ရတာအလကားဖြစ်နေတာလို့ပြောလာတယ်အဲ့ဒီနောက်မှာသူမကကျွန်တော်ဘက်ကိုမြှောက်ဦးလဲလာပြန်ပြီးအထူးသဖြင့်နင်မဲကြံရှောင်၍စားကလည်းမကြက်နိုင်တေချာလည်းမပြောပါတတ်ဘူးကြံမီသားစုဝင်တယောက်ဆိုတဲ့ဂုံကလွဲရင်နင့်မှာဘာရှိသေးလို့လဲနင်ကအဆအဆုံးကိုအတုံးမကျတဲ့ကောင်ပဲလို့ပြောလိုက်တယ်ကျွန်တော်လည်းခေါင်းညှိပြလိုက်ပြီးတခုခုကိုသဘောပေါက်သွားတဲ့ပုံစံမျိုးဖမ်းလိုက်တယ်အော်နားလေပြီးဒါကလူငယ်တဘာဝရဲ့ခံစားချက်တွေပေါ့လေလူယူရန်ကစကားပြောပြီးမှမျက်နှာပေါ်မှာအောင်းနိုင်သူလိုအပြုံးမျိုးပေါ်လာပြီးထန်လုံကလည်းရင်ကောလိုက်တယ်ကျွန်တော်ကိုကြည့်ရတဲ့မျက်နှာထားကလည်းအရင်လိုကြောက်လန့်မနေတော့ဘူးနောက်တစ်စက္ကန့်မှာပဲကျွန်တော်ကလူယူရန်ကိုအပေါ်စီးကနေငုံကြည့်လိုက်ပြီးအတိဝင်ပြီးလားလို့မေးလိုက်တယ်သူမကကျွန်တော်အကြည့်ကြောင့်နောက်ကိုတလန်းအလိုလိုဆုတ်သွားတယ်မြေပြင်ပေါ်ကထန်လုံကတော့အရိုက်ခံထားရလို့ညီးတွားနေတော့မယ်ကျွန်တော်ကိုကြည့်တဲ့သူ့မျက်လုံးတွေထဲမှာအကြောက်တရားတွေပြည့်နေတယ်ကျွန်တော်ထန်လုံရှိကိုရှောက်သွားလိုက်ပြီးမင်းကအစ်စ်အမှန်ရှင်တန်တာကိုသဘောကျတယ်ဆိုလွတ်လပ်တာကိုသဘောကျတယ်ဆိုလားအခုဘလို့ခံစားရလဲလွတ်လပ်ရဲ့လားငါ့ကိုပြောစမ်းလို့ခနဲ့လိုက်တယ်ထန်လုံကနာလုံးလို့ချွေးတိချွေးပေါက်တွေကျနေပြီးစကားတခွန်းတော့ထွက်မလာဘူးလူရူရန်ကကျွန်တော်ကိုလာဆွဲဖို့လုပ်ပေမဲ့ကျွန်တော်ကမျက်စောင်းတစ်ချက်ထိုးလိုက်တော့ချက်ချင်းပြန်ဆုတ်သွားတယ်မင်းကတိတ်ဆွဲနေတာမဟုတ်ဘူးလားအခုဘာလို့စကားမပြောတော့တာလဲလို့ပြောလိုက်တော့သူမကတုံရင်နေပြီးအတန်တန်တော့မထွက်ရဲတော့ဘူးဒီလောက်တတိလေးနဲ့များတထေးသမီးကိုလာကြောင်ချင်းသေးတယ်စိတ်ပြက်စရာကောင်းလိုက်တာလို့ကျွန်တော်တွေးလိုက်မိတယ်ပြီးတော့တုံရင်နေတဲ့လူရူရန်ကိုဆွဲခေါ်ပြီးမြို့အနောက်ဘက်ကနာမည်ကြီးလူမိုက်တွေစုဝေးရနေရကိုတန်းသွားလိုက်တယ်ကားထဲကနေလူရူရန်ကိုဆွဲထုတ်ပြီးညစ်ပတ်နေတဲ့နောက်ဖေးလမ်းကြားနေရတခုမှဖိကတ်ထားလိုက်တယ်ပြင်းထန်တဲ့စီးနှံတွေအမိုက်တုံးနှံတွေကနှာခေါင်းထဲကိုဒိုင်းကနေဝင်လာတယ်လူရူရန်ကချက်ချင်းပဲအန်ချတော့တယ်ကျွန်တော်ကလမ်းကြားထိပ်မှာဆဲဆိုရန်ဖြစ်နေတဲ့စပင်ဝါဝါနဲ့လူမိုက်ကောင်လေးတွေကိုလက်ညှိုးထိုးပြပြီးအေးဆက်ဆက်လေးတန်းနဲ့ကြည်စမ်းအဲ့ဒါမင်းသဘောကျတဲ့လူငယ်တဘာဝလွတ်လပ်မှုပဲလုံလောက်အောင်အစ်စ်မှန်ဖြစ်ရလားလုံလောက်အောင်လွတ်လပ်ရလားမင်းသဘောကျတယ်ဆိုရင်အခုချက်ချင်းအဲ့ဒီအထဲကိုပြစ်သွင်းပေးမယ်လို့ပြောလိုက်တယ်လူရူရန်ကချက်ချင်းဖြူလျော်သွားပြီးကျွန်တော်လက်မောင်းကိုတင်းတင်းကြပ်ကြပ်ဆုပ်ကန်ကအသက်ရှူမဝအောင်ငိုတော့တယ်ငါမသွားပါပြီကြက်ရှောင်ကြီးငါတို့အိမ်ပြန်ရအောင်တော့တောင်းပန်ပါတယ်တဲ့အဲ့ဒီအချိန်မှာပဲကျွန်တော်မျက်လုံးထောင်းကနေရင်းနှီးနေတဲ့ပုံလေးတစ်ခုကိုလှမ်းမြင်လိုက်ရတယ်အဲ့ဒါထမ်းလုံးပဲသူကကျွန်တော်သတိမထားမိတဲ့အချိန်လေးမှာခြေဆွဲပြီးလမ်းကြားရဲ့တခြားတစ်ဖက်ကနေခိုးပြေးသွားတာဒီလိုကောင်မျိုးကိုလိုက်ဖမ်းဖို့ကျွန်တော်ပြင်ပါတယ်ကျွန်တော်လက်ကိုနောက်တစ်ချိန်ထက်ညစ်ပတ်ခံဖို့မတန်ပါဘူးလူရူရန်လည်းအဲ့ဒါကိုတေချာပေါက်မြင်လိုက်တယ်သူမမျက်နှာပေါ်ကသွေးရောင်တွေလုံးဝပြတ်ကွယ်သွားပြီးနောက်ဆုံးကျန်နေတဲ့မျောလင်းချက်စိတ်ကူးရင်လေးကလည်းထွက်ပြေးသွားတဲ့အဲ့ဒီကြောပြင်းနဲ့အတူလုံးဝရိုက်ချိုးခံလိုက်ရပြီလေသူမဆက်မငူတော့ပဲဝိညာဉ်နှုတ်ခံလိုက်ရတယ်လို့နေကြောင်ကြောင်လေးရက်နေတယ်ကျွန်တော်သူမကိုကားထဲပြန်ဆွဲထည့်လိုက်တယ်လမ်းတစ်လျှောက်လုံးသူမစကားတစ်ခုမှမဟတော့ဘူးလူမိသားစုအိမ်ရှိရောက်တော့သူမဘာသာတကားဖွင့်ပြီးဝိညာဉ်လွင့်နေတဲ့လူတစ်ယောက်လိုအိမ်ထဲဝင်သွားတယ်ကျွန်တော်ကားပေါ်ကမစင်ပဲကားဆရာကိုအိမ်ကိုတန်းပြန်ဖို့ပြောလိုက်တယ်အဲ့ဒီနေ့ညမှာပဲကျွန်တော်ဖုန်းထဲကို message တစ်စောင်ဝင်လာတယ်ရိုးချင်းရွှေစီကားပါရှောင်းကြီးကျေးဇူးပဲတဲ့ကျွန်တော်ကရပါတယ်ဆိုတဲ့ sticker လေးပြန်ပို့လိုက်တယ်ဒါနဲ့ပဲဒီကိစ္စပြီးသွားပြီပေါ့ထင်းတဲ့အတိုင်းပဲနောက်2ရက်လောက်လူမိသားစုဘက်ကဘာသာမှမထွက်လာတယ်လို့ကျွန်တော်ကလည်းဘယ်သူမှလာပြီးပြဿနာမရှာဘူးဒီကိစ္စကိုအနာဂတ်မကြီးတော့ရိုးချင်းရွှေကဖိနှိပ်လိုက်ပြီဆိုတာကျွန်တော်သိလိုက်တယ်ကြည့်ရတာကျွန်တော်ရဲ့ဒီခြေလမ်းကမမဘူးပဲကျွန်တော်ရဲ့တထေးသားသုံးဖြုံးတဲ့ဘဝကတော့တည်ငြိမ်သွားပြီပေါ့ဒါပေမဲ့နောက်တစ်နေ့မှကျွန်တော်မရင်နိုင်တော့ဘူးဘာလို့လဲဆိုတော့ထန်လုံတည်သွားလို့ပဲရင်တိုက်မှုနဲ့မတော်တဆတည်ဆုံးသွားတာတဲ့ကြည့်ရတာကျွန်တော်ရဲ့အနာဂတ်မကြီးတော့ကကျွန်တော်ထင်ထားတာထက်အများကြီးပိုပြီးရက်စက်ကြမ်းကြုတ်ပုံရတယ်ရုတ်တရက်ဒီမိသားစုကနည်းနည်းကြောက်စရာကောင်းတယ်လို့ကျွန်တော်ခံစားလိုက်ရတယ်လူတိုင်းကလှပတဲ့မျက်နှာဖုံးတွေကိုတက်ထားပြီးသူတို့ရဲ့အတားအဆီးတွေကို ATA ဆက်ရှင်းလင်းပြစ်တတ်ကြတယ်ကျွန်တော်ရဲ့စီးပွားရေးသမားအကိုကြီးကျန်လင်းချွန်ကလည်းဒီလိုပဲအနာဂတ်မကြီးတော့ရိုးချင်းရွှေကလည်းဒီလိုပါပဲကျွန်တော်တယောက်တည်းကသာဒီတိုင်းလေးသုံးဖြုံစားတောက်ပြီးတည်သွားဖို့စောင့်နေတဲ့ထူးဆန်းတဲ့ကောင်ဖြစ်နေတာကျွန်တော်ရုတ်တရက်ချက်တီးဖြန်းကနေထားသွားပြီးဂရင်ပေါ်ကနေထိုင်လိုက်မိတယ်ကျွန်တော်ချက်ချင်းအိမ်ပြောင်းမရမယ်ဒီလိုရက်ဆက်တဲ့လူတွေနဲ့အမြန်ဆုံးဝေးနေပြီးအသက်ရှင်နေမှပဲဆက်ပြီးသုံးဖြုံလို့ရမှာဘသူ့ကိုမှနှုတ်မဆက်ပဲနောက်တနေ့မနေ့စောစောမှပဲကြိုတင်ပြင်ဆင်ထားတဲ့ခီးဆောင်အိတ်ကိုဆွဲပြီးအောက်ထပ်ကိုဆင်းလာခဲ့တယ်အမေကအိတ်ခန်းထဲမှာမနှက်ခင်းလက်ဖက်ရည်ကိုကြော့ကြော့မော့မော့တောက်နေတယ်ကျွန်တော်ကိုတွေးတော့မျက်ခွန်လေးနည်းနည်းပင်းကြည့်ပြီး ATA ဆက်လေတန်နဲ့ဘယ်သွားမလို့လဲတဲ့အိတ်ဖို့နေရာသွားပြောင်းမလို့ဖြေလိုက်တယ်အမေကထပ်မမေးတော့ပဲခေါင်းပုံပြီးသူ့ရဲ့စီးပွားရေးမဂဇင်းကိုဆက်ဖတ်နေတယ်ကျွန်တော်ရဲ့အဖေလို့ခေါ်ရမယ့်လူကလည်းဘယ်ရောက်နေမှန်းမသိဘူးဒီအိမ်ကြီးကရေခဲတိုက်တစ်ခုလိုအေးဆက်လွန်းတယ်ကျွန်တော်အိတ်ကိုဆွဲပြီးခန်းထားတဲ့ဆိုင်ကြီးထဲကနေလှည့်တောင်မကြည့်ပဲထွက်လာခဲ့တယ်မြို့လေကောင်မှာကျွန်တော်စောစီစီကလေးကဝယ်ထားတဲ့အထက်မြင့်တိုက်ခန်းတစ်ခန်းရှိတယ်အခုတော့အဲ့ဒါကိုသုံးဖို့အချိန်ကျလာပြီပေါ့တိုက်ခန်းကအရန်ကျယ်ပြီးရှင်းလင်းနေတာပဲရေခဲတက်တာထဲမှာလည်းဘာမှမရှိဘူးဒါကြောင့်အနီးနားကအကြီးဆုံးစူပါမားကတ်တစ်ခုစီကားမောင်းသွားလိုက်တယ်ဒီအိမ်တစ်ကိုဖြည့်ဖို့အစားအသောက်တွေနဲ့အစင်သစ်စားစရာတွေအများကြီးလိုအပ်တယ်လေ
ဈေးဝယ်လဲကိုတွန်းပြီးပစ္စည်းမျိုးစုံစီထားတဲ့ဆင်းတွေချတဲ့ရှောက်သွားနေလိုက်တယ်ကျွန်တော်ကပစ္စည်းသိမ်းဆက်ရုပ်တရုပ်လိုမျက်နှာသေးကြီးနဲ့တွေ့သမျှကိုလှဲပစ်ထည့်နေတာဒါပေမဲ့ထောင်ကျိုးတစ်ခုကိုအကွေ့မှာကျွန်တော်ခြေလမ်းတွေရုတ်တရက်ရက်တန့်သွားတယ်ဘာလို့လဲဆိုတော့တရေစာမုတ်တွေထားတဲ့နေရာရဲ့ထောင်ကျတနေရာမှာကောင်မလေးတစ်ယောက်ကပေါင်မုတ်တစ်ထုပ်ကိုသူမရဲ့အင်ဂျီလက်စွပ်ထဲခိုးကြောင်ခိုးဝက်ထည့်နေတာကိုမြင်လိုက်ရလို့ပဲသူမကကျွန်တော်ထက်အသက်နည်းနည်းငယ်မဲ့ပုံပဲအရက်ပပူလေးနဲ့အယောင်လွင့်နေတဲ့ចောင်းဝတ်စုံကိုဝတ်ထားတယ်ရုပ်လေးကတော့ရှင်းရှင်းတက်တက်လေးပေမဲ့နှမျောစရာကောင်းတာကလက်ချောင်းတွေကမတန့်ရှင်းမှုဖြစ်နေတယ်ကျွန်တော်အတန်မထွက်ပဲကုန်ပစ္စည်းစင်ကိုမိပြီးလက်ပိုက်ကသူမကိုစိတ်ဝင်စားနဲ့ကြည့်နေလိုက်တယ်သူမကအရန်ကိုခက်ခဲနေရတာအင်ဂျီလက်ကသေးနေပြီးပေါင်မုတ်ကကြီးနေတော့ခဏပြန်ကြိုးစားနေရတယ်စိတ်ပူလုံးနဖူးမှာချွေးပေါက်တွေတောင်ထွက်နေပြီးနောက်ဆုံးတော့သူမတစ်ခုခုကိုခံစားမိသွားတယ်လို့ပဲလှုပ်ရှားမှုတွေရပ်တန့်သွားပြီးခေါင်းကိုဖြည်းဖြည်းချင်းမော့ကြည့်လာတယ်လေထဲမှာရင်ကျွန်တော်တို့မျက်လုံးချင်းစုံသွားတယ်ကျွန်တော်ကသူမကိုစိုက်ကြည့်နေပြီးဘာမှမပြောဘူး10 စက္ကန့်လောက်အတွင်းမှာပဲသူမရဲ့မျက်နှာကဖြူနေရကနေမျက်မြင်ကိုတွေ့နေရဲလာတယ်သူမရဲ့မျက်လုံးဝိုင်းကြီးတွေထဲမှာအစပိုင်းကအကြောက်တရားတွေပြီးတော့ထိတ်လန့်မှုတွေနောက်ဆုံးတော့ဖုံးကွယ်လို့မရတဲ့အရှက်ရောက်မှုနဲ့ဂုဏ်သိက္ခာကျဆင်းမှုတွေပြည့်နေသွားတယ်ပေါင်မုတ်ကိုကင်ထားတဲ့သူမရဲ့လက်တွေကအတော်လေးကိုတုံရင်နေတယ်ဖောင်းဆိုတဲ့အတန်နဲ့အတူပေါင်မုတ်ကကျမ်းပြင်ပေါ်ကျသွားတယ်သူမကအင်အားတွေအကုန်ဆုပ်ယူခံလိုက်ရတယ်လို့တကိုယ်လုံးခွေချသွားပြီးမျက်နှာကိုမြေကြီးထဲတိုးဝင်သွားမတက်ခေါင်းငုံထားတယ်ပြင်းစရာကြီးကျွန်တော်ရှောက်သွားပြီးကျမ်းပြင်ပေါ်ကပေါင်မုတ်ထုပ်ကိုကုန်းကောက်ကကျွန်တော်ဈေးဝယ်လဲပစ်ထည့်လိုက်တယ်ပြီးတော့ဘေးနားကစင်ပေါ်မှာရှိတဲ့ဘီစကွတ်တွေတခြားလုံးမျိုးစုံကိုလည်းလှဲတဲ့အကုန်လုံးတင်းကျုံထည့်လိုက်တယ်ခဏလေးတွင်းမှာပဲဈေးဝယ်လဲကတောင်ပူစာလေးလိုမောက်တက်သွားတယ်ကျွန်တော်လဲကိုသူမရှိတွန်းသွားလိုက်တယ်သူမကခေါင်းငုံထားဆဲပဲတရားစီရင်ခံရမယ့်အချိန်ကိုစောင့်နေတယ်လို့မျိုးတကိုယ်လုံးတင်းမာနေတယ်ကျွန်တော်ခြေဖြားနဲ့သူမရဲ့အယောင်လွင့်နေတဲ့ကင်းဘက်ဖက်နဲ့လေးကိုပုတ်လိုက်ပြီး ATA ဆက်လေးတန်နဲ့ထမင်းစားစရာပတ်စံမရှိလို့လားလို့မေးလိုက်တယ်သူမကိုယ်လုံးလေးတုံသွားပြီးအလွန်တင်းငယ်တဲ့လှုပ်ရှားမှုလေးနဲ့ခေါင်းညိပြတယ်တစ်စက္ကန့်လောက်ကြာတော့တခုခုကိုတတိယသွားတယ်လို့ခေါင်းကိုအမြန်ပြန်ခါပြတယ်ကျွန်တော်လည်းစိတ်မရှိတော့ဘူးမင်းခေါင်းညိလိုက်ခေါင်းခါလိုက်နဲ့ငါ့ကိုပြဆက်လာကပြနေတာလားတေချာဆန်းဘယ်လိုဖြစ်တာလဲစကားပြောဆန်းလို့ခက်မှပြောလိုက်တယ်ကျွန်တော်ခြောက်လိုက်တော့သူမတကူလုံးတုံတက်သွားပြီးခေါင်းကိုဝန်းကနေမော့ကြည့်လာတယ်သူမရဲ့မျက်လုံးအိမ်တွေကနီးရဲနေပြီးမျက်ရည်တွေပြည့်နေတယ်ပါဇက်ကိုဟားလိုက်ပေမဲ့လဲချောင်းထဲကနေမပီမတအတန်တချို့ပဲထွက်လာတယ်လက်နှစ်ဖက်ကလည်းဘာလို့ရမှန်းမသိပဲအမူအရာတွေရှောက်လို့ပြနေတယ်ကျွန်တော်ကြောင်သွားတယ်အဲ့ဒီအခိုက်အတန့်လေးမှာပဲခေါင်းထဲကိုအတွေးတစ်ခုဖြတ်ခနဲဝင်လာတယ်စွန့်အနေလားသူမရဲ့စိုးရိမ်ထိတ်လန့်ပြီးကုကေရမဲ့နေတဲ့ပုံစံကိုကြည့်ရင်ကျွန်တော်ရင်ထဲကစိတ်မရှိတဲ့ဒေါသတွေချက်ချင်းငြိမ်းကျသွားတယ်ကျွန်တော်နောင်တရသွားတယ်အဲ့ဒီအချိန်မှာကျွန်တော်ကလုံးဝကိုတောက်တုံးမကြတဲ့လူယုံမှတယောက်လိုခံစားလိုက်ရတယ်ညတကောင်ပြန်တွေးမိရင်တော့ကိုပါကိုနှစ်ချက်လောက်ပြန်ရိုက်ချင်စိတ်ပေါက်လာမဲ့အဖြစ်မျိုးကျွန်တော်ဘာမှဆက်မပြောတော့ပဲနောက်လက်ကနောက်ထပ်ဈေးဝယ်လဲတစ်စီးကိုတွားယူလိုက်တယ်ပြီးတော့တိတ်စီရလွယ်ကူတဲ့အစားအသောက်တွေကိုနောက်တလဲအပြည့်ထည့်လိုက်တယ်အဲ့ဒီနောက်လှဲနှစ်စီးကိုတွန်းပြီးသူမကိုနောက်ကလိုက်ခဲ့ဖို့အချက်ပြလိုက်တယ်သူမကတေချာမတုံ့ပြန်နိုင်သေးဘူးကျွန်တော်လည်းရှင်းပြရတာပြင်းတာနဲ့သူမရဲ့လက်ကောက်ဝတ်ကိုဆွဲပြီးငွေရှင်းကောင်တာစီခေါ်လာခဲ့တယ်ငွေရှင်းပြီးတော့ကျွန်တော်တယောက်တည်းအိတ်ကြီးအိတ်ငယ်တွေအများကြီးဆွဲထားတယ်သူမကတော့ကျွန်တော်နောက်မှာအမီးပေါက်လေးလိုကပ်ပါလာပြီးအပေါ်ဆုံးတရေစာမုတ်အိတ်နှဲငယ်ကိုကင်ထားတယ်ကျွန်တော်ပစ္စည်းတွေအကုန်လုံးကိုကျွန်တော်ရဲ့ပြန်ကားနောက်ဖုံးထဲထည့်လိုက်ပြီးသူမကိုကားပေါ်တက်ဖို့ပြောလိုက်တယ်သူမခဏလောက်တွေ့ဝေသွားပေမဲ့နောက်ဆုံးတော့ရင်မောင်းပေးကတကားကိုဖွင့်ပြီးဝင်ထိုင်တယ်ပြီးတော့သူမကိုအိမ်လိပ်စာမေးလိုက်တယ်သူမကဖုန်းကိုလှမ်းယူပြီးတင်းငယ်တဲ့လက်ချောင်းလေးတွေနဲ့မျက်နှာပြင်ပေါ်မှာအကြာကြီးနေပြီးမှနေရာတစ်ခုကို location ပို့ပေးတယ်အဲ့ဒီနေရာကမြို့ဟောင်းဘက်ကနေရာတစ်ခုကျွန်တော်ဆိုရင်ဖြတ်တောင်မဖြတ်သွားဘူးတဲ့ဟောင်းနှံ့နေတဲ့နေရာစုပ်လေးတစ်ခုကျွန်တော်ဘာမှမပြောဘဲကားကိုဆက်နှုတ်လိုက်တယ်လမ်းတစ်လျှောက်လုံးကားထဲမှာကြောက်စရာကောင်းတော့အောင်တိတ်ဆိတ်နေတယ်သူမကခေါင်းငုံထားပြီးလက်နှစ်ဖက်ကသူမရဲ့အင်ဂျီစကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားတယ်ကားလေးကကျင်းမြောင်းပြီးဟောင်းနှံ့နေတဲ့လမ်းကြားလေးတွေထဲဖြတ်မောင်းသွားပြီးနောက်ဆုံးတော့ပြူကြတော့မဲ့ပုံပေါက်နေတဲ့တိုက်ခန်းစုပ်လေးတစ်ခုရှိမှရက်လိုက်တယ်ကျွန်တော်ကားဆက်တက်လိုက်ပြီးသူမနဲ့အတူအစားအသောက်တွေကိုကားပေါ်ကနေကူချပေးလိုက်တယ်လေကားထစ်တွေကမှောက်မိုက်ပြီးဆူဆွနေတယ်မိုးနက်နဲ့ဗာမန်းတေချာမသိတဲ့အနက်သက်ဆိုးတွေကလည်းလှိုင်းနေတာပဲသူမကကျွန်တော်ကိုသုံးထပ်မြောက်ထိခေါ်သွားပြီးဟောင်းနှံ့နေတဲ့တစ်သားတကားလေးတစ်ချက်ကိုဖွင့်လိုက်တဲ့အခါမှာတော့ပြင်းထန်တဲ့တိုင်းရင်းစင်းနှံကြီးကဒိုင်းကနေစီးကျူနေတယ်အခန်းကအရန်ကိုတင်းငယ်လုံးနဲ့တစ်ချက်ကြည့်လိုက်တာနဲ့အကုန်မြင်ရတဲ့အထိပဲနေရန်လေးဘက်ကလွဲပြီးဘာမှမရှိတဲ့စင်းရဲမွဲတေမှုဆိုတဲ့စကားလုံးကိုဒီနေ့မှပဲကျွန်တော်လက်တွေ့မျက်မြင်ကိုယ်တွေ့မြင်ဘူးတော့တယ်ဟောင်းနှံ့နေတဲ့တစ်သားကုတင်တစ်လုံးပေါ်မှာအယိုးပေါ်အရေးတင်ပိန်ချုံနေတဲ့အဖွားအိုတယောက်လဲလျောင်းနေတယ်အဖွားအိုကမျက်စိနှလုံးကိုမှိတ်ထားပြီးအသက်ရှူတန်ကလည်းတော်တော်လေးတိုးညင်းနေတယ်ကောင်မလေးကလက်ထက်ကပစ္စည်းတွေကိုချလိုက်ပြီးကတင်ပေးကိုပြေးသွားကအဖွားအိုရဲ့ဆောင်ကိုကျွမ်းကျွမ်းကျင်ကျင်ပဲတေချာချုံပေးလိုက်တယ်သူမရဲ့မျက်လုံးတွေထဲမှာတော့စိုးရိမ်ပူပန်မှုတွေပြည့်နှက်နေတယ်ကျွန်တော်အကြမ်းဖျင်းတော့နားလည်လိုက်ပါပြီသူမကထမင်းစားဖို့ပတ်စံမရှိတာမဟုတ်ဘူးမိသားစုဝင်ကိုစေကူပေးဖို့ပတ်စံမရှိတာပဲပေါင်မခိုးတယ်ဆိုတာကလည်းအလွန်မင်းစာလောင်နေပေမဲ့အဖွားအိုကိုစေးပြဖို့ဖယ်ထားတဲ့ပတ်စံကိုမထီးချင်လို့နေမှာပေါ့ဟင်းတနာစရာကောင်းအောင်လုပ်ပြတဲ့စက်ကွက်မျိုးတွေထပ်လာပြန်ပြီးကျွန်တော်ကဒီလိုမျိုးတွေကိုအကြည့်ရခက်ဆုံးပဲကောင်မလေးကသူမရဲ့အဖွားကိုတေချာနေရာချပေးပြီးနောက်ကျွန်တော်ရှိကိုရှောက်လာပြီးခါကိုင်းကရိုးတေးတေးအယိုတေးပေးတယ်ပြီးတော့စပွဲပေါ်ကဟောင်းနှံ့နေတဲ့ဗလာစာအုပ်လေးတစ်အုပ်ကိုယူပြီးတစ်ခုခုကိုခက်မြင်ရေးနေတယ်စာအုပ်ပေါ်မှာတက်ရက်လက်ပါတဲ့လက်ရေးလေးနဲ့ရေးထားတာကကျေးဇူးတင်ပါတယ်ဒီပစ္စည်းတွေကဘယ်လောက်ကြပါသလဲနောက်ကြရင်ကျမတေချာပေါက်ပြန်ဆက်ပါမယ်တဲ့အဲ့ဒီစာကြောင်းကိုကြည့်ပြီးကျွန်တော်နည်းနည်းတောင်ရေးချင်သွားတယ်။ဘာနဲ့ပြန်ဆက်မှာလဲ။နောက်တစ်ခေါက်ထပ်ခိုးပြီးဆက်မှာလား။ကျွန်တော်ဘာမှပြန်မပြောဘဲဖုန်းကိုထုတ်ပြီးအိမ်ကကိုကြီးလက်ထောက်စီဖုန်းခေါ်လိုက်တယ်။ပြီးတော့ပြတ်သားတဲ့လေတံနဲ့ဦးဝမ်မြို့လေကစေးုံကြီးက BIB လူနာခန်းတစ်ခန်းလောက်ချိတ်ပေးပါ။ပြီးရင်15မိနစ်အတွင်းမြို့အနောက်ဘက်ကတိုက်ဟောင်းစီလူနာတင်ရင်တစည်းလွတ်ပေးပါ။လိပ်စာကိုပို့လိုက်မယ်။ကုန်ကြစည်အားလုံးကိုကျွန်တော်အကောင့်ထဲကနေပဲဓာတ်ရိုက်ဖြတ်လိုက်ပါလို့ပြောလိုက်တယ်။ဒီလုပ်ငန်းစဉ်တစ်ခုလုံးက10မိနစ်တောင်မကြာလိုက်ဘူး။ကောင်မလေးကတော့လုံးဝကြောင်အမ်းသွားပြီး24ဟာပြီးကျွန်တော်ကိုငေးကြည့်နေတာငိုဖို့လည်းမေ့နေတယ်လို့စာဆက်ရေးဖို့လည်းမေ့နေတယ်။ကျွန်တော်နားလဲပါတယ်။သူမအတွက်တစ်သက်လုံးအားထုတ်ပြီးမှမျှော်လင့်နိုင်မယ့်အရာတွေကကျွန်တော်အတွက်တော့ဖုန်းတစ်ချက်ဆက်ယုံနဲ့ဖြည့်ရှင်းလို့ရတဲ့ကိစ္စတွေလေကျွန်တော်သူမချေရင်ကအိတ်ကိုခြေဖျားနဲ့နည်းနည်းပုတ်လိုက်ပြီးဘာကြောင့်ကြည့်နေတာလဲစေးယုံသွားဖို့ပစ္စည်းတွေတိမ့်လေးလို့ပြောလိုက်တယ်အဲ့ဒီတော့မှသူမလည်းအိမ်မက်ကနိုးလာတယ်လို့ပြပြတလဲနဲ့ပစ္စည်းတွေကိုစသိမ်းတော့တယ်
တကယ်တော့လည်းတေချာသိသိစရာဘာမှသိမရှိပါဘူးအယောင်လွင့်နေတဲ့အင်ဂျီဟောင်းလေး2ထည့်3ထည့်ရဲ့အပေါက်ပြဲတွေဖြစ်နေတဲ့စောင်းစုပ်လေးတစ်ထည့်ရဲ့လောက်ပါပဲလူနာတင်ရင်ကတော်တော်များများရောက်လာတယ်ကျွမ်းကျင်တဲ့ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကအဖွားအိုကိုထမ်းစင်ပေါ်တတိထားပြီးတင်ကြတယ်အစကနေအဆုံးထိကောင်မလေးကကျွန်တော်ရုတ်တရက်ပြောက်ကွယ်သွားမှကိုကြောက်နေတဲ့အလားကျွန်တော်အင်ဂျီစာကိုတင်းတင်းကြပ်ကြပ်စုပ်ကင်ထားတယ်ကျွန်တော်နည်းနည်းနေရခက်ပေမဲ့လည်းသူမကိုခါမချလိုက်ပါဘူးဆေးရုံရောက်တော့အရာအလုံးကိုအစီအစဉ်တကျစီစဉ်ပေးပြီးသားဖြစ်နေပြီးတယောက်တည်းတည်တံ့ထားတဲ့ VIP လူနာခန်းအချိန်ပြည့်ပြုစုပေးမဲ့တူနာပြုပြီးတော့ထိတ်တန်းအထူးကုဆရာဝန်ဖွဲ့ကလည်းချက်ချင်းပဲယောဂရှာဖွေစစ်ဆေးမှုတွေစတင်နေပြီကျွန်တော်ကတန်ရှင်းတောက်ပနေတဲ့လူနာခန်းအပြင်ဘက်ကနေရက်ကြည့်နေလိုက်တယ်အထဲမှာအလုံများနေတဲ့ဆရာဝန်တွေတူနာပြုတွေနဲ့ကတင်ပေးမှာထိတ်လန့်မှုရောကျေးဇူးတင်မှုတွေရောရောရှက်နေတဲ့မျက်နှာလေးနဲ့စောင့်နေတဲ့ကောင်မလေးကိုကြည့်ရင်ထန်လုံးတေဆုံးမှုကြောင့်ကျွန်တော်ရင်ထဲမှာဖြစ်ပေါ်နေတဲ့အုံမိုင်းမိုင်းခံစားချက်တွေနည်းနည်းလွတ်ဆင်သွားသလိုပဲပတ်စံသုံးတာကတကယ်ပဲစိတ်ချမ်းသာမှုကိုဝယ်ယူလို့ရတာပဲအဲ့ဒီအချိန်မှာပဲအင်ဂျီစလေးနောက်တစ်ချိန်ခက်ဖွားဖွားအဆွဲခံလိုက်ရတယ်သူမကအဲ့ဒီဟောင်းနှမ်းနေတဲ့စာအုပ်လေးကိုမြှောက်ပြီးကျွန်တော်ရှိကိုထိုးပေးလာတယ်အပေါ်မှာရေးထားတာကရှင်ရဲ့ကျေးဇူးကိုကျွန်မဘယ်လိုပြန်ဆက်ရမလဲတဲ့ကျွန်တော်တကားပေါင်ကိုမိလိုက်ပြီးသူမကိုကြည့်ကမင်းကိုကျေးဇူးပြန်ဆက်ဖို့ငါမပြောပါဘူးလို့ပြောလိုက်တယ်သူမကပြရခတ်သွားပြီးစာအုပ်ပေါ်မှာအမြန်ရေးတော့တယ်လက်ရေးတွေတောင်နည်းနည်းရှုပ်ထွေးနေပြီးမရဘူးရှစ်ပတ်စံကိုဒီတိုင်းအလကားတော့မယူနိုင်ဘူးရှင်ကလူကောင်းတယောက်ပါတဲ့လူကောင်းဆိုတဲ့စကားလုံးနှလုံးကိုမြင်တော့ကျွန်တော်နှခမ်းတောင်းကအပြုံးကပိုတိတာသွားတယ်ဒီခေတ်ကြီးထဲမှာငါလူကောင်းကတော့လူကောင်းစရင်ထဲဝင်သွားပြီလားပတ်စံရှိတာတကယ်ကောင်းတာပဲကျွန်တော်သူမစာရေးနေတာကိုတားလိုက်ပြီးပထမအချက်ငါကဘာလူကောင်းမှမဟုတ်ဘူးဒုတိယအချက်ငါကပြဿနာရှာတာကိုအမုန်းဆုံးပဲလို့ပြောပြီးပြီနော်မင်းအခုငါ့ကိုဒီမှာလာပြီးရှုပ်ရှုပ်ရှက်ရှက်လုပ်နေတာကပြဿနာရှာနေတာပဲနားလေလားလို့ပြောလိုက်တယ်ကျွန်တော်ရဲ့လူရဆွဲပြောတဲ့ယုတ်တိမတန်တဲ့စကားတွေကြောင့်သူမနည်းနည်းကြောင်သွားတယ်ဘလို့တုတ်ပြန်ရမလဲမသိတော့ပဲကျွန်တော်ကိုငေးကြည့်နေတယ်ကျွန်တော်သူမပုံစံကိုကြည့်ပြီးတပြင်းတစ်ချက်ချလိုက်တယ်သူမရှိကိုရှောက်သွားပြီးဘာစကားမှအပေါ်မပြောတော့ပဲသူမလက်ထဲကစာအုပ်နဲ့ဘောပင်ကိုယူကခက်တက်တက်ပဲရေးလိုက်တယ်ငါကကြိုပြီးအာမခံဝယ်ထားတယ်လို့ပဲသဘောထားလိုက်မင်းစာတေချာစူးစမ်းတင်ပြီးနောက်တစ်ချိန်ကျရင်တက္ကသိုလ်ကောင်းကောင်းတစ်ခုကိုဝင်ခွင့်ရအောင်လုပ်တကယ်လို့တနေ့နေ့ငါဒုက္ခရောက်ပြီးလမ်းဘေးမှာတောင်းစားရတဲ့အခြေအနေရောက်လာရင်မင်းငါကိုထမင်းတစ်ခွက်လောက်ကျွေးဖို့မှတ်ထားရုံနဲ့လုံလောက်ပြီးရေးပြီးတာနဲ့စာအုပ်ကိုသူမလက်ထဲပြန်ထည့်ပေးလိုက်တယ်သူမကစာအုပ်ပေါ်ကစာတွေကိုကြည့်ပြီးအကြာကြီးကြောင်အန်းနေခဲ့တယ်ပြီးမှခေါင်းကိုမောလာတဲ့အခါတောင်ကျဆန်းရည်လိုကြည်လင်နေတဲ့သူမရဲ့မျက်လုံးတွေထဲကနေမျက်ရည်တွေတားဆီးမရတော့ပဲကျဆင်းလာတယ်သူမကအတန်ထွက်ပြီးမငိုပါဘူးအတန်တိတ်မျက်ရည်ကျနေုံတက်တက်ပဲမျက်ရည်ဆက်တွေကဟောင်းနှွမ်းနေတဲ့ဗလာစာအုပ်လေးပေါ်ကိုတပေါက်ချင်းကျနေတယ်ကျွန်တော်ကြည့်ရတာနေရခက်လာလို့အကြည့်လွဲလိုက်ပြီးကဲတော်ပြီးမငိုနဲ့တော့မင်းအဖွားကမင်းရဲ့အပြုစုကိုလိုအပ်နေသေးတယ်ဒီလိုမျိုးနှက်ချေးကိုငိုယိုနေတာဘလို့ပုံပေါက်နေလဲလို့ပြောလိုက်တယ်ပြီးတော့ခဏလောက်စဉ်းစားပြီးထပ်ဖြစ်ပြောလိုက်တယ်မင်းเจ้าကဘယ်เจ้าလဲဥဝံကိုမင်းအတွက်เจ้าလာကပါတခါတည်းရှင်းပေးခိုင်းလိုက်မယ်နောက်ဆိုရင်လစဉ်လာတိုင်းမင်းအတွက်30ရာမဟုတ်ဘူးရွမ်9000လွှဲပေးခိုင်းမယ်မင်းတက္ကသိုလ်ပြီးလို့အလုပ်ရတဲ့အထိပဲမယူဘူးဆိုတာတွေလာမပြောနဲ့ဒါလည်းအာမခံကြီးအပါဝင်ပဲပြောပြီးတာနဲ့ဒီလိုခန်းစားချက်တွေပြည့်နေနေတဲ့မြင်ကွင်းကြီးကိုစက်ကြည့်ဖို့ပြင်းလာတာနဲ့ဆရာဝန်တွေနဲ့အနှဲငယ်စကားပြောပြီးတာနဲ့လှည့်ထွက်လာခဲ့တယ်ကျေဝန်းနဲ့လမ်းမကြီးပေါ်မှာကားမောင်းလာရင်ကျွန်တော်ရုတ်တရက်ရေချင်းစိတ်ပေါက်သွားတယ်ငါလိုကြံမိသားစုရဲ့ဒုတိယသခင်လေးကဒုက္ခရောက်သွားနိုင်လို့လားလုံးဝကိုမဖြစ်နိုင်တဲ့ကိစ္စပဲလေငါကကိုယ့်အတွက်ကုသိုလ်ရအောင်ပတ်စံထုတ်သုံးလိုက်ရုံတက်တက်ပါပဲဘာလို့လဲဆိုတော့ငါဘေးနာကလူတွေကတယောက်ထက်တယောက်ပိုပြီးရက်ဆက်ချမ်းချုပ်ကြတာကိုငါလိုသုံးဖြုံစားတော့နေတဲ့ကောင်ကတသက်လုံးချမ်းချမ်းသာသာနဲ့နေနိုင်အောင်ကုသိုလ်လေးနည်းနည်းတော့ကြိုးစုထားမှရမယ်လေအဲ့ဒီနောက်မှာတော့ကျွန်တော်တကယ်ပဲဒုက္ခရောက်သွားခဲ့တယ်9နှစ်အချိန်9နှစ်အတွင်းမှာပဲလေလူကြီးလူကောင်းရောက်ဆောင်ထားတဲ့ကျွန်တော်ရဲ့အကူကြီးကျန်လင်းချွန်လက်ထပ်ပြီးတဲ့နောက်မှာပြဿနာတွေစပေါက်လာတာပြဿနာတွေပောက်ကွဲထွက်လာချိန်မှာကျွန်တော်ကကိုပိုင်ကျိုးလေးပေါ်မှာနေပူစားလုံးနေတော့ဖုန်းလက်ခံရရှိချိန်မှာကျွန်တော်နည်းနည်းတောင်ရဲချင်မိသေးတယ်ကျွန်တော်ထင်ထားပြီးသားပဲလေကျွန်တော်အကူကအယိုးတွေကနေကူကပြက်ပြက်တတမလုံနိုင်နဲ့မပြောကောင်းအဲ့ဒါကူမှတန်ရောစင်ကြီးမားတဲ့လူတစ်ယောက်လိုဟန်ဆောင်ချင်နေသေးတာဒီလိုစက်ပြက်ကြီးကိုပြန်သွားကြည့်ဖို့တောင်ကျွန်တော်ပြင်းသေးတယ်ဘာပဲဖြစ်ဖြစ်တတိတိုင်းဝိုင်းကအိမ်တော်ကြီးတွေကများသောအားဖြင့်ဒီလိုပုံစံကြီးပါပဲဒါပေမဲ့ကျွန်တော်ရဲ့ဘဏ်ကတ်တွေတကက်ပြီးတကက်အပိတ်ခံလိုက်ရပြီးကျွန်တော်နာမည်နဲ့ရှိသမျှအင်ချန်မြေတွေ stock share တွေရန်ပုံငွေတွေအားလုံးကညာရင်းချင်းမှာပဲနာမည်ပြောင်းသွားတဲ့အချိန်ကြာမှာပဲတခုခုတော့မှားနေပြီဆိုတာကိုကျွန်တော်နောက်ကျမှသဘောပေါက်သွားတယ်ကျွန်းပေါ်ကနေအလောတကြီးလေရင်နဲ့ပြန်ပြေးလာတဲ့အချိန်မှာတော့အရာအားလုံးကပြီးဆုံးသွားခဲ့ပြီးကြံဂျီယန်အုပ်စုကြီးကယူဝီဆိုတဲ့နာမည်ဖြစ်ပြောင်းလဲသွားခဲ့ပြီးကျွန်တော်အဖေကစီးပွားရေးရာဇဝတ်မှုတွေအများကြီးနဲ့တရားစွဲခံရပြီးခိုင်လုံတဲ့တပ်တွေအထောက်ထားတွေကြောင့်သူ့ဘဝရဲ့ကျန်တဲ့အချိန်တွေကိုထောင်ထဲကတန်နိုင်တွေနောက်မှာပဲကုန်ဆုံးရတော့မယ်ကျွန်တော်အကိုကျန်လင်ချွန်ကတော့ဘဝတစ်ထည်ကိုတစ်ခုနဲ့မောင်းထုတ်ခံလိုက်ရတယ်ပြီးတော့ကျွန်တော်လေဒီတိုင်းလေးသုံးဖြုံးစားတောက်ပြီးတေးဖို့ပဲစောင့်နေတဲ့အတုံးမကျတဲ့ကျွန်တော်ကိုတောင်သူတို့ကအလွတ်မပေးဘူးအနှစ်20ကျော်လောက်ကျွန်တော်ခက်ခက်ဆူဆောင်းလာခဲ့တဲ့ကျွန်တော်ရဲ့ကိုယ်ပိုင်စုပူးလေးတောင်အကုန်ပြောင်းသွားတယ်ကျွန်တော်ပိုင်တဲ့အထက်မြင့်တိုက်ခန်းရှိမှရက်နေရင်ကျွန်တော်ကိုတားထားတဲ့မျက်နှာတင်နဲ့အနက်ရောင်ဝစ်စုံပြေးတက်တော်ဆောင်နှစ်ယောက်ကိုကြည့်ကခေါင်းတွေတောင်ချင်းချင်းမိသွားတယ်ဟဲ့အမကြီးခမရကလည်းစားချချင်းချီလေကျွန်တော်ရဲ့အုံနောက်မရှိတဲ့အကိုကိုအသေးတက်လိုက်ရင်တော့ကျွန်တော်ဘာမှဝင်မပြောဘူးဒါပေမဲ့ကျွန်တော်အဖေကပါထောင်ထဲပို့ပြီးကြံမိသားစုရဲ့ပိုင်ဆိုင်မှုတွေကိုပါအကုန်သိမ်းသွားတယ်ဆိုတာကဘာတဘောလဲဒါကိုတွေးမိတာနဲ့ဒေါသကငေးထိတ်ဆောင်တက်လာတယ်ငါများမင်းသမီးကကလဲစားချီတဲ့ဝတ္ထုတွေထဲမှာဝင်ပါနေပြီးလက်စော့ပြီးအလကားနေရင်အသက်ခံလိုက်ရတဲ့အမြောက်စာဆွေမျိုးနေရာကပါနေတာလားအဲ့ဒီအချိန်မှာပဲတကားပွင့်လာတယ်လူကြီးရွှေကကျွန်တော်အနှစ်သက်ဆုံးအီတလီဆိုဖာကြီးပေါ်မှာထိုင်ပြီးဝိုင်းကွက်လေးကိုကြိုးကြုံမောမောလှုပ်ခါနေတယ်9နှစ်ကြာသွားတော့သူမကအရင်ကထက်ပိုလာလာတယ်လို့ပိုပြီးလဲအေးဆက်လာတယ်အရာအလုံးကိုထိန်းချုပ်ထားနိုင်တဲ့သူမရဲ့အရှိန်အဝါတွေကလူကိုအသက်ရှူချက်စေတယ်သူမကကျွန်တော်ကိုမြင်တော့ဝိုင်းကွက်ကိုချလိုက်ပြီးနူးညံ့ညံ့လေးပြုံးပြတယ်ရှောင်းပြီးပြန်ရောက်လာပြီလားတဲ့ကျွန်တော်ဘာမှမပြောပဲသူမကိုစိုက်ကြည့်နေလိုက်တယ်သူမကမတ်တက်ရက်ပြီးကျွန်တော်ရှိကိုတလန်းချင်းရှောက်လာတယ်ပြီးတော့ကျွန်တော်ဘာပြင်ကိုလှမ်းကင်ကိုလက်လန်းလာရင်ငါ့ကိုဒီလိုကြီးမကြည့်ပါနဲ့ငါလည်းဒီလိုမဖြစ်ချင်ခဲ့ပါဘူးလို့ပြောတယ်ကျွန်တော်ကောင်းရင်ပြီးရှောင်းလိုက်တော့သူမကဒေါသမထွက်ပါဘူးလက်ကိုပြန်ရုပ်လိုက်ပြီးအေးအေးဆေးဆေးပဲဆက်ပြောတယ်နေ့အကူကအရန်တုံးတာကို
ငါသူ့ကိုအခွင့်အရေးပေးခဲ့ပါတယ်နှမျောစရာကောင်းတာကသူကိုယ်တိုင်အဲ့ဒီအခွင့်အရေးကိုတန်ဖိုးမထားခဲ့တာပဲတဲ့လူချင်းရွှေကခေါင်းခါပြရင်ကျွန်တော်ရဲ့မျက်နှာအမူအရာကိုနောက်ပြောင်ခြင်းနဲ့အရေးအယောင်တွေနဲ့ကြည့်နေတယ်အဲ့ဒါကြောင့်ခမရကကျွန်တော်တို့တမိသားစုလုံးကိုအပြည့်ရှင်းလိုက်တဲ့အကြောင်းပြချက်ပေါ်လေးလို့ပြောလိုက်တယ်သူမကစကားခဏရက်လိုက်ပြီးအတန်ထဲမှာမြှုပ်ဆွဲခြင်းနဲ့လေတံလေးဆွတ်ဖက်လာတယ်ဒါပေမဲ့အခုတော့မတူတော့ဘူးလေသူကငါ့ကိုအရင်ကျေးဇူးကမ်းခဲ့တာငါရဲ့ကလဲစားချင်မှုကလုံးဝကိုတရားမျှတတယ်အခုငါမှခင်မိုးတယောက်မလိုတော့ဘူးလို့ပြောရင်သူမကကျွန်တော်စီနောက်တလန်းထပ်တိုးလာတယ်ရင်းထန်တဲ့ကျူးကျော်လွှမ်းမိုးလို့စိတ်တွေနဲ့အတူရှောင်ရွေးငါနဲ့အတူနေခဲ့ဖို့စိတ်ဝင်စားလားအမကအရင်ကလိုပဲနင့်ကိုဆက်ပြီးစောင့်ရှောက်ပေးနိုင်တယ်နော်လို့ပြောလာတယ်ကျွန်တော်အဲ့ဒီစကားကိုကြားတော့မျက်ရည်တွေတောင်ထွက်လာတဲ့အထိရေချင်သွားတယ်မျက်ထောင်ကမျက်ရည်တွေကိုတုပ်လိုက်ပြီးလူချင်းရွှေရဲ့အပြစ်ဆိုပွဲမရှိအောင်လှပတဲ့မျက်နှာကြီးကိုကြည့်ကခမည်းစကားကိုနားထောင်ကြည့်ရတာထန်လုံးကိုခမည်းကိုယ်တိုင်များလမ်းစီပေးပြီးပို့လိုက်တာလားလို့တောင်တန်တရားဝင်မိတယ်လို့ပြောလိုက်တယ်သူမမျက်နှာပေါ်ကအပြုံးတွေကနောက်ဆုံးတော့တောင်းတင်းသွားတယ်တစ်စက္ကန့်လေးပဲကြာလိုက်တယ်ဆိုပေမဲ့ကျွန်တော်တေချာပေါက်ဖမ်းမိလိုက်တယ်ကျွန်တော်ရင်ထဲမှာနောက်ဆုံးကြံနေသေးတဲ့အထင်မြင်သေးသေးလေးကလည်းအပြီးတိုင်လွတ်ဆင်သွားပါပြီတကယ်ပါပဲဒီမိမကအစကနေအဆုံးထိကိုအယူမကြည့်ပဲသူ့ရည်ရွယ်ချက်ကိုရောက်ဖို့အတွက်ဆိုဘာမှမဆိုလုပ်ရဲတဲ့မိမကျွန်တော်ပြုံးတွေကိုရုပ်သိမ်းလိုက်ပြီးမျက်နှာတင်နဲ့သူမကိုစိုက်ကြည့်လိုက်တယ်ပြီးတော့သူမကိုဖြည်းဖြည်းချင်းပဲကျွန်တော်ရဲ့လက်ကလေးကိုထောင်ပြလိုက်တယ်သူမမျက်နှာပေါ်ကနောက်ဆုံးကြံနေတဲ့အပြုံးရိပ်လေးပါပြတ်ကွယ်သွားပြီးအဲ့ဒီနေရာမှာရေခဲလိုအေးဆက်တဲ့အကြည့်တွေနဲ့အကောင်းဆုံးနားမလဲတဲ့ကောင်လို့ခက်ဟာလေးပြောလာတယ်ပြီးတော့လက်ကပြလိုက်ပြီးကျွန်တော်ကိုနောက်ထပ်တစ်ချက်တောင်လှည့်မကြည့်တော့ဘူးတက်တော်ဆောင်နှစ်ယောက်ကချက်ချင်းရှိတိုးလာပြီးကြက်ကလေးတစ်ကောင်ကိုမှဒီလိုမျိုးကျွန်တော်ကိုဘဲညာချိုင်းကနေချီလိုက်ကြတယ်ကျွန်တော်ကိုပိုင်အိမ်လေးတွေကနေရိုင်းရိုင်းဆိုင်ဆိုင်ပဲနေထုတ်ခံလိုက်ရတယ်လူသူကင်းမဲ့နေတဲ့စင်ကြံလမ်းမှာရရင်ကျွန်တော်မချိသွားပြဲရင်လိုက်မိတယ်သူ့ရဲ့တရေစကားတွေကိုများတကယ်ယုံပြီးကြံ့ရစ်ခဲ့မယ်ဆိုရင်သူကစားလို့ဝါသွားတဲ့တနေ့ကျရင်ငါဘလို့တရားမှန်းအောင်သိမှာမဟုတ်ဘူးကျွန်တော်သူ့ကိုမရှင်းနိုင်ဘူးဆိုတာသိတာပေါ့မြေခွေးအိုကြီးလိုလဲတဲ့ကျွန်တော်အဖေတောင်သူ့ကွက်ထဲဝင်သွားသေးတာပဲစားဖို့တောက်ဖို့နဲ့ပျော်ပါဖို့လောက်ပဲသိတယ်ကျွန်တော်ကဘာအင်အားနဲ့တွားရှင်ပါလဲဒီယူမကြီးနဲ့ဝေးဝေးနေပြီးအသက်ရှင်နေရတာကဘာထက်မဆိုပိုရေးကြည့်တယ်ကျွန်တော်ဖုန်းကိုထုတ်ပြီးခိုင်ထိုက်ဆဲကနေတာမန်အချိန်တွေတုန်းကယူကိုနဲ့ခေါ်နေကြတငယ်ချင်းဆိုတဲ့ကောင်လေးစီကိုရှာလိုက်တယ်ပထမဆုံးဖုန်းတကောကိုခေါ်လိုက်တယ်ဟဲလိုတခင်လေးကျိုးငါကြက်ရှောင်းယူပါဖုန်းတစ်ဖက်က3စက္ကန့်လောက်တိတ်ဆိတ်သွားပြီးနောက်တတိကြီးကြီးနဲ့ဘသူ sorry ပဲဖုန်းမနေတယ်ဆိုပြီးဖုန်းချသွားတယ်ကျွန်တော်ကြောင်သွားပေမဲ့ချက်ချင်းပဲကိုလောင်ပြောင်းတယ်လို့ရေးလိုက်မိတယ်ဒုတိယတစ်ယောက်စီဆက်ခေါ်တယ်ရလက်ကအတူတူပဲတတိယဆက်တုတ်ထဖုန်းမနေတယ်လို့ပြောရင်ပြောမပြောရင်ဖုန်းမကင်ကြတော့ဘူးကျွန်တော်အေးဆက်နေတဲ့နေရန်ကြီးကိုမိပြီးဖုန်းထဲကအဲ့ဒီတငယ်ချင်းဆိုတဲ့ကောင်တွေကိုတယောက်ချင်းစီဖြတ်ပစ်လိုက်တယ်နောက်ဆုံးဖြတ်လိုက်တော့ဖုန်းမျက်နှာပြင်ပေါ်မှာအထီးကျန်ဆန်စွာကြံနေခဲ့တာကမိသားစုဝင်တွေရဲ့နံပါတ်အနေငယ်ပဲကျွန်တော်ကိုပေါ်မှာပါလာတဲ့တန်ဖိုးရှိတဲ့ပစ္စည်းမှန်သမျှကိုအကုန်ရောင်းချလိုက်တော့စုပေါင်းယွမ်3သိန်းတောင်မရလိုက်ဘူးဒီပတ်စံကအရင်တုန်းကဆိုကျွန်တော်ရဲ့တညစာရက်ဖိုးတော်မလောက်ပေမဲ့အခုတော့ဒါကကျွန်တော်ရဲ့တစ်ခုလေးတော့ပိုင်ဆိုင်မှုဖြစ်သွားပြီးလမ်းပေါ်မှာရည်ရွယ်ချက်မဲ့လမ်းလျှောက်နေရင်မတိမတာနဲ့ကျွန်တော်တိုက်ခန်းအောက်ကိုပြန်ရောက်လာတယ်ကျွန်တော်မချိပြုံလိုက်မိတယ်မထူးပါဘူးစက်ယုံတယုံမှာပဲအလုပ်သွားလုပ်တော့မယ်ဝင်ရတာလဲလွယ်တယ်စားစရာနေစရာလဲပေးတယ်လေဘာပဲဖြစ်ဖြစ်ဒီအနှစ်20ကျော်တထေးဘဝကိုငါလဲနေလို့ဝသွားပါပြီလေအဲ့ဒီလိုခေါင်းငုံပြီးတွက်စီရင်လမ်းလျှောက်လာလိုက်တာရုတ်တရက်နူးညံ့တဲ့ရင်ခွင်တစ်ခုကိုဝင်တိုက်မိသွားတယ်တင်းပြန်ရနက်လေးတစ်ခုကလွင့်ပြန်လာတယ်ကျွန်တော်အလိုလျောက်တောင်းပန်ဖို့ခေါင်းမောကြည့်လိုက်တဲ့အချိန်မှာပဲကြည်လင်နေတဲ့မျက်လုံးတစ်စုံနဲ့တွားဆုံတယ်ရုပ်ရည်လေးတန်တန်ရှင်းရှင်းနဲ့ကောင်မလေးတစ်ယောက်နည်းနည်းရင်းနှီးနေတယ်လို့ပဲဒါပေမဲ့ဘယ်မှာတွေ့ဘူးလဲဆိုတာချက်ချင်းစဉ်းစားလို့မရဘူးဒါပေမဲ့သူမကတော့ကျွန်တော်ကိုတေချာပေါက်သိနေတယ်ကျွန်တော်ကိုမှတ်မိသွားတဲ့အခိုက်အတန့်လေးမှာသူမရဲ့မျက်လုံးတွေထဲကနေဖော်ပြလို့မရတဲ့အံ့ဩဝမ်းသာမှုတွေဝမ်းသာအားရဖြစ်မှုတွေပောက်ကွဲထွက်လာတာကိုကျွန်တော်ရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ်သူမကပါဆက်ကိုဟာလိုက်ပြီးတခုခုပြောချင်ပေမဲ့တခုခုကိုတတိယသွားတယ်လို့ပဲနောက်ဆုံးတော့အိတ်ကက်ထဲကနေဖုန်းကိုကြပြခရထုတ်ပြီးတခုခုကိုအမြန်ရိုက်ထည့်နေတယ်ပြီးတော့ဖုန်းမျက်နှာပြင်လေးထောင်ပြလာတယ်မစ္စတာကျန်ကျမကိုမှတ်မိသေးလားတဲ့မစ္စတာကျန်ရဆိုတဲ့စကားလုံး3လုံးကိုကြည့်ပြီးဒီခေတ်ကြီးထဲမှာငါ့ကိုဒီလိုခေါ်မဲ့လူတိတ်မရှိတော့ပါဘူးလို့တွေးလိုက်မိတယ်ကျွန်တော်သူမမျက်နှာကိုတေချာစိုက်ကြည့်လိုက်တယ်မှတ်ညံအပိုင်းစတွေကတဖြည်းဖြည်းချင်းပေါက်ဆက်သွားပြီးရုတ်တရက်ချက်ချင်းသဘောပေါက်သွားကအံ့ဩသွားတယ်လွန်ခဲ့တဲ့9နှစ်ကစူပါမားကတ်ထဲမှာတုံရီနေခဲ့တဲ့ကောင်မလေးဟောင်းနှံ့နေတဲ့အိမ်လေးထဲမှာအဖွားကိုပြုစုပေးနေတဲ့ကောင်မလေးမင်းမလားသူမရဲ့မျက်လုံးလေးတွေကချက်ချင်းပဲအမခန်တောက်ပတ်သွားပြီးခေါင်းကိုအားတက်တရောညစ်ပြတယ်အဲ့ဒီဝမ်းသာပျော်ရွှင်မှုတွေကသူမရဲ့ကြည်လင်နေတဲ့မျက်လုံးတွေထဲကနေတောင်ရှမ်းကြလာမတက်ပဲကျွန်တော်ပို့ပြီးနားမလည်နိုင်ဖြစ်သွားတယ်မင်းကဘယ်လိုလုပ်ပြီးဒီကိုရောက်နေတာလဲသူမကဖုန်းပေါ်မှာနောက်ထပ်တစ်ခေါက်အမြန်ရိုက်ပြီးကျွန်တော်ရှိကိုထိုးပြပြန်တယ်မျက်နှာပြင်ပေါ်မှာကသတင်းတွေတွေ့လိုက်တယ်ကြံမိသားစုကိစ္စတွေလေရှင့်အတွက်အရန်စိတ်ပူသွားတယ်ရှင်ဒီကိုပြန်လာကြည့်လောက်မယ်လို့ထင်လို့ဒီမှာပဲလာဆောင်နေတာမနေ့ကလေးကတဲ့ကျွန်တော်ရင်ဘက်ကိုတစ်ခုခုနဲ့အထုခံလိုက်ရတယ်လို့ပဲဆိုလိုတာကကျွန်တော်အိမ်ပေါ်ကနှင်းချခံလိုက်ရတဲ့ဒီ24နာရီအတွင်းမှာသူမကကျွန်တော်ဘယ်တော့မှပြန်ဝင်လို့မရတော့တဲ့ဒီတိုက်ခန်းအောင်မှာတေချာမှုမရှိတဲ့ဖြစ်နိုင်ခြေလေးတစ်ခုကိုအတုံးအစုံနီးလန်းကြီးနဲ့လာဆောင်နေပေးခဲ့တာပေါ့ရုပ်တိမတန်မှုတွေရှုပ်ထွေးမှုတွေရောရှက်နေတဲ့ခံစားချက်တစ်ခုကရင်ထဲကနေလှိုက်တက်လာတယ်တကယ်ချင်းဆိုတဲ့ကောင်တွေကငါနဲ့ပတ်သက်မှုကိုရှင်းထုတ်ဖို့အလုံးများနေချိန်မှာငါလုံးဝမေးလို့မတက်ဖြစ်နေတဲ့ကောင်မလေးတစ်ယောက်ကတော့ငါအတွက်ဒီနေရာမှာနေ့တစ်ပိုင်းညတစ်ပိုင်းဆောင်နေပေးခဲ့တာလေလားကျွန်တော်နှက်ခမ်းကိုတွန့်ကာတစ်ခုခုပြောဖို့ကြိုးစားလိုက်ပေမဲ့သူမကကျွန်တော်ရဲ့နေရာခန့်နေမှုကိုမြင်သွားပုံရတယ်ဖုန်းပေါ်မှာထပ်ပေါ်လာတာကရှင်သွားစရာနေရာမရှိတော့ဘူးမလားတဲ့ကျွန်တော်တိတ်ဆိတ်သွားတယ်အဲ့ဒါကဝန်ခံလိုက်တာပါပဲသူမကဖုန်းကိုတိမ့်လိုက်ပြီးကျွန်တော်လုံးဝထင်မှတ်မထားတဲ့အပြုအမူတစ်ခုကိုလုပ်လာတယ်သူမလက်လန်းလာပြီးကျွန်တော်ဆွဲတာအင်ဂျီလက်စွပ်လေးကိုခပ်ဖွက်ဖွက်လေးဆွဲခိုင်းလိုက်တယ်သူမရဲ့ခွန်အားကအရန်သိနေပါတယ်ကျွန်တော်အလွယ်တကူပဲရုံထွက်လို့ရတယ်ဒါပေမဲ့အင်ဂျီလက်စွပ်ကနေတဆင့်ကူးဆက်လာတဲ့အဲ့ဒီတောင်းဆိုနေတဲ့ခွန်အားလေးကမမြင်ရတဲ့တန်ကြိုးတစ်ချောင်းလိုပဲကျွန်တော်ကိုလှုပ်မရအောင်လုပ်ပစ်လိုက်တယ်သူမကကျွန်တော်ကိုဆွဲပြီးလမ်းတောင်ဘက်ကိုလှည့်ထွက်သွားတယ်ကျွန်တော်လည်းဘာတစ်စီပူးသွားမှန်းမသိပါဘူးလုံးဝမယုံကန်ပဲသူမနောက်ကိုလိုက်သွားမိတယ်ကျွန်တော်တို့ကနှွေးထွေးတဲ့မီးရောင်လေးတွေဖြာထွက်နေတဲ့မိုးဖုတ်ဆိုင်လေးတစ်ဆိုင်ရှိကိုရောက်သွားတယ်ဆိုင်နာမည်ကအလင်းရောင်ခရီးမိုးဖုတ်ဆိုင်နဲ့ဆိုင်တကားကပိတ်ထားပေမဲ့မှန်တင်းပေါက်ထဲကမီးလေးတွေကလင်းနေတုံးပဲ
သူမကတော့နဲ့ဆိုင်တကားကိုဖွင့်ပြီးကျွန်တော်ကိုအထဲဝင်ဖို့မျက်စိစစ်ပြတယ်။ဆိုင်လေးကမကြီးပေမဲ့တန်ရှင်းတက်ရက်နေပြီးလေထုထဲမှာထောပတ်နှံ့တဲ့ဂျုံနှံလေးတွေကတင်းပြတ်နေတယ်။သူမကကောင်တာအောက်ကနေတေးသေးချာချာပလတ်စတစ်ကာဗာဆွတ်ထားတဲ့ဖိုင်တွဲတစ်ခုကိုထုတ်လာပြီးအဲ့ဒီထဲကနေအယောင်ဝါနေတဲ့စာရွက်တစ်ရွက်ကိုဆွဲထုတ်ကကျွန်တော်ရှိကိုထိုးပေးတယ်။အဲ့ဒါကလွန်ခဲ့တဲ့9နှစ်ကကျွန်တော်ကိုဘာသာကိုရေးခဲ့တဲ့အာမခံသဘောတူညီချက်စာရွက်လေးပဲ။တကယ်လို့တနေ့နေ့ငါဒုက္ခရောက်ပြီးလမ်းဘေးမှာတောင်းစားရတဲ့အခြေအနေရောက်လာရင်မင်းငါ့ကိုထမင်းတစ်ခွက်လောက်ကျွေးဖို့မှတ်ထားရုံနဲ့လုံလောက်ပြီတဲ့။သူမကအဲ့ဒီအပေါ်ကစာသားတွေကိုလက်ညှိုးထိုးပြပြီးတော့ကျွန်တော်ကိုလက်ညှိုးထိုးပြတယ်ပြီးတော့သူမနဲ့ဒီဆိုင်လေးကိုလက်ညှိုးထိုးပြတယ်။သူမရဲ့မျက်လုံးတွေကအလွန်အင်မတန်မူမြတ်တဲ့ဂတိကဝတ်တစ်ခုကိုဖြည့်ဆည်းပေးနေတယ်လို့ပဲတည်ကြည်လေးနက်နေတယ်။နောက်ဆုံးတော့သူမကလှည့်ပြီးမိဖို့တဲကနေအနှွေးတက်လေးကျန်နေသေးတဲ့ခရိုဆွန်ခွဲဆန်ပေါင်မုတ်တစ်ခုကိုထုတ်ယူကကျွန်တော်ရှိကိုကမ်းပေးလာတယ်။တနာကျင်နာမှုတွေဂရုဏာတက်မှုတွေမပါပါဘူး။အခုတော့ကျမအလှည့်ရောက်ပြီးဆိုတဲ့တဘာဝကြကြအမှုအရာလေးပဲပါပါတယ်။ကျွန်တော်ပေါင်မုတ်ကိုလှမ်းယူပြီးတကိုက်လိုက်တယ်။အရသာကကျွန်တော်အရင်ကစားခဲ့မှုတဲ့အစင်းမြင့်အစားအသောက်တွေလောက်မကောင်းပေမဲ့စိတ်အေးချမ်းသွားစေတဲ့ခံစားချက်မျိုးကိုတော့ရစေတယ်။ဒီမှာအလုတ်သမားခေါ်သေးလား။ကောင်မလေးကြောင်သွားပြီးနောက်ချက်ချင်းပဲသူမမျက်နှာပေါ်မှာအလွန်တောက်ပတဲ့အပြုံးတစ်ခုပွင့်လန်းလာတယ်။သူမကခေါင်းကိုအားရပါရညှိပြတယ်။အဲ့ဒီနေ့မှာပဲရည်ရွယ်ချက်မဲ့မျောပါနေတဲ့ကျွန်တော်ရဲ့ဘဝရှိပိုင်းကာလကအဆုံးသက်သွားခဲ့ပြီးကျွန်တော်ရဲ့ဘဝနောက်ပိုင်းကာလကတော့ဒီဝေကိုင်းဆိုတဲ့ဆိုင်လေးနဲ့တင်းတင်းကြပ်ကြပ်ဆက်နွယ်သွားခဲ့ပါတော့တယ်။ပြီးတော့ကျွန်တော်ရဲ့တထေကနောက်ထပ်ဘယ်တော့မှပြန်ဆုံးဖြစ်တော့မှာမဟုတ်ဘူးလို့ကျွန်တော်ထင်ခဲ့ဘူးတဲ့ဆိုနာမကျကောင်းပါလေးပေါ့။သူမနာမည်ကစူးဝေးကျွန်တော်ထောက်ပံ့ပေးခဲ့တဲ့ပတ်စံတွေရဲ့သူမကိုယ်တိုင်စုဆောင်းထားတဲ့ငွေတွေရဲ့ကိုတုံးပြီးတက္ကသိုလ်ဘွဲရပြီးတာနဲ့ဒီလမ်းမပေါ်မှာဒီမုတ်ဖုတ်ဆိုင်လေးကိုလာဖွင့်ခဲ့တာ။ဆိုင်ကမကြီးပေမဲ့အယောင်းဝယ်ကတော့မစိုးပါဘူး။အနီးနားကအိမ်ကြီးချင်းတွေကလည်းသူမကိုအထူးတလဲခရူးဆိုင်ကြပုံရတယ်။လမ်းကြုံရင်တော့ဝင်ပြီးမုတ်အနေငယ်ဝယ်သွားတတ်ကြတယ်လေ။ပေါင်မုတ်ဝယ်ရင်စကားစမီပြောဖြစ်ကြတယ်။ကောင်မလေးတယောက်တည်းဆိုတော့တိတ်မလွယ်ဘူးလေ။အခုတော့ကောင်းသွားပြီးကုညီမဲ့သူတယောက်ရောက်လာပြီဆိုတော့ကြည်ရတာစိတ်ချရပြီကျွန်တော်ကဝက်ဝင်ရုပ်လေးတွေပါတဲ့ခါဖုံးကိုဝစ်ပြီးမိဖို့တဲကနေခုလေးတင်ထွက်လာတဲ့ပေါင်မုံတွေကိုအထုပ်ထဲထည့်ပေးဖို့ကြိုးစားနေတယ်သူတို့ပြောတဲ့စကားတွေကိုကြားတော့လေရင်ထဲမှာဘာမှသိမခံစားရပါဘူးစိတ်ချပါဗျာကျွန်တော်တို့ခြေလက်တွေအကုန်ကောင်းကြီးနဲ့ဘာမှလုပ်တတ်ကင်တတ်မရှိတဲ့အတုံးမကျတဲ့ကောင်ကိုဘယ်နာကကြည့်ပြီးစိတ်ချရတယ်လို့မြင်သွားကြတာလေလို့ပဲတွေးနေမိတယ်ဒါပေမဲ့ကျွန်တော်ရောက်လာတာကသူမရဲ့ဝင်ထုတ်ဝင်ပိုးတွေကိုအများကြီးပေါ်ပါသွားစေတာကတော့အမှန်ပါပဲအနည်းဆုံးတော့ဂျုံနေတာတခြားအိတ်တွေထမ်းတာလိုမျိုးအားသုံးရတဲ့အလုပ်တွေကိုပိန်ပိန်ပါပါကောင်မလေးတယောက်ထဲသွားချိန်မိတ်ပြီးလှုပ်ရှားမလို့တော့ဘူးလေညဘက်ဆိုင်ပိတ်ပြီးရင်တော့ကျွန်တော်တို့အပေါ်ထက်ကအိမ်လေးစီကိုပြန်ကြတယ်သူမအရင်ကနေခဲ့တဲ့နေရာကိုနေရန်လေးဘက်ကလွယ်ပြီးဘာမှမရှိဘူးလို့တင်စားခဲ့ရတယ်ဆိုရင်အခုဒီနေရာကတော့နေရန်တစ်ဘက်ကလွယ်ပြီးဘာမှမရှိဘူးလို့ပြောလို့ရတော့တယ်။သမင်းဆက်ပွဲတစ်လုံးကလထိုင်နှလုံးဆိုဖာတစ်လုံးပြီးတော့ဝရန်နာကိုကာပြီးဖွဲ့ထားတဲ့အခန်းငယ်လေးတစ်ခန်းအဲ့ဒါကကျွန်တော်ရဲ့အိတ်ခန်းပေါ့။အရင်ကဆိုင်ကြီးတွေကကျွန်တော်ရဲ့ရေချိုးခန်းလောက်တောင်မကျဘူး။ဒါပေမဲ့လွန်ခဲ့တဲ့အနှစ်20ကျော်အတွင်းဘယ်ညကမှမရခဲ့ဘူးတဲ့အေဂျင့်နဲ့အိတ်ဆက်ချင်းမျိုးနဲ့ကျွန်တော်အိပ်ပျော်ခဲ့တယ်။တွက်ချက်မှုတွေမရှိဘူးဟန်ဆောင်မှုတွေမရှိဘူး။လေထုထဲမှာတော့အောက်ထပ်ကနေလွတ်ပြန်လာတဲ့တင်းပြန်ဂျုံနှံလေးတွေပဲရှိတယ်။ကျွန်တော်တာမန်လူတစ်ယောက်လိုနေထိုင်တတ်ဖို့စတင်တည်ယူခဲ့တယ်။အိမ်တအိမ်လုံးဖုံတွေမထောင်းတော့အောင်ဘလို့တမျက်စိလဲရမလဲဆိုတာကအစမိဖို့ချောင်းမပေါက်ကွဲသွားအောင်ပေါင်းဦးနဲ့ဆန်ပြုတ်ဘလို့ပြုတ်ရမလဲဆိုတာအထိတင်ယူခဲ့တယ်။အများစုကတော့ကပ်ပေးဆိုင်တဲ့ရလက်တွေပါပဲ။တခါတော့ကစားကိုတကြားထင်ပြီးထည့်လိုက်မိလို့အရန်ငံနဲ့ပဲနီလေးအနှစ်တွေဖြစ်သွားတယ်။သူမကတစုံကြီးကြည့်ပြီးမျက်နှာလေးရှုံမဲ့သွားပေမဲ့ပြန်မထွေးထုတ်ပါဘူး။ရေတစ်ခွက်အပြည့်တောက်လိုက်ပြီးစားအုပ်ပေါ်မှာအရသာကအရန်ထူးကြတယ်။နောက်တစ်ခါဆိုတကြားနည်းနည်းရှော့ထည့်လို့ရတယ်လို့ရေးပြတယ်။သူမရဲ့တည်ကြည်တဲ့အမူအရာကိုကြည့်ပြီးကျွန်တော်ဒေါသလည်းထွက်ရည်လဲရေးချင်သွားတယ်။သူမလက်ထဲကပကံကိုလူယူပြီးအမိုက်ပုံနဲ့တန်းလွင်ပစ်လိုက်တယ်။အဲ့ဒီနောက်ပိုင်းကစပြီးကျွန်တော်လက်တင်ကြီးတပြဘာသာစကားကိုစတင်တယ်။တင်ကန်းစာစာအုပ်တွေအများကြီးဝယ်ပြီးညတိုင်းသူမအိတ်သွားပြီဆိုတာနဲ့ကျွန်တော်ရဲ့အခန်းချင်းလေးထဲမှာဖုန်းမျက်နှာပြင်ကိုကြည့်ပြီးတစ်ခေါက်လေးကျင်းတော့တာပဲအလွယ်ဆုံးဖြစ်တဲ့မင်္ဂလာပါကျေးဇူးတင်ပါတယ်ဆိုတာတွေကနေစပြီးတော့ဒီနေ့ပြင်ပန်းသွားပြီနော်ကောင်းတော့ညပါအထိပေါ့ပထမဆုံးအချိန်ကျွန်တော်နည်းနည်းတောင်းကြီးဖြစ်နေတဲ့လက်တင်ဂီတာနဲ့သူမကိုမင်္ဂလာနက်နက်ခင်းပါလို့နှုတ်ဆက်လိုက်တဲ့အချိန်မှာသူမကြောင်သွားတယ်ပြီးတော့အမြဲတမ်းတည်ငြိမ်နေတတ်တဲ့သူမရဲ့မျက်လုံးတွေထဲမှာကြဲလေးတစ်ပွင့်ရုပ်တရက်ပြုတ်ကျလာတယ်လို့မျိုးအမခန်းတောက်ပါသွားတယ်သူမလည်းလက်ကိုမြှောက်ပြီးအရန်ကိုတီတီကြီးနဲ့ပြန်လဲတုံ့ပြန်နှုတ်ဆက်လာတယ်အဲ့ဒီအခိုက်အတန့်လေးမှာကျွန်တော်ရဲ့လွန်ခဲ့တဲ့အနှစ်20ကျော်ဘဝတစ်လျှောက်လုံးမှာတစ်ခုခုကိုလုပ်လိုက်ရတာဒီလောက်ထိတန်ဖိုးရှိတယ်လို့ခံစားရတဲ့အချိန်မျိုးတစ်ခါမှမရှိခဲ့ဘူးလို့ကျွန်တော်ခံစားလိုက်ရတယ်ဒီလိုနဲ့ပဲနေ့ရက်တွေကတရက်ပြီးတရက်ကုန်းဆုံးလာပြီးအရာရာကတဖြည်းဖြည်းပိုကောင်းလာခဲ့တယ်ကျွန်တော်ကအိုဘန်ကိုတောင်ဘယ်လို300မှန်းမသိတဲ့အယူတရဘဝကနေခရင်ရန်တွေကိုကျွမ်းကျင်ဝင်နိုင်ပြီးကိတ်မုံပေါ်မှာပန်းပွင့်လေးတွေဖန်တီးနိုင်တဲ့မုတ်ဖုတ်တင်တန်းသားတစ်ယောက်ဖြစ်လာတယ်ဆိုင်ရဲ့အယောင်းဝယ်ကလည်းပိုကောင်းလာပြီးဘေးနားကဆိုင်ကန်းကိုပါဝယ်လိုက်ကဆိုင်ကိုချဲလိုက်နိုင်တယ်ကျွန်တော်ဘန်ကတ်ထဲမှာလည်းအပြင်ထွက်ပြီးအိမ်ငားနေလို့ရတဲ့အထိလုံလောက်တဲ့ပမာဏတစ်ခုရှိလာတယ်စူးဝေးကိုဒီကိစ္စပြောဖို့အချိန်ချင်းစူးစမ်းပေမဲ့စကလုံးတွေကပါဆက်ဖြားရောက်မှပြန်မျိုးချပစ်လိုက်ရတယ်အပြင်ထွက်နေရင်ဘယ်မှာနေမလဲဘာစားမလဲတယောက်တည်းဆိုတော့ပြင်းစရာကြီးပြီးတော့သူမကောင်မလေးတယောက်တည်းဆိုတော့လည်းမလွယ်ဘူးလေငါလည်းကူညီပေးလို့ရတာပဲမဟုတ်ဘူးလားကျွန်တော်စိတ်ထဲမှာအကြောင်းပြချက်တွေအများကြီးရှာပြီးတော့ဒီမှာပဲဆက်ပြီးအရှက်မရှိတွေ့ကပ်နေလိုက်တယ်စူးဝေးကလည်းအဲ့ဒီအကြောင်းတစ်ခါမှမဟပါဘူးကျွန်တော်ဒီမှာရှိနေတာကိုသူမကလက်ခံထားတယ်လို့ပဲကျွန်တော်ကအချစ်ကိုမယုံကြည်ဘူးကျွန်တော်အဖေနဲ့အကိုကအကောင်းဆုံးစန့်ကျင်ဘက်ဥပမာတွေပဲဒါပေမဲ့စူးဝေးနဲ့အတူရှိနေရတဲ့ဒီလိုတည်ငြိမ်အေးချမ်းမှုကကျွန်တော်ကိုဆွဲလန်းစေတယ်ကျွန်တော်ခေါင်းကိုခါရမ်းပြီးအဲ့ဒီရှုပ်ထွေးတဲ့အတွေးတွေကိုခေါင်းထဲကနေမောင်းထုတ်ပစ်လိုက်တယ်နေ့လည်ရောက်တော့မယ်သူမအတွက်နေ့လည်စာသွားပြင်ပေးရမယ်ကျွန်တော်ခါဖုံးကိုချုပ်ပြီးအပေါ်ထက်ကိုတက်ဖို့ပြင်လိုက်တဲ့အချိန်မှာပဲရင်းနှီးနေတဲ့ပုံရိပ်တစ်ခုကဆိုင်တကားကိုတွန်းဖွင့်ပြီးဝင်လာတယ်ဝင်လာတဲ့သူကတေးတက်လာပါတဲ့ဝတ်စုံကိုဝတ်ဆင်ထားပြီးမိတ်ကပ်ကိုလည်းတေးချလင်းချဲထားတယ်စပင်းတွေကိုလည်းတစ်ချောင်းမှမကြမ်းအောင်တေးတက်စွာထုံးဖွဲ့ထားပြီးတကူလုံးကအောင်မြင်နေတဲ့ထိပ်တန်းအထက်တန်းလွှာတယောက်ရဲ့အရှိန်ဝါတွေဖြာထွက်နေတယ်အဲ့ဒါကပိုင်းနေပင်ပဲ9 နှစ်လောက်မတွေ့ရတဲ့အချိန်တွင်းမှာဆင်းရဲမွေးတေမှုကြောင့်ဖြစ်ပေါ်လာတဲ့သူမရဲ့နှိမ့်ချမှုနဲ့အခက်အခဲတွေကလုံးဝပြောင်းဆင်သွားခဲ့ပြီအခုသူမကအရင်ကလိုအယောင်လွင့်နေတဲ့ကျောင်းဝတ်စုံလေးနဲ့ကျွန်တော်ကိုတောင်းပန်ခဲ့တဲ့ရေခဲတုံးလိုအေးဆက်ဆက်ကျောင်းလာမယ်လေမဟုတ်တော့ဘူးအခုချိန်မှာသူမကတက်ရက်ပြီးပြည့်စုံနေတယ်သူမနောက်မှာလည်းအသက်20ကျော်အရွယ်လောက်ရှိမဲ့လူငယ်တစ်ယောက်ပါလာတယ်အနောက်တိုင်းဝတ်စုံနဲ့ကျောင်းကနေအခုလေးတင်ကျောင်းဆင်းလာတဲ့တက္ကသိုလ်ကျောင်းသားလေးလိုပဲ
ကျွန်တော်ကိုကြည့်တဲ့သူ့ရဲ့မျက်လုံးတွေထဲမှာဖုံးကွယ်မထားတဲ့အထင်မြင်သိမှုတွေအပြည့်ပဲကြည့်ရတာအမျိုးသားလက်ထောက်ဖြစ်မယ်ပိုင်နေပင်းရဲ့အကြည့်တွေကကျွန်တော်ကိုယ်ပေါ်ကဝက်ဝင်ရုပ်ခါဖုံးပေါ်မှာခဏလောက်ရက်တန့်သွားပြီးမျက်မှောင်အနေငယ်ကျုပ်သွားပြီးမဲ့တင်းတင်းလျောက်ပတ်တဲ့အပြုံးတစ်ခုကိုချက်ချင်းပြန်ဖက်လိုက်တယ်ကြံရှောင်၍မတွေ့ရတာကြာပြီနော်ကျွန်တော်လည်းခေါင်းညစ်ပြပြီးနှုတ်ဆက်လိုက်တယ်လက်ထဲကခါဖုံးချွတ်တဲ့အလုပ်ကိုတော့မရက်လိုက်ဘူးသူမကတခုခုမေးချင်ပေမဲ့မသိတော့ဘူးလို့ထင်သွားပုံရတယ်နောက်ဆုံးတော့အိတ်ထဲကနေချက်လက်မှတ်တစ်စောင်ကိုထုတ်ပြီးကျွန်တော်ရှိကိုတွန်းပေးလာတယ်ဒါကရွှန်းတန်းပါတစ်နှစ်ပြည့်ဖို့နှစ်အနေငယ်လိုသေးတယ်ဆိုတာကျွန်မသိပါတယ်ဒါပေမဲ့အခုကျွန်မမှာစွမ်းဆောင်နိုင်ရရှိနေပြီဆိုတော့ကြိုပြီးပြန်ဆက်ချင်လို့ပါကျွန်တော်ချက်လက်မှတ်ပေါ်ကကဏ္ဍတွေကိုတစ်ချက်ကြည့်လိုက်ပြီးယူကအိတ်ကထဲထည့်လိုက်တယ်ကျေးဇူးပဲဒါကငါရထိုက်တာပါလို့ပြန်ပြောလိုက်တယ်တကယ်တော့ဒီပတ်စံကိုပြန်ရလိမ့်မယ်လို့ကျွန်တော်လုံးဝမမျှော်လင့်ခဲ့ပါဘူးကျွန်တော်ပတ်စံကိုဒီလောက်လွယ်လွယ်ကူကူယူလိုက်တာကိုမြင်တော့သူမအနောက်ကအမျိုးသားလက်ထောက်ရဲ့မျက်လုံးထဲကအထင်မြင်သိမှုတွေကပိုတိတာလာတယ်ပိုင်နေပင်းကချက်ချင်းပဲမျက်နှာကိုပြန်ပြင်လိုက်ပြီးကျွန်တော်တို့ရဲ့တင်းငယ်တဲ့မုတ်ဖုတ်ဆိုင်လေးကိုတစ်ချက်ဝေ့ကြည့်လိုက်တယ်ပြီးတော့သူမရဲ့အကြည့်တွေကကျွန်တော်မျက်နှာပေါ်ကိုပြန်ကျလာတယ်အဲ့ဒီအကြည့်တွေကကျွန်တော်အရန်ကိုရင်းနှီးကျွမ်းဝင်နေတဲ့အပေါ်စီးကနေတနာကျင်လာတဲ့အကြည့်မျိုးပဲရှောင်း၍နင့်မိသားစုအကြောင်းတွေငါကြားပါတယ်တကယ်လို့နင့်မှာသွားစရာနေရာကောင်းကောင်းမရှိဘူးဆိုရင်ငါကုမ္ပဏီကိုလာခဲ့လို့ရတယ်ငါနဲ့ငါအမျိုးသားရဲ့ကုမ္ပဏီကစတင်တည်ထောင်တာတိတ်မကြသေးဘူးဆိုတော့လူလိုအပ်နေတဲ့အချိန်ပဲဒီလိုမျိုးတနာကျင်လာတတ်တဲ့ဟန်ဆောင်မှုကြီးကိုမြင်တော့ကျွန်တော်အစာအိမ်ထဲမှာကလီကလီနဲ့အန်ချင်လာတယ်အဲ့ဒီနှစ်ကအယောင်းဝယ်ဆိုတာကျွန်တော်ရဲ့ရင်းနှီးမြှုပ်နှံမှုတက်တက်ပဲသူမကအခုအကျွေးပြန်ဆက်တာလေဘသူကမှဘသူ့ကိုမှအကျွေးမတင်တော့ဘူးအခုသူကဒီလိုဟန်ပန်မျိုးနဲ့လာလုပ်ပြနေတာကအဲ့ဒီနှစ်ကသူမရဲ့အကျွေးရှင်ကိုအခုသူမကပြန်လဲကယ်တင်ပေးရတဲ့သူအဖြစ်ပြောင်းလဲချင်နေတာပေါ့သူမရဲ့ဘေးနာကအမျိုးသားလက်ထောက်ရဲ့ပူပူပြီးစိတ်ကားလာတဲ့အကြည့်တွေကိုကြည့်ရင်သူမကအခြားသူတွေကိုကယ်တင်ရတဲ့ဒီလိုပျော်ရွှင်မှုကိုခံစားနေတာပဲဆိုတာကိုရုတ်တရက်သဘောပေါက်သွားတယ်အဲ့ဒီနှစ်ကသူမရဲ့အခက်အခဲတွေကိုကျွန်တော်ကအရသာခံကြည့်ခဲ့တယ်လို့မျိုးအခုလဲသူမကကျွန်တော်ရဲ့ကြာဆင်းမှုကိုအရသာခံကြည့်နေတာပဲဒါပေမဲ့သူမကကျွန်တော်ထပ်ပို့ပြီးဟန်ဆောင်ကောင်းတယ်တနာကျင်နာမှုဆိုတဲ့အပေါ်ရန်ခွန်လေးကိုဖုံးအုပ်ထားသေးတာကိုကျွန်တော်အေးဆက်ဆက်ပဲမြင်လိုက်တယ်မလိုပါဘူးငါဒီမှာအဆင်ပြေပါတယ်ပိုင်နေပင်းမျက်နှာပေါ်ကအပြုံးတွေတောင့်တင်းသွားတယ်ရှောင်း၍နေရွက်မနေပါနဲ့အရင်ကနင်းဘလိုဘဝမျိုးနဲ့နေခဲ့ရလဲဆိုတာငါသိပါတယ်ကျွန်တော်သူမစကားကိုဖျက်ပြောလိုက်ပြီးလေတံထဲမှာစိတ်မရှိမှုတွေပါလာတယ်မလိုဘူးလို့ငါပြောပြီးပြီလေနောက်ဆုံးတော့သူမလည်းဆက်ပြီးအတင်းကျပ်မတိုက်တွန်းတော့ဘူးလှပတဲ့မျက်နှာလေးပေါ်မှာမကျေနပ်တဲ့အရေးအယောင်တွေပေါ်လာပြီးကောင်းပြီလေနင်းဆုံးဖြတ်ပြီးပြီဆိုရင်လည်းငါအတင်းမတိုက်တွန်းတော့ပါဘူးလို့ပြောတယ်သူမလက်ထွက်သွားတဲ့အခိုက်အတန့်လေးမှာပဲသူမနောက်ကအမျိုးသားလက်ထောက်ကချက်ချင်းရှစ်တလန်တိုးလာပြီးသူမရဲ့လက်မောင်းကိုဂယုတစိုက်လေးလှမ်းကင်လိုက်တယ်ပိုင်နေပင်းကလည်းတဘာဝကြကြပဲခေါင်းလေးကိုစောင်းပြီးသူတို့နှစ်ယောက်တည်းပဲနားလည်နိုင်မဲ့အပြုံးမျိုးနဲ့ပြုံးပြလိုက်တယ်အခုပဲကျွန်တော်ဘာမှမဖြစ်တယ်လို့နဲ့ဖုန်းကိုကောက်ကင်လိုက်ပြီးသူတို့နှစ်ယောက်ကိုအတန်မမြည်စေပဲဓာတ်ပုံခိုးရိုက်လိုက်တယ်ထောက်ကွက်ကအရန်ကောင်းတယ်ဓာတ်ပုံထဲမှာအမျိုးသားလက်ထောက်ရဲ့လက်ကသူမရဲ့ခါနာကိုကက်လူနီးပါးဖြစ်နေပြီးသူမမျက်နှာပေါ်ကအပြုံးကလည်းဘသူကြည့်ကြည့်ရိုးရိုးလက်အောက်ငယ်သားတယောက်ကိုပြုံးပြတဲ့အပြုံးမျိုးမဟုတ်ဘူးဆိုတာသိတာလေကျွန်တော်ဖုန်းကိုမြောက်ပြပြီးသူတို့ကိုလက်ပြနှုတ်ဆက်လိုက်တယ်ဖြည်းဖြည်းသွားပါမလိုက်ဖို့တော့ဘူးနော်အဲ့ဒီနောက်မှာတော့2မိနစ်ခွဲလောက်အချိန်ယူပြီးသူမခင်မွန်းရဲ့အများပြည်သူသိအောင်တင်ထားတဲ့ email လိပ်စာကိုအင်တာနက်ပေါ်ကနေရှာလိုက်တယ်ပြီးတော့အဲ့ဒီဓာတ်ပုံကိုအမည်မသိအကောင့်ကနေပို့ပေးလိုက်တယ်အဲ့ဒီအရာတွေအကုန်လုပ်ပြီးတာနဲ့ဓာတ်ပုံတွေပို့ထားတဲ့မှတ်တမ်းတွေကိုအကုန်ဖျက်ပစ်လိုက်တယ်စိတ်ထဲမှာတော်တော်လေးနေလို့ကောင်းသွားတယ်စူးဝေးနဲ့အတူတိတ်တိတ်ဆိတ်ဆိတ်ပဲနေ့လည်စာစားပြီးတဲ့နောက်မှာတော့ကျွန်တော်စိတ်တွေလည်းတဖြည်းဖြည်းတည်ငြိမ်လာတယ်ကောင်တာမှာမိပြီးဒီရွန်တတန်းကိုဘယ်လိုသုံးရမလဲဆိုတာစဉ်းစားနေလိုက်တယ်အပေါ်ကကဏ္ဍတွေကအရန်ကိုရှင်းလင်းလုံးနေတယ်ဒီလောက်များတဲ့ပတ်စံတွေကိုမမြင်ရတာဘယ်လောက်တောင်ကြာပြီလဲအနည်းဆုံးတော့ငါတို့ရဲ့ဘဝတွေကအရင်လိုအရန်ကြီးချက်တဲမနေတော့ဘူးပေါ့ပြီးတော့စူးဝေးအမြဲတမ်းလိုချင်နေတဲ့စက်ပစ္စည်းအစ်စ်တွေလည်းဝယ်လို့ရပြီးစဉ်းစားလေးလေးပူပျော်လာလေးလေးပဲရွန်တတန်းဆိုတာဒီလောက်တောင်အသုံးဝင်မှန်းတစ်ခါမှမသိခဲ့ဘူးအဲ့ဒီအချိန်မှာပဲတကားဝကလေးကောင်းလောင်းလေးကဂျလင်ခနဲ့မြည်သွားပြီးကြည်လင်ပေမဲ့တမင်တက်တက်အားနဲ့ဟန်ဆောင်ထားတဲ့အတန်လေးတစ်ခုကကျွန်တော်ရဲ့တွေးတောနေမှုတွေကိုဖျက်တောက်လိုက်တယ်ရှောင်းကြီးကျွန်တော်လက်ကြည့်လိုက်တော့ယိုရီယန်ကိုတွေးလိုက်ရတယ်ဒီနေ့လာအားပေးတဲ့မိဟောင်းဆွေဟောင်းတွေတော်တော်များတာပဲကျွန်တော်မှတ်မိတာမမှားဘူးဆိုရင်သူမရဲ့ကန်ဆိုးရဲ့ခင်ပွန်းချမ်းဝမ်းတည်သွားတာတော့နှစ်မပြည့်သေးဘူးလေဘာကိစ္စရှိလို့လဲကျွန်တော်ကောင်းတာကိုမိပြီးမျက်နှာတင်နဲ့မေးလိုက်တယ်သူမကနှုတ်ခမ်းကိုကိုက်လိုက်ပြီးမျက်လုံးလေးတွေကအည်လဲနေတယ်တခုခုပြောချင်ပေမဲ့မျိုးသိထားရတဲ့ပုံစံလေးကကျွန်တော်ကိုအန်ချင်စိတ်တောင်ပေါက်သွားစေတယ်ယိုရီယန်ကနည်းနည်းနာကြီးဝမ်းနေနေတဲ့လေတံနဲ့ငါနင့်ကိုတွေးချင်လို့ပါတယ်ဟာမျိုးဒုတိယသမီးလေးရဲ့အခုရောဘလို့စက်ကွက်မျိုးလာကပြနေပြန်တာလဲကျွန်တော်ရေတောင်ရဲမိတော့မလို့သူမရဲ့မျက်ကွင်းတွေหนีရဲလာပြီးကဘာပေါ်မှာအကြီးမားဆုံးမတရားမှုကြီးခံထားရတဲ့အတိုင်းပဲရှောင်း၍အရင်တုန်းကငါအယမ်းမိုက်မဲခဲ့တယ်ဆိုတာငါသိပါတယ်အမားတွေလည်းအများကြီးလုပ်ခဲ့မိတယ်ငါကတွေးဆူလွယ်တဲ့အချက်မျိုးကိုသဘောကျတာလို့အမြဲထင်ခဲ့ပေမဲ့တကယ်တမ်းကအလိုချင်ဆုံးကတည်ငြိမ်တဲ့မိသားစုလေးတစ်ခုဆိုတာအခုမှငါနားလည်သွားပြီးသူမရဲ့လေတံကအယမ်းကိုရိုးသားပြီးမျက်လုံးတွေကလည်းအချစ်တွေနဲ့ပြည့်နေတယ်သူမကခေါင်းပေါ်လာပြီးအဲ့ဒီအရေးလဲနေတဲ့မျက်လုံးဝိုင်းဝိုင်းကြီးတွေနဲ့ကျွန်တော်ကိုစိုက်ကြည့်နေတယ်ကြံရှောင်း၍ငါတို့အစ်စ်ကနေပြန်စားကြရအောင်နေ့ရဲ့အခုအခြေအနေကိုငါသိပါတယ်ငါအမလုပ်ရက်တွေကလွန်သွားတယ်ဆိုတာမှန်ပေမဲ့ကိစ္စမရှိပါဘူးနင့်ကိုငါကြွေးထားနိုင်ပါတယ်သူမရဲ့လေတံထဲမှာတနာကျင်နာမှုတွေပေးကမ်းစွန့်ကြဲခြင်းတဲ့သဘောတွေပါနေတယ်အိုဟိုလမ်းမရောက်နေတဲ့မိမပြက်ကရွှေနဲ့လဲလို့မရအောင်စိတ်ထားပြောင်းသွားတဲ့စက်ကွက်မျိုးပေါ့လေဒါပေမဲ့တေချာမှတ်ထားစမ်းပါငါကမင်းနဲ့ဘယ်တော့မှများစတင်ခဲ့ဘူးလို့လဲမျက်လုံးကိုအပေါ်လန်ကျင်စိတ်ကိုမနှဲထိန်းထားလိုက်ရပြီးကျွန်တော်အတွေးတွေကလွန်ခဲ့တဲ့နှစ်အနည်းငယ်စီကိုလွင့်ပြန်သွားတယ်သူမနဲ့အရင်ကဆင်းရဲတဲ့ចောင်းသားလေးချန်ဝမ်တို့ရဲ့မင်္ဂလာပွဲကအရန်ကိုခံထားပြီးကြည်နူးစရာကောင်းခဲ့ပါတယ်မင်္ဂလာပွဲမှာသူမကငိုပြီးတော့ချန်ဝမ်ကသူမဘဝရဲ့အလင်းရောင်ဘာကိုမှဂယုမဆိုင်ပဲစောက်ကင်ထားခြင်းနဲ့ပျော်ရွှင်မှုပါလို့ပြောခဲ့သေးတယ်အဲ့ဒီတုန်းကကျွန်တော်ဆင်းအောက်မှာရက်ပြီးအဲ့ဒီအရန်ကိုကြည်နူးနေတဲ့အယူကောင်လေးကိုကြည်ရင်ခေါင်းထဲမှာအတွေးတစ်ခုပဲရှိခဲ့တယ်ဒီအိမ်မက်ကမကြခင်ပျက်စီးတော့မှာပဲလို့ထင်တဲ့အတိုင်းပဲလက်ထပ်ပြီးနှစ်တောင်မပြည့်သေးဘူးယိုရီယန်ကညှင်းငွေသွားခဲ့ပြီးစိတ်လှုပ်ရှားမှုတွေပျောက်ကွယ်သွားပြီးအိမ်တော်ကြီးကတာမန်စားဝတ်နေရေးကိစ္စတွေစီကိုပြန်ရောက်သွားတဲ့အခါမှာသူမတဘာဝကြကြပဲရိုးအီသွားတာပေါ့အဲ့ဒီနောက်မှာတော့အချိန်ကိုက်ဆိုသလိုပဲဟန်ဆောင်ကောင်းတဲ့ကောင်လေးတစ်ယောက်ပေါ်လာခဲ့တယ်ကံကောင်းတာကအဲ့ဒီစင်းရဲသားကောင်လေးကလုံးဝအသုံးမကျတဲ့ကောင်တော့မဟုတ်ခဲ့ဘူး
သူ့လက်ထဲမှာလူရူရန်ရဲ့အထောက်အထားတွေကင်ထားပြီးသူ့အတွက်တရားမျှတမှုရဖို့ကြိုးစားခဲ့တယ်ပြီးတော့သူသွားခဲ့တယ်ကဘာပေါ်မှာဒီလောက်တိုက်ဆိုင်တဲ့ကိစ္စမျိုးဘယ်မှာရှိမှလဲဒီကိစ္စရဲ့နောက်ွယ်မှာအဲ့ဒီကျွန်တော်ရဲ့အနာဂတ်မရီတော်ဟောင်းလူချင်းရွှေရဲ့လက်ချက်တွေပါနေမှာတေချာတယ်အတွေ့တွေကိုပြန်ရုပ်သိမ်းလိုက်ပြီးကျွန်တော်ရှိမှအချစ်ကြီးတဲ့စက်ကောင်တွေကကနေတရုတ်ဆောင်နေတဲ့လူရူရန်ကိုကြည့်ကကျွန်တော်နှုတ်ခမ်းထောင်းကအပြုံးတွေကိုကျလာတယ်လူရူရန်မင်းကယောက်ျားတွေအကုန်လုံးကအယူတွေလို့ထင်နေတာလားသူမမျက်နှာပေါ်ကအမူအရာတွေတောင့်တင်းသွားတယ်မင်းယောက်ျားရဲ့နာရီကိုတော်တော်ခန်းခန်းနာနာကျင်းပခဲ့တာပဲကျွန်တော်အေးစစ်စစ်ပဲဆက်ပြောလိုက်တယ်သတင်းထဲမှာငါတွေ့လိုက်တယ်မင်းအရန်ကိုနှလုံးကွဲမတက်ငိုကြွေးနေတာကြားရတဲ့သူတိုင်းဝမ်းနေပြီးမြင်ရတဲ့သူတိုင်းမျက်ရည်ကျရတဲ့အထိပဲဒါပေမဲ့နှမျောစရာကောင်းတာကအဲ့ဒီနေ့ညကဟိုတယ်တကားဝမှာမင်းနဲ့အရန်တူတဲ့မိမတယောက်ကလူချိုလေးတယောက်ရဲ့လက်မောင်းကိုချိတ်ပြီးဓာတ်လီကားထဲဝင်သွားတာကိုငါမြင်မလိုက်မိရင်တိတ်ကောင်းပါပဲလူရူရန်ရဲ့မျက်နှာကချက်ချင်းကိုတွေးဆုပ်သွားတယ်ဟုတ်သားပဲအဲ့ဒီလူချိုလေးကလည်းတိတ်မကြခင်မှာပဲတိုက်ပေါ်ကနေခုန်ချသွားတယ်နော်လူရူရန်မင်းမပင်ပန်းဘူးလားကျွန်တော်ရှစ်တလန်တိုးလိုက်ပြီးတုံရင်နေတဲ့သူမရဲ့မျက်လုံးတွေကိုစိုက်ကြည့်လိုက်တယ်နေ့တိုင်းမျက်နှာဖုံးတက်ပြီးတရုတ်ဆောင်နေရတာမယုံဘူးလားသူမကကျွန်တော်ဖိအားပေးလိုက်တာကြောင့်နောက်ကိုဆုတ်သွားလိုက်တာနောက်ဆုံးတော့တကားပေါင်နဲ့ဝင်တိုက်မိပြီးစောင်းဦးလေးတွေကတိရွက်လေးတရွက်လိုတကူလုံးတုံရင်နေတယ်နင်းလျှောက်ပြောနေတာပဲသူမကအတန်မမာနဲ့ပြန်ရင်းပေမဲ့အတန်ကလေးပေါက်နေတယ်လို့တုံရင်နေတယ်ကျွန်တော်သူမနဲ့ဆက်ပြီးစကားပြောဖို့ပြင်းသွားပြီးသူမကျွန်တော်ကိုလက်တုပ်ပြန်ပါကိုကျွန်တော်မကြောက်ပါဘူးဘာလို့လဲဆိုတော့မေတော်ကြီးစက်ကောင်နေရာမှာအရန်ကိုနှိမ့်ညွတ်နေတဲ့မိမတယောက်ကသူ့ကိုယ်သူအိမ်တွေပြက်ခံပြီးဒေါသတကြီးနဲ့လက်တုပ်ပြန်တာမျိုးဘယ်တော့မှဖြစ်ခံမှာမဟုတ်ဘူးသူမရဲ့ပုံရိပ်ကသူမအသက်ထက်ပိုရေးကြီးတယ်လေအဲ့ဒီမျက်နှာဖုံးကိုသူမတက်ထားတာအရန်ကြနေပြီဆိုတော့မျက်နှာနဲ့တသားလေးဖြစ်နေပြီးခွာချလို့တော့မရတော့ဘူးထွက်သွားစမ်းသူမကအသက်ချမ်းသာရသွားတဲ့အချင်းသားတယောက်လိုပဲဒရိန်းဒရိုင်နဲ့ပြေးထွက်သွားတယ်ကျိုးပြင်းလေးကတော်တော်လေးကိုတနာစရာကောင်းနေတဲ့ဆိုင်လေးကနောက်ဆုံးတော့ပြန်ပြီးတိတ်ဆိတ်သွားပြန်တယ်ကျွန်တော်တက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်တယ်ဒီ9နှစ်တာအတွင်းစုပုံနေတဲ့အညစ်အကြေးတွေကိုအကုန်ထုတ်ပြလိုက်ရတယ်လို့ပဲခံစားရတယ်အဲ့ဒီအချိန်မှာလှေကားပေါ်ကနေခြေတံဖွားဖွားလေးချလိုက်ရတယ်စူဝေးကခုလေးတင်ချက်ထားတဲ့အချိုးပွဲပကံလေးကင်ပြီးဆင်းလာတယ်သူမကကျွန်တော်ရှိကိုရှောက်လာပြီးပကံကိုကမ်းပေးရင်းဘာဖြစ်တာလဲဆိုတဲ့အတိတ်ပဲနဲ့မျက်လုံးလေးနဲ့မေးတယ်ကျွန်တော်ကဘာမှမဖြစ်ပါဘူးဆိုတဲ့သဘောနဲ့ကောင်းခါပြလိုက်တယ်စူဝေးကလက်တင်ဂီတာနဲ့ဒါပေမဲ့ရှင်မပြောသလိုပဲလို့စိုးရင်တကြီးပြတယ်ကျွန်တော်သူမရဲ့ကြည်လင်နေတဲ့မျက်လုံးလေးတွေကိုကြည့်ပြီးပြုံးလိုက်တယ်လက်ထဲကပကံကိုမချဘဲနည်းနည်းတော့စိမ့်နေသေးတဲ့လက်တင်ဂီတာလေးနဲ့ငါအဆင်ပြေပါတယ်လို့ပြန်ပြလိုက်တယ်သူမကနားလေသွားပြီးမျက်နှာပေါ်မှာအရန်ချုံငိမ့်တဲ့အပြုံးလေးတစ်ခုပွင့်လန်းလာတယ်မှန်ပြင်းပေါက်အပြင်ဘက်ကနေနေအောင်ကြီးကဖျားချလာပြီးကျွန်တော်တို့ကိုယ်ပေါ်မှာနွေးနွေးထွေးထွေးလေးလာကြနေတယ်အဲ့ဒီနေ့ကစပြီးသူတို့အတိုင်းဝိုင်းရဲ့ကိစ္စတွေကိုကျွန်တော်ဆက်ပြီးစိတ်မဝင်စားတော့ဘူးသူတို့နဲ့လည်းအဆက်အသွယ်လုံးဝပြတ်သွားခဲ့တယ်အခုကျွန်တော်စူးဝေးနဲ့အတူတူတေးသေးချာချာအသက်ရှင်တန်ပြီးဒီဆိုင်လေးကိုဖွင့်ကအေးချမ်းချမ်းလေးနေသွားခြင်းရုံပါပဲနေ့တိုင်းမနက်9 နာရီဆိုရင်ကျွန်တော်ကသူ့မထက်နာရီဝက်စောထားပြီးအောက်ထပ်ဆင်းကပထမဆုံးအတုံးမှုဖို့ဂျုံနေတာတွေကျိုးလုပ်ထားတယ်သူမအိတ်မုံဆုံးမွားနဲ့အောက်ထပ်ဆင်းလာတဲ့အချိန်ဆိုရင်မိဖို့ကြောင့်ထဲမှာဂျုံတန်းလေးတွေတင်းနေပြီးရေနွေးလဲကျိုးပြီးသားဖြစ်နေပြီသူမကအမြဲတမ်းကျွန်တော်ကိုကွန်မော်နီလို့အရင်ပြပြီးတာနဲ့ဝက်ဝင်ရုပ်ခါဖုံးလေးကိုကျွမ်းကျင်စွာဝတ်ကဒီနေ့အတွက်အချိုးပွဲတွေကိုစတင်ပြင်ဆင်တော့တယ်ကျွန်တော်တို့စကားသိမ့်မပြောဖြစ်ပေမဲ့အလုပ်တွဲလုပ်ရတာအရန်ကိုအချိတ်ဆက်မိလာတယ်တခါတလေအလုပ်များလို့သူမနှစ်ဖူးမှာချွေးတွေဆုလာရင်ကျွန်တော်ကရေခဲရည်တစ်ခွက်လှမ်းပေးလိုက်တယ်သူမရေခွက်ကိုလှမ်းယူတဲ့အချိန်သူမရဲ့လက်ချောင်းလေးတွေကကျွန်တော်လက်မောင်းကိုမတော်တဆထိမိသွားရင်အေးဆက်ဆက်လေးနဲ့နူးညံ့နေတာပဲကျွန်တော်သူမရဲ့အကျင့်လေးတွေအားလုံးကိုစတင်ပြီးသတိထားမိလာတယ်သူမကလည်းအရင်ကလိုကျွန်တော်ရဲ့စိတ်ကူးတွေကိုသတိကြီးကြီးနဲ့ခံမှန်းနေစရာမလိုတော့ဘူးနေ့ရက်တွေကအရန်ကိုအတိတ်ပဲရှိရှိကုံဆုံးလာတယ်နေ့လေဆိုကျွန်တော်တို့အတူတူဆိုင်ဖွင့်နေညဘက်ဆိုရင်သူမကကျွန်တော်ကိုပိုးခက်ခဲတဲ့အချိုးပွဲတွေလုပ်နေတင်ပေးတယ်တခါတလေညဘက်ဆိုစာရွက်ခဲတံမလိုပဲနဲ့တောင်ကျွန်တော်တို့အပြန်လန်စကားပြောလို့ရနေပြီးဒီလိုအလိုလိုနားလည်နေတဲ့အချိတ်ဆက်လေးကကျွန်တော်ကိုစိတ်အေးချမ်းစေတယ်ကျွန်တော်ပြဿနာတစ်ခုကိုတေချာစဉ်းစားလာမိတယ်ကျွန်တော်သူမကိုလက်ထပ်ချင်တယ်ကျွန်တော်အချစ်ကိုမယုံကြည်ပါဘူးဒါပေမဲ့လူတချို့ကမွေးရပါအတူတူနေထိုင်ဖို့ဖန်တီးထားတယ်လို့ပဲဆိုတာကိုတော့စပြီးယုံကြည်လာပြီကျွန်တော်ကရိုးရိုးရှင်းရှင်းလေးပဲသူမနဲ့အတူတူဒီလိုမျိုးအမြဲတမ်းဆက်သွားချင်တာပါ3 လကြာပြီးတဲ့နောက်မှာတော့ကျွန်တော်သူမကိုဖွင့်ပြောခဲ့တယ်တိတိကျကျပြောရရင်လက်ထပ်ခွင့်တောင်းခဲ့တာပေါ့အဲ့ဒီနေ့ကသူမရဲ့မွေးနေ့ကျွန်တော်သူမမသိအောင်ဆိုင်ထဲမှာအသေးစား surprise လေးတစ်ခုပြင်ဆင်ထားခဲ့တယ်ညဘက်သူမအောက်ထပ်ကိုဆင်းလာတော့ဆိုင်တစ်ဆိုင်လုံးကိုဖျောင်းနိုင်မီတွေနဲ့လင်းထိန်နေအောင်ထွန်းထားတယ်သူမကလှေကားထိပ်မှာပစက်လေးဟာပြီးကြောင်ရက်နေတယ်ကျွန်တော်သူမရှိကိုရှောက်သွားပြီးဒူးတစ်ဖက်ထောက်ကစိန်လက်စွပ်တကွင်းကိုထုတ်လိုက်တယ်စူဝေးနားထောင်လို့ကောင်းတဲ့စကားတွေတော့ငါမပြောတတ်ဘူးပြီးတော့တစ္ဆာကတိတွေဆိုတာကိုလည်းငါမယုံကြည်ဘူးဒါပေမဲ့ငါမင်းနဲ့အတူတူဒီဆိုင်လေးကိုငါတို့လမ်းမလျှောက်နိုင်တော့တဲ့အချိန်ထိဆက်ဖွင့်သွားခြင်းတယ်မင်းသဘောတူမလားသူမငိုပါလေရောမျက်ရည်တွေကကျိုးပြတ်သွားတဲ့ပလဲသီးတွေလိုတပေါက်ပြီးတပေါက်ချမ်းပြင်ပေါ်ကိုကျလာတယ်သူမကအားရပါရခေါင်းညှိပြပြီးလက်စွပ်စွပ်ပေးဖို့သူမရဲ့လက်လေးကိုကမ်းပေးတယ်လက်စွပ်ကနည်းနည်းကြီးနေတယ်သူမရဲ့လက်လေးကအရန်ပိန်လုံးနေတာကိုဒါပေမဲ့သူမကလက်စွပ်ပြုတ်မကျသွားအောင်လက်သီးကိုတင်းတင်းဆုပ်ထားတယ်ကျွန်တော်သူမကိုဖတ်ထားလိုက်ပြီးသူမစပင်ကနေရနေတဲ့တင်းပြန်ပြန်ရင်းနဲ့လေးကိုရှူရှိုင်ရင်အဲ့ဒီခိုက်တက်မှာကျွန်တော်ရဲ့လွန်ခဲ့တဲ့အနှစ်20ကျော်ဘဝကြီးတစ်ခုလုံးကသူမနဲ့တွေ့ဆုံဖို့အတွက်ပြင်ဆင်မှုတွေလုပ်နေခဲ့တာပဲလို့ရုတ်တရက်ခံစားလိုက်ရတယ်ကျွန်တော်တို့ရဲ့မင်္ဂလာပွဲလေးကအရန်ကိုရိုးရိုးရှင်းရှင်းလေးပါပွဲကအရန်မှကြီးဘူးအနီးနားကအိမ်ကြီးချင်းတွေရဲ့အခုချိန်ထိအဆက်အသွယ်ရှိသေးတဲ့အကြောင်းတွေပဲတငယ်ချင်းနည်းနည်းပါးပါးရေကိုပဲဖိတ်ထားတယ်ကျွန်တော်ကလည်းမျက်နှာပန်းလာဖို့တွေဘာတွေဂရုမစိုက်ပါဘူးစူးဝေးအတွက်တင်းတင်းလျောက်ပတ်တဲ့မင်္ဂလာပွဲလေးတစ်ခုဖြစ်စေချင်ရုံပါပဲမင်္ဂလာပွဲမတိုင်ခင်တရက်လိုမှကျွန်တော်စပင်ညက်ဆိုင်သွားပြီးတိတိကျကျပြင်ဆင်လိုက်တယ်တက်ရက်တဲ့အနောက်တိုင်းဝစ်စုံတစ်စုံလဲဝယ်လိုက်တယ်စူးဝေးရဲ့မင်္ဂလာဝစ်စုံကိုတော့ကျွန်တော်တို့အတူတူတွားရွေးခဲ့ကြတာသူမဝစ်စုံကိုစမ်းဝစ်ကြည့်တဲ့အချိန်မှာတကူလုံးကအလင်းရောင်တွေထွက်နေတယ်လို့ပဲကျွန်တော်အဝတ်လဲခန့်အပြင်ဘက်မှာရက်ပြီးမှန်တဲ့ကသူမကိုကြည့်ရင်ရုတ်တရက်နည်းနည်းတောင်မယုံနိုင်လို့ခံစားရတယ်ဒီလောက်ကောင်းကင်တမန်လေးလိုလှပတဲ့မိန်းကလေးကတကယ်ပဲငါ့ကိုလက်ထပ်တော့မှာလေလားမင်္ဂလာပွဲနေ့ကအရာအလုံးချုံချုံမွေ့မွေ့ပဲပြီးသွားတယ်စူးဝေးရဲ့အဖွားကလည်းအများကြီးတက်တာလာပြီးမို့ဘီတက်ကလထိုင်လေးနဲ့ကျွန်တော်တို့ရဲ့မင်္ဂလာပွဲကိုလာတက်တယ်အဖွားကကျွန်တော်လက်ကိုကင်ပြီးတိုးညင်းတဲ့အတန်လေးနဲ့ငါတို့ရှောင်းဝေးကိုဆောက်ရှောက်ပေးလို့ကျေးဇူးတင်ပါတယ်ကွယ်လို့ပြောတယ်ကျွန်တော်နည်းနည်းရှက်သွားတယ်
တကယ်တော့သူမကသာကျွန်တော်ကိုပြန်ဆောင်ရှောက်ပေးနေတာပါလက်စွပ်လဲတဲ့အချိန်မှာစုဝေးရဲ့လက်လေးကတုံနေတယ်ကျွန်တော်သူမရဲ့လက်လေးကိုစုပ်ကင်ထားပြီးသူမနာနာကက်ကမကြောက်နဲ့အစီအစဉ်လေးတစ်ခုလုံးယုံတက်တက်ပဲလို့တိုးတိုးလေးပြောလိုက်တယ်သူမကဖူးခနဲ့ရေချလိုက်တော့ကြောက်ရွံ့နေမှုတွေချက်ချင်းပျောက်သွားတယ်မစ္စတာကျန်ဆောင်ရွေးတင်ဒီမစ္စစုဝေးအားဇနီးဖြစ်လက်ခံပါသလားစင်းရဲသည်ဖြစ်စေချမ်းသာသည်ဖြစ်စေကျမ်းမာသည်ဖြစ်စေနာမကျန်းဖြစ်စေသူမကိုချစ်မြတ်နိုးပြီးကာကွယ်စောင့်ရှောက်သွားပါမည်လားကျွန်တော်သဘောတူပါတယ်မစ္စစုဝေးတင်ဒီမစ္စတာကျန်ဆောင်ရွေးအားခင်မုန်းအဖြစ်လက်ခံပါသလားစင်းရဲသည်ဖြစ်စေချမ်းသာသည်ဖြစ်စေကျမ်းမာသည်ဖြစ်စေနာမကျန်းဖြစ်စေသူ့ကိုချစ်မြတ်နိုးပြီးလေးစားသွားပါမည်လားစုဝေးကစကားမပြောနိုင်ဘူးဒါပေမဲ့သူမကအားရပါရခေါင်းကြီးပြပြီးကျမသဘောတူပါတယ်လို့လက်တင်ဂီတာနဲ့ပြလိုက်တယ်အခမ်းအနားမှုကနည်းနည်းကြောင်သွားပြီးဘာဆက်လုပ်ရမှန်းမသိဖြစ်သွားတယ်ကျွန်တော်ပြုံးလိုက်ပြီးသူမကိုစားဘာသာပြန်ပေးလိုက်တယ်သူမကသဘောတူပါတယ်တဲ့ဆင်အောက်ကနေလက်ခုပ်တံတွေတောင်းတောင်းဖြူးဖြူးထွက်ပေါ်လာတယ်အနမ်းပေးတဲ့အချိန်မှာတော့သူမကနည်းနည်းရှက်သွားပြီးမျက်နှာလေးကပန်းတီးလေးလိုနီးရဲသွားတယ်ကျွန်တော်သူမရဲ့နှာခမ်းလေးကိုဖွားဖွားလေးနမ်းလိုက်တယ်သူမနာသွားမှာကိုကြောက်တဲ့အလားအရန်ကိုညင်ညင်တတလေးနမ်းလိုက်တာပြီးတော့သူမနာနာကပ်ပြီးမစ္စချန်နောက်ဆိုရင်လည်းဆက်ပြီးစောက်ရှောက်ပေးပါအောင်တော့လို့ပြောလိုက်တယ်သူမကကျွန်တော်ရင်ခွင်ထဲမှာပခုံးလေးတွေတုံတဲ့အထိရေနေတော့တယ်ကျောင်းနေဘက်တငယ်ချင်းတွေကလည်းတယောက်ပြီးတယောက်လာပြီးဂုဏ်ပြုစကားပြောကြတယ်အရင်ကခင်ခဲ့ဘူးတဲ့အခန်းဖော်တယောက်ကရှောင်းယူမင်းပြောင်းလဲသွားပြီးအရင်တုန်းကဆိုမင်းကဘာကူမှဂယုမဆိုင်တဲ့ပုံစံမျိုးအခုကျတော့ပုံမှန်လူတယောက်နဲ့တူသွားပြီလို့ပြောတယ်ကျွန်တော်ကအဖွားနဲ့စကားပြောနေတဲ့စုဝေးကိုလှမ်းကြည့်ပြီးပြုံးကဂယုဆိုင်ရကျုံနဲ့တဲ့သူတယောက်ရှိလာလို့နေမှာပေါ့လို့ဖြေလိုက်တယ်မင်္ဂလာပွဲပြီးတော့ကျွန်တော်တို့အပေါ်ထက်ကအိမ်လေးကိုပြန်လာကြတယ်အရာအလုံးကအရင်တိုင်းပါပဲမင်္ဂလာပွဲကရလာတဲ့ပန်းတွေနဲ့လက်ဆောင်ပစ္စည်းတွေနည်းနည်းတိုးလာတာကလွဲရင်ပေါ့စုဝေးကမင်္ဂလာဝတ်စုံကိုချုပ်ပြီးပုံမှန်အိမ်နေရင်အင်ဂျီလေးလဲဝတ်ကမီးဖိုချောင်ထဲမှာညလေစာတွားချက်ပေးတယ်ကျွန်တော်မီးဖိုချောင်တကားဝမှာရက်ပြီးအလုပ်များနေတဲ့သူမရဲ့ကြောပြင်လေးကိုကြည့်ရင်ရုတ်တရက်အရန်ကိုကျင်းနှံ့မိသွားတယ်ဒါကကျွန်တော်လိုချင်ခဲ့တဲ့ဘဝပဲလူနှစ်ယောက်ရိုးရိုးရှင်းရှင်းလေးဖြတ်တန်းရတဲ့ဘဝလေးသူမကညလေစာပကံကိုကင်ပြီးရှောက်လာတော့ကျွန်တော်ငေးကြောင်နေတာကိုတွေ့သွားတယ်ကျွန်တော်ရှိမှလက်ကိုရမ်းပြပြီးဘာတွေတွေးနေတာလဲလို့မေးတယ်မင်းအကြောင်းတွေးနေတာလို့ဖြေလိုက်တော့သူမမျက်နှာလေးထက်နေသွားပြန်တယ်ကျွန်တော်ကိုအပြစ်တင်တယ်လို့လေးတစ်ချက်ပုတ်လိုက်ပြီးစာအုပ်ပေါ်မှာရေးတယ်ကြံရှောင်၍ငါတို့လက်ထပ်လိုက်ပြီးတော့နေနောင်တရလာတဲ့နောင်တမရပါဘူးမင်းကရောငါလည်းနောင်တမရဘူးဒါပေမဲ့တိတ်မသေးချတယ်လို့ပဲအိမ်မက်မက်နေတယ်လို့ခံစားရတယ်လို့ရေးတယ်ကျွန်တော်လက်လန်းပြီးသူမပါလေးကိုညှစ်လိုက်တယ်နာလားသူမကပါလေးကိုအုပ်ပြီးကျွန်တော်ကိုမျက်စောင်းထိုးတယ်ပြီးတော့စာအုပ်ပေါ်မှာဆက်ရေးတယ်ဒါအိမ်မက်မဟုတ်ဘူးပြီးတော့ငါနင့်ကိုချစ်တဲ့စုဝေးကအဲ့ဒီစကလုံးသုံးလုံးကိုရေးနေတဲ့အချိန်မှာလက်ချောင်းလေးတွေကအနှဲငယ်တုံးရင်နေတယ်မိပြပြမီးရောက်အောင်မှာသူမရဲ့မျက်တောင်လေးတွေကမိုးရီဆူနေတဲ့လက်ပြတောင်ပန်လေးတွေလိုပဲကျွန်တော်အဲ့ဒီစာကြောင်းလေးကိုစိုက်ကြည့်နေရင်ရင်ဘတ်ထဲကိုတစ်ခုခုနဲ့အပြင်းထန်ဝင်တိုက်ခံလိုက်ရတယ်လို့ခံစားလိုက်ရတယ်ငငယ်တုန်းကကျောင်းလာမယ်ရဲ့အချစ်ခံရလို့ရင်ခုန်မြန်တာမျိုးလည်းမဟုတ်ဘူးပတ်စံတွေအများကြီးသုံးလိုက်ရလို့ဂုံယူဝင်းကြွားရတဲ့ကျဉ်းနှံမှုမျိုးလည်းမဟုတ်ဘူးအဲ့ဒါကတိမ်မွေ့ပြီးအနှဲငယ်နာကျင်ရတဲ့ခံစားချက်လေးတစ်ခုအရင်ကတခါမှမခံစားဘူးတဲ့တည်ငြိမ်မှုလုံခြုံမှုတွေနဲ့ရောရှက်နေတဲ့နာကျင်မှုလေးကျွန်တော်သူမလက်ထဲကဘောပင်ကိုဆွဲယူပြီးစာအုပ်ကိုပိတ်လိုက်တယ်ပြီးတော့တမင်မျက်နှာကိုတီထားပြီးမစ္စချန်ညတခေါင်ကြီးဒါရီလာရေးပြနေတာငါ့ကိုအေးရေးပြအောင်လုပ်နေတာလားလို့မေးလိုက်တယ်သူမကပြပြတလဲလက်ကပြတယ်မျက်နှာလေးလည်းหนีရဲနေပြီးတကယ်ကိုအတီပြောတာပါဆိုတဲ့အကြောင်းကိုအေးအောက်နဲ့လက်တင်ကြီးတက်ပြတယ်ကျွန်တော်တပြင်းချလိုက်ပြီးသူမကိုရင်ခွင်ထဲဆွဲသွင်းကသူမရဲ့နူးညံ့တဲ့စပင်လေးတွေပေါ်ကိုမေးစစ်တင်ထားလိုက်တယ်အင်းသိပါပြီရင်ခွင်ထဲကလူလေးကငြိမ်ကျသွားပြီးသူမရဲ့ထွက်သက်ဝင်တက်လေးတွေကကျွန်တော်လက်ပင်ပေးကိုဖွားဖွားလေးလာရိုက်ခတ်နေတယ်အဲ့ဒီခိုက်တက်မှာကြံမီသားစုရဲ့စီးစိမ်တွေယူချင်းရွှေပိုင်နေမယ်အကုန်လုံးကဘာမှမဟုတ်တော့ဘူးလို့ရုတ်တရက်ခံစားလိုက်ရတယ်အခုကျွန်တော်ပိုင်ဆိုင်ထားတဲ့အရာကလွန်ခဲ့တဲ့အနှစ်20ကျော်ပိုင်ဆိုင်ခဲ့တဲ့မြအရာအလုံးကိုပေါင်းလိုက်တာထက်တောင်ပိုပြီးတန်ဖိုးရှိနေပါပြီဒါပေမဲ့ကံကြမ္မာဆိုတာကတော့မင်းရမ်းပျော်ရွှင်နေပြီလို့ထင်တဲ့အချိန်ကြာမှဒုက္ခလာပေးတတ်တဲ့အရာမျိုးလေးလက်ထပ်ပြီးနောက်ပိုင်းနေ့ရက်တွေကကိုယ်ပင်ထဲမှာဖောင်းကြွလာတဲ့ပေါင်မုတ်လေးတွေလိုပဲနှွေးထွေးပြီးအတိတ်ပဲရှိတယ်ကျွန်တော်တို့မနက်4နာရီထားပြီးဂျုံနေတဲ့6နာရီဆိုရင်ပထမဆုံးခွဲဆန်ထားအတုပ်လေးချက်ပြီးဆိုင်တစ်ဆိုင်လုံးလဲမုံနဲ့လေးတွေတင်းနေပြီစုဝေးကကျွန်တော်ကိုကိတ်မုံပေါ်မှာပန်းပွင့်လေးတွေဖန်တီးဖို့တင်ပေးတယ်ကျွန်တော်ကလက်ကျန်းတော်ခရင်တွေကိုအမြဲရှုပ်ပွားသွားအောင်လုပ်မိတယ်သူမကစိတ်မဆိုးပါဘူးကျွန်တော်လက်ကိုကင်ပြီးတစ်ချက်ချင်းတေချာပြန်ပြင်ပေးတယ်နေ့လယ်ပိုင်းဧည့်သည်ရှင်တဲ့အချိန်ဆိုရင်သူမကကောင်တာပေါ်မှောက်ပြီးတရေအိတ်တက်တယ်မှန်ပြင်းပေါက်ကနေဖြတ်လာတဲ့နေအောင်ကြီးကသူမမျက်နှာပေါ်မှာအလင်းဆက်လေးတွေအဖြစ်ကြားရောက်နေတယ်ကျွန်တော်ကတော့သူမအိပ်ပျော်နေတဲ့မျက်နှာလေးကိုမေးကြည့်ရင်အမြဲအတွေးလိုနေတတ်တယ်ဒီကောင်မလေးကဘလို့လုပ်ပြီးဒီလောက်တောင်ဖြူစင်ရတာလဲဒီရှုညွန့်လိုကဘာကြီးရဲ့ညင်နွမ်းမှုတွေနဲ့တခါမှမထိတွေ့ဘူးတလို့ပဲလို့ပေါ့ဒါပေမဲ့ရှုညွန့်ဆိုတာကတော့တစ်ချိန်မဟုတ်တစ်ချိန်စင်လာတတ်တာပါပဲမိုးရွာနေတဲ့ညတညဆိုင်ပိတ်ခံဒီအချိန်မှာမူးရစ်နေတဲ့လူတစုကမှန်တကားကိုစောက်တုံးပြီးဝင်လာတယ်ခေါင်းဆောင်လုပ်တဲ့သူကအနီးနားကလူမိုက်ခေါင်းဆောင်ချန်ကိုခင်းအရင်ကဆက်ကြီးလာတောင်းတော့ကကျွန်တော်တမျက်စီးနဲ့ရိုက်ထုတ်ခဲ့ဘူးတဲ့သူအခုသူစီကနေအရက်နံ့တွေထောင်းထောင်းထနေပြီးတကားဝကအလှဆင်ထားတဲ့တစ်ပင်အိုးကိုခြေကန်ချလိုက်ကမင်းတို့တထေးမကိုထွက်လာခဲ့ခိုင်းစမ်းလို့မမထန်ထန်អော်တယ်စရင်ရှင်းနေတဲ့စုဝေးကအတန်ကြားတော့လန့်သွားပြီးကျွန်တော်ကိုအလိုလိုလှမ်းကြည့်တယ်ကျွန်တော်သူမကိုကျွန်တော်ကြောနောက်ကိုတွန်းပို့လိုက်ပြီးဂျုံလိတ်တံကိုကောက်ကင်လိုက်တယ်ပြဿနာလာရှာလာလားချန်ကိုကဝါချင်းကျင်သွားပြီးပေါ်အောင်ရေပြလိုက်ပြီးကြံတခင်လေးကသူ့ကိုယ်သူလူရဝင်တယ်လို့ထင်နေတော့မဲကိုမင်းစောအမတယောက်ကိုလက်ထပ်လိုက်တယ်လို့ကြားတယ်ငါတို့ညီကိုတွေကမင်္ဂလာရက်လာတော့တာလေးလို့ပြောတယ်သူ့နောက်ကလူမိုက်တွေကဝိုင်းရကြပြီးသူတို့ရဲ့အကြည့်တွေကစုဝေးကိုပေါ်မှာကန့်ညီနေတာကြည့်ရတာယုံစရာကောင်းတယ်ကျွန်တော်ဂျုံလိတ်တံကိုတင်းတင်းဆုပ်ထားလိုက်ပြီးလက်စစ်တွေတောင်ဖြူလာတယ်ဟိုတော်တော်ကာကွယ်ပေးချင်နေတာပဲလို့ပြောရင်သူကရှစ်တလန့်တိုးလာတယ်အရက်နံတွေကကျွန်တော်မျက်နှာပေါ်ကိုလာဟန့်နေတယ်မင်းဒီဆိုင်ဆက်မဖွင့်ချင်တော့ဘူးလားရုတ်တရက်စုဝေးကကျွန်တော်ကြောနောက်ကနေထွက်လာပြီးခုလေးတင်ဖုတ်ထားတဲ့ကုကီဘူးလေးကိုကိုင်ကအတင်းပြုံးပြပြီးသူတို့ကိုကျွေးတဲ့ပုံစံမျိုးလက်တင်ဂီတာနဲ့ပြတယ်အဲ့ဒီခိုက်တက်မှာကျွန်တော်နှလုံးသားကိုအနဲ့ထုတ်ခံလိုက်ရတယ်လို့ပဲဒီယူမလေးကအမြဲတမ်းစေတနာနဲ့မကောင်းမှုတွေကိုဖြေရှင်းနိုင်မယ်လို့ထင်နေတာကိုချန်ကူကစက်ကူဘူးကိုပုတ်ချလိုက်တော့ကုကီတွေကကျန်းပြင်းပေါ်ပြန်ကျသွားတယ်ဘသူကဒီအမိုက်တွေကိုစားမှလဲလို့ပြောပြီးစုဝေးရဲ့လက်ကောက်ဝတ်ကိုလှမ်းဖမ်းဖို့လုပ်တယ်
ကျွန်တော်လုံးဝပောက်ကွဲသွားပြီးဂျုံလိတ်တန်နဲ့တန်းပြီးရိုက်ချလိုက်တယ်။ရုံးရင်းဆန်ခတ်ဖြစ်သွားတဲ့အချိန်တွင်းမှာကျွန်တော်လက်သီးဘယ်နှချက်ခြေထောက်ဘယ်နှချက်အထိုးခံကန်ခံလိုက်ရတယ်မသိတော့ဘူး။စူးဝေးကိုကောင်တာထောက်နာမှာတေချာကာကွယ်ထားခဲ့တာကိုပဲမှတ်မိတော့တယ်။ရဲကားအော်တန်တွေအဝေးကနေနီးလာတဲ့အခါကျမှလူမိုက်တွေအကုန်လုံးထွက်ပြေးသွားကြတယ်။စူးဝေးကတုံရင်နေတဲ့လက်တွေနဲ့ကျွန်တော်နှုတ်ခမ်းထောင်းကသွေးတွေကိုစမ်းကြည့်တယ်။မျက်ရည်ကြီးမျက်ရည်ငယ်တွေကျနေပေမဲ့အတန်တတန်မှထွက်မလာဘူး။ကျွန်တော်မျက်နှာကိုတုပ်လိုက်ပြီးမချိပြုံးပြုံးပြကဘာမှမနေတာလဲ။မင်းယောက်ျားမသေးသေးပါဘူးလို့ပြောလိုက်တယ်။သူမကပို့ပြီးအားရပါရမူပါလေရော။ထိတ်လန့်နေတဲ့တရိတ်ဆန်လေးတစ်ကောင်လိုကျွန်တော်ရင်ခွင်ထဲမှာကြုံကြုံလေးဝင်နေတယ်။အဲ့ဒီညကသူမကျွန်တော်လက်မောင်းကိုဖတ်ပြီးတညလုံးအိတ်ခဲ့တယ်။နည်းနည်းလေးလှုပ်လိုက်တာနဲ့လက်လက်နိုးသွားတယ်။သူမမျက်လုံးအောက်ကညှို့မဲနေတဲ့အကွင်းတွေကိုကြည့်ရင်ရင်ထဲမှာမကြုံစဘူးကြောက်ရွံ့မှုတွေဖြစ်လာတယ်။တကယ်လို့ဒီနေ့ငါသာသူ့ကိုမကာကွယ်နိုင်ခဲ့ရင်ပေါ့နောက်တစ်နေ့မှာအဟောင်းတန်းဈေးကနေတန်မဏိတို့တစ်ချောင်းသွားဝယ်ပြီးကောင်တာအောက်မှာထားလိုက်တယ်။စူးဝေးကမြင်တော့ကျွန်တော်ကိုအပြင်းထန်ကောင်းခါပြတယ်။ကျွန်တော်တန်မဏိတို့ကိုခောက်ပြပြီးကိုကာကွယ်ဖို့ပါမတုံးရရင်အကောင်းဆုံးပေါ့အားလို့လက်တင်ကေတာပြလိုက်တယ်။သူမကမျက်လွှာချသွားပြီးစာအုပ်ပေါ်မှာနေတန်ရရမှာကိုငါကြောက်တယ်လို့ရေးတယ်။ငါကမင်းတန်ရရမှာကိုပိုကြောက်တာပေါ့ကျွန်တော်သူမစပင်တွေကိုဖွားဖွားလေးပို့ပေးလိုက်တယ်။စူးဝေးအခုငါမှမင်းတယောက်ပဲရှိတော့တာ။သူမခေါင်းမောကြည့်လာတယ်။မျက်လုံးလေးတွေကဆူဆူနေပြီးနောက်ဆုံးတော့ဖြည်းဖြည်းချင်းခေါင်းညှိပြတယ်အေးချမ်းတဲ့နေရက်တွေတိတ်မကြလိုက်ပါဘူး။လူရန်ကတစီလိုထပ်ပေါ်လာပြန်တယ်။ဒီတစ်ခါတော့သူမဆိုင်နဲ့မဝင်လာဘူးမျက်စိနောက်ဆရာအနီအောင်ကန်ကားတစီကိုလမ်းဘေးမှာရပ်ထားတယ်။မျက်မှန်မဲကြီးတက်ထားပြီးကျွန်တော်ကိုလက်ညှိုးနဲ့ကွေးပြပြီးခေါ်တယ်။ကျွန်တော်ကဂျုံအိတ်တယ်နေတာမို့သူမကိုဂရုမစိုက်ချင်ဘူး။အဲ့ဒါနဲ့သူမကကားပေါ်ကဆင်းလာပြီးကားတကားကိုမိကာရေးပြီးပြောတယ်။ကြံရှောင်၍နင်းပိုင်နေပင်ကိုဘလို့ကူညီခဲ့လဲဆိုတာနင်းမိမသိလာတဲ့သူမလေတန်ကရန်ဆက်ခြင်းတဲ့သဘောတွေအပြည့်ပဲကျွန်တော်လက်ချော်သွားပြီးဂျုံအိတ်ကကျန်းပြင်ပေါ်ဝုန်းကနေပြုတ်ကျသွားကအမုံတွေထောင်းကနေထသွားတယ်။အတန်ကြားတော့စူးဝေးကဆိုင်ထဲကပြေးထွက်လာပြီးကျွန်တော်တို့နှစ်ယောက်ကိုနားမလည်နိုင်တယ်လို့ကြည့်နေတယ်။လူရန်ကမျက်မှန်ကိုချွတ်လိုက်ပြီးစူးဝေးကိုခြေဆုံးကောင်းဖျားကြီးကဖုံးကွယ်မထားတဲ့တနာစရာအကြည့်မျိုးနဲ့ကြည့်တယ်တနာစရာကောင်းလိုက်တာ။မင်္ဂလာပွဲလေးတောင်တိတိချာချာမလုပ်ပေးနိုင်တဲ့အတုံးမကျတဲ့ကောင်နောက်ကိုလိုက်သွားရတယ်လို့ကျွန်တော်လက်သီးကိုတင်းတင်းဆုပ်လိုက်ပြီးတွေးကြောတွေတောင်ထောင်ထားလာတယ်။လူရန်ပါဇက်ပိတ်ထားစမ်းပါလဲကြောက်သွားတာလားအရင်ကနေဒီလိုမဟုတ်ပါဘူး။ကျောင်းလာမယ်လေးနင်းကိုလာတောင်းပန်တော့ကနေအဲ့ဒီလိုမျိုးအပေါ်စီးကနေပေးကန်းစွန့်ကြရတဲ့အရာတာကိုတော်တော်ခံစားခဲ့ရတယ်မဟုတ်လား။အခုကြမှာဘာလို့အချစ်ကြီးတဲ့လူလိုလာဟန်ဆောင်နေတာလဲစူးဝေးကလူရန်ပြောတဲ့စကားတွေကိုနားမလည်ပေမဲ့တင်းမာနေတဲ့အခြေအနေကိုတော့ခံစားမိတယ်။သူမကကျွန်တော်အင်ဂျီစလေးကိုဖွားဖွားလေးဆွဲထားပြီးသူမမျက်လုံးတွေထဲမှာစိုးရိမ်မှုတွေအပြည့်ပဲ။ကျွန်တော်အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးဒေါသကိုမျိုးချကစူးဝေးပက်လှည့်ပြီးလက်တင်ဂီတာနဲ့ပြလိုက်တယ်။ကိစ္စမရှိဘူး။မင်းအထဲအရင်ဝင်နေစူးဝေးကတွေ့ဝင်နေပြီးမလုပ်သေးဘူး။အဲ့ဒီအချိန်မှာလူရန်ကရုတ်တရက်ဖုန်းထဲကအတန်ဖမ်းထားတဲ့ record တစ်ခုကိုဖွင့်ပြလိုက်တယ်။အဲ့ဒါကလွန်ခဲ့တဲ့နှစ်တွေတုန်းကတစ်တော့အုပ်လေးထဲမှာပိုင်နေပေးငိုတန်ပါကြီးနဲ့ပြောခဲ့တဲ့အတန်ပဲနင့်ကိုငါရဲ့နှလုံးသားရောငါရဲ့အရာအလုံးကိုပါပေးဆက်ဖို့ဆန္ဒရှိပါတယ်။နင်သာငါကိုကိစ္စတစ်ခုလောက်ဂရုပေးနိုင်မယ်ဆိုရင်ငါကပရဟိတသမားမှမဟုတ်တာစူးဝေးရဲ့မျက်နှာကချက်ချင်းဖြူရောသွားတယ်။သူမကကျွန်တော်ကိုတလက်လူရန်ကိုတလက်ကြည့်ပြီးနှက်ခမ်းတွေလှုပ်ရှားနေပေမဲ့ဘာအတန်မှထွက်မလာဘူး။လူရန်ကကျင်းနဲ့သွားတဲ့ပုံစံနဲ့ဖုန်းကိုပြန်သိမ်းလိုက်ပြီးညီမလေးနင်ကသူပါလူကောင်းများမှတ်နေလို့လေ။အဲ့ဒီတုန်းကသူပိုင်နေပင်းကိုကူညီခဲ့တာကသူများဒုက္ခရောက်နေတာကိုအရသာခံကြည့်ချင်လို့တတ်ပဲ။အခုနင့်ကိုကူညီတာလဲစိတ်ကူးပေါက်လို့ကူညီတာဖြစ်ချင်ဖြစ်မှာပေါ့လို့ပြောတယ်မင်းလျှောက်ပြောမနေနဲ့ကျွန်တော်လုံးဝထိမရတော့ပဲသူမစီကဖုန်းကိုလူဖို့ပြေးသွားလိုက်တယ်လူရန်ကအော်ဟစ်ပြီးကားထဲပြေးဝင်သွားကတကားကိုလောက်ချလိုက်တယ်ပြီးတော့ပြန်ကားလေးကဖုန်းတစ်လုံးလုံးနဲ့ထွက်ပြေးသွားတယ်လေထဲမှာလွင့်ပြန်နေတဲ့ဖုန်းမုံတွေကြားမှာကျွန်တော်နဲ့စူးဝေးနှစ်ယောက်တည်းကျန်ခဲ့တယ်သူမကခေါင်းငုံထားပြီးပခုံးလေးတွေကတိတိတတ်တာတုံရင်နေတယ်ကျွန်တော်သူမကိုလှမ်းကန်ကိုလှုပ်လိုက်ပေမဲ့သူမကအလိုလိုနောက်ကိုတလန်းဆုပ်သွားတယ်အဲ့ဒီနောက်ဆုပ်သွားတဲ့တလန်းကကျွန်တော်နှလုံးသားကိုဓာတ်နဲ့အထိုးခံလိုက်ရတယ်လို့ပဲညဘက်ဆိုင်ပိတ်ပြီးနောက်အပေါ်ထက်အခန်းလေးထဲမှာလေထုကအရန်ကိုမုန်းချက်နေတယ်စူးဝေးကကျွန်တော်ကိုကြောခိုင်းပြီးကတင်ကိုရှင်းလင်းနေတယ်ကျွန်တော်ကိုတစ်ချက်လေးတောင်လှည့်မကြည့်ဘူးကျွန်တော်သူမပခုံးကိုကိုင်းပြီးကျွန်တော်ဘက်ကိုလှည့်လာအောင်အတင်းလှုပ်လိုက်တယ်မင်းသူစကားကိုယုံလို့လားစူးဝေးကနှက်ခမ်းကိုကိုက်ထားပြီးမျက်လုံးထဲမှာမျက်ရည်တွေဝဲနေတယ်သူမစာအုပ်ပေါ်မှာရေးတယ်သူပြောတာတကယ်လားဟုတ်တယ်ဒါပေမဲ့မဟုတ်ဘူးကျွန်တော်မျက်နှာကိုလက်နဲ့တစ်ချက်ပုတ်တက်လိုက်ပြီးအဲ့ဒီနှစ်ကပိုင်နေမင်းကိုဘလို့ညင်းပယ်ခဲ့လဲစာချုပ်ဘလို့ချုပ်ခဲ့လဲဆိုတာအစအဆုံးအကုန်ပြန်ရှင်းပြလိုက်တယ်စူးဝေးငါဝင်ခံပါတယ်ငါကဘာလူကောင်းမှမဟုတ်ဘူးဆိုတာဒါပေမဲ့မင်းပေါ်ကိုတော့အဲ့ဒီလိုမျိုးလုပ်ဖို့တခါမှမတွေးခဲ့ဘူးသူမအကြာကြီးတိတ်ဆိတ်သွားတယ်သူမငါ့ကိုဆက်ပြီးစကားပြောတော့မှမဟုတ်ဘူးလို့တောင်ထင်လိုက်မိတဲ့အချိန်မှာပဲနောက်ဆုံးတော့သူမလက်ကိုမြောက်ပြီးဖြည်းဖြည်းချင်းလက်တင်ဂီတာပြလာတယ်ငါကြောက်တယ်ဘာကိုကြောက်တာလဲတနေ့နေ့ကျရင်နေငါ့ကိုပြင်းသွားပြီးတော့မလို့ချင်တော့မှကိုကြောက်တယ်သူမလက်ချောင်းလေးတွေကတုံရင်းနေတယ်ငါမှဘာမှမရှိဘူးနေတယောက်ပဲရှိတာကျွန်တော်ရင်ဘတ်ထဲကိုစောက်ဆွဲခံလိုက်ရတယ်လို့ပဲသူမကိုရင်ခွင်ထဲအတင်းဆွဲသွင်းပြီးဖတ်ထားလိုက်တယ်အယူမလေးငါမှလည်းမင်းတယောက်ပဲရှိတာပါအဲ့ဒီညကကျွန်တော်တို့နှစ်ယောက်ဖက်ပြီးအိတ်ခဲ့ကြတယ်ဒဏ်ရာရနေတဲ့တရိတ်ဆန်လေးနှစ်ကောင်တစ်ကောင်နဲ့တစ်ကောင်ဒဏ်ရာတွေကိုရှာနေလျက်ပြီးကူစားပေးနေတယ်လို့ပဲဒါပေမဲ့လူရန်ပြောသွားတဲ့စကားကစူးဝေးရဲ့ရင်ထဲမှာစူးတစ်ချောင်းလိုစူးဝင်သွားခဲ့ပြီးသူမအရန်ကိုအကဲဆက်လာတယ်ကျွန်တော်ပြန်လာဖို့10မိနစ်လောက်နောက်ကျရင်တော့သူမကထိုင်မရထမရဖြစ်နေတော့တာပဲအမျိုးသမီးဖောက်တီတယောက်ကကျွန်တော်နဲ့စကားနည်းနည်းပူပြောလိုက်ရင်တော့သူမကအတန်တိတ်လေးပေးကိုရှောင်ထွက်သွားတတ်တယ်ကျွန်တော်သတိထားမိပေမဲ့ဘယ်လိုဖြေရှင်းရမလဲမသိခဲ့ဘူးညတစ်ကောင်တစ်ချိန်မှာကျွန်တော်နိုးလာတော့ဘေးမှာလူမရှိတော့ဘူးစူးဝေးကဝရန်တာထောင်းနာမှာကွေးကွေးလေးထိုင်ပြီးလိုက်အောင်အောက်မှာအတန်တိတ်ငူနေတယ်ကျွန်တော်ရှောက်သွားပြီးသူမကိုအနောက်ကနေတိုင်းဖက်လိုက်တယ်သူမကိုလုံးလေးတောင့်တင်းသွားပေမဲ့ချက်ချင်းပြန်ပြောကြလာပြီးသူမမျက်နှာကိုကျွန်တော်ရင်ခွင်ထဲအပ်ထားတယ်စူးဝေးငါမင်းကိုပုံမြင်လေးတစ်ပုတ်ပြောပြမယ်ကျွန်တော်အဖေချောင်းအမေချောင်းပြောပြတယ်အကိုနဲ့လျိုချင်းရွှဲအကြောင်းပြောပြတယ်လှပခမ်းထားတဲ့အခွန်ကြီးအောက်ကပုတ်ပွားနေတဲ့အဲ့ဒီမိသားစုအကြောင်းပြောပြတယ်ငါအရင်ကတန်ရောစင်တွေကိုမယုံကြည်ဘူးအရာအလုံးကအကျိုးမြတ်ဖလဲတာတွေကြီးပဲလို့ထင်ခဲ့တာဒါပေမဲ့မင်းကတော့မတူဘူးကျွန်တော်သူမမျက်ရည်တွေကိုဖွားဖွားလေးတုပ်ပေးလိုက်တယ်မင်းကမှငါ့ကိုလူတယောက်လိုရှင်တန်နေရသေးတယ်လို့ခံစားရစေတာသူမကောင်းပေါ်လာတယ်လာရောက်အောက်မှာသူမရဲ့မျက်လုံးလေးတွေကရေထဲစိမ်ထားတဲ့ကြောက်တဲ့ယတနာလေးတွေလိုပဲ
သူမကလက်လန်းပြီးကျွန်တော်မျက်ခုံးမျက်လုံးနှာခေါင်းတရားလေးတွေကိုတနေရာချင်းစီအသာအရာလိုက်ထိနေပြီးနောက်ဆုံးမှာနှာခမ်းပေါ်မှာရက်တန့်သွားတယ်ပြီးတော့သူမရှိကိုတိုးလာပြီးအရန်ကိုနူးနူးညံ့ညံ့လေးနမ်းလိုက်တယ်ဒါကဘာရာကစိတ်မှမပါဝင်တဲ့အလွန်ကိုဖြူစင်တဲ့အနမ်းလေးတစ်ခုຫນွေဦးရဲ့ပထမဆုံးနှင်းပွင့်လေးကလက်ဖွားပေါ်ကျလာတယ်လို့မျိုးကျွန်တော်ကြောင်သွားပေမဲ့ချက်ချင်းပဲသူမကိုပြန်လဲတုံ့ပြန်လိုက်တယ်အဲ့ဒီအနမ်းလေးထဲမှာတစ်ခုခုကတိတ်တဆိတ်အကြီးပြောကျသွားတယ်လူရန်စိုက်ပြိုးသွားခဲ့တဲ့အဲ့ဒီစူးလေးကလည်းအတန်တိတ်လေးဆွဲနှုတ်ခံလိုက်ရတယ်ဘဝကပုံမှန်အခြေအနေကိုပြန်ရောက်သွားတယ်ဒါပေမဲ့အန်ရီရဲ့ဆိုတာကတော့အမြဲတမ်းမှောင်မိုက်ထဲမှာပုံကွယ်နေတတ်တာပဲမိုးလွဲပိုင်းတစ်ချိန်မှာဆိုင်ကိုမဖိတ်ခေါ်ထားတဲ့ဧည့်သည်တယောက်ရောက်လာတယ်လူချင်းရွှေပါငါနှစ်ကြာသွားတော့သူမကပို့ပြီးတော့စက်တည်ရှိလာသေးတယ်အထက်တန်းလွာတွေဝတ်တဲ့စိတ်ကြိုက်ချုပ်ဝတ်စုံနေမှုလို့တင်းငယ်ကျတဲ့ဒီမုတ်ပုတ်ဆိုင်လေးနဲ့လုံးဝကိုစန့်ကျင်ဘက်ဖြစ်နေတယ်သူမကဘော်ဒီကတ်တွေမခေါ်လာပဲတယောက်တည်းရောက်လာတာစူးဝေးကိုကြည့်လိုက်တဲ့သူမရဲ့အကြည့်တွေကအကဲဖြတ်နေတဲ့အေးဆက်ဆက်အကြည့်မျိုးဒါကနေရွေးချယ်လိုက်တဲ့ဘဝပေါ့ဒီလိုနေရာမျိုးမှာစွန့်မတယောက်နဲ့လာပြီးအိမ်တန်းလာကစားနေတာလားကျွန်တော်စူးဝေးကိုကြောနောက်မှာကွဲထားလိုက်ပြီးပြောစရာရှိတာပြောလို့ဆိုလိုက်တယ်သူမကကို့ဘာသာကိုကလတ်ထိုင်တလုံးဆွဲယူပြီးထိုင်လိုက်တယ်ရှောင်းရွေးနင်ကအခုထိကလေးဆန်တုံးမဲနော်သူမကပြောတယ်ငါမကြသေးခင်ကစိတ်ဝင်စားစရာကောင်းတာလေးတစ်ခုစုံစမ်းလို့ရလာတယ်နေ့ရဲ့ဒီဇနီးလေးရဲ့နောက်ခံစစ်မြစ်အကြောင်းလေးစူးဝေးကကျွန်တော်လက်မောင်းကိုဝုန်းကနေတင်းတင်းကြပ်ကြပ်လာဆုပ်ကင်တယ်လူချင်းရွှေကအေးစစ်စစ်ပဲသူမရဲ့လက်ကင်အိတ်ကိုဖွင့်ပြီးအယောင်ဝါနေတဲ့ဓာတ်ပုံတစ်ပုံကိုထုတ်ကကျွန်တော်တို့ရှိကိုတွန်းပေးလာတယ်ဓာတ်ပုံထဲမှာလူငယ်စုံလွဲတွဲယောက်ျားလေးရဲ့မျက်ခုံးမျက်လုံးတွေကစူးဝေးနဲ့နည်းနည်းဆင်တယ်မိမကတော့ကလေးငယ်လေးတယောက်ကိုချီထားတယ်နင့်အဖွားနင့်ကိုမပြောပြဘူးလားသူမကစူးဝေးဘက်ကိုလှည့်ကြည့်ပြီးနှက်ခမ်းထောင်းကနေအေးဆက်ဆက်ပြုံးလိုက်တယ်နင့်မိဘတွေကယောဂကြောင့်တေးတာမဟုတ်ဘူးရင်တိုက်မှုကြောင့်တေးတာပြီးတော့သူတို့ကိုတိုက်တက်သွားတဲ့လူနာမည်ကကြံဟိုင်ဆန်းနဲ့ရှောင်းရီနဲ့အဖေရက်မူပြီးကားမောင်းတာလေးလေတုကချက်ချင်းရက်တန့်သွားတယ်ကျွန်တော်ကောင်းထဲမှာဝုန်းခနဲ့မြည်သွားပြီးမတ်တက်ရက်ဖို့တော့မနှဲအာယူလိုက်ရတယ်စူးဝေးကတပ်ပုံကိုစိုက်ကြည့်ရင်မျက်နှာကစက်ကူလိုဖြူလျှော့သွားတယ်အံ့ဩသွားလားလူချင်းရွှေကမတ်တက်ရက်လိုက်ပြီးကျွန်တော်တို့ကိုအပေါ်စီးကနေငုံကြည့်တယ်ကြံရှောင်းရီနင့်အဖေကသူ့မိဘတွေကိုတတ်ခဲ့တာအခုနင်ကသူ့ကိုချစ်မြတ်နိုးတဲ့ဟန်ဆောင်ပြီးလက်ထက်လိုက်တာကတကယ်ကိုရေးစရာကောင်းလိုက်တာဟေ့ပါဇက်ပိတ်ထားဆန်းကျွန်တော်ဒေါသတကြီးអော်လိုက်ပေမဲ့အတန်တွေကတုံရင်နေတယ်လူချင်းရွှေကခါကိုင်းပြီးစူးဝေးရဲ့နာနာကိုကက်ကလေတန်လေးနဲ့ညီမလေးနင်စဉ်းစားကြည့်လေသူကကိုလှုပ်ထားတဲ့အဖြစ်တွေကြောင့်နောက်တရားလို့နင့်အပေါ်ကောင်းပြနေတာများလားလို့ပြောလိုက်တယ်ပြောပြီးတာနဲ့သူမကလှည့်ထွက်သွားတယ်လုံးဝရောက်မလာခဲ့တယ်လို့ပဲငရဲကြတယ်လို့တိတ်ဆိတ်မှုကြီးကိုပဲခြံထားရစ်ခဲ့တယ်စူးဝေးကဝင်းညင်နှုတ်ခံလိုက်ရတယ်လို့မလုံးမရှက်ရက်နေတယ်ကျွန်တော်သူမကိုလှမ်းကင်ဖို့လှုပ်လိုက်တော့သူမကလျှက်စစ်လျှော့မိသွားတယ်လို့ဝုန်းကနေခုန်ထွက်သွားတယ်သူမရဲ့အကြည့်တွေကဟာလာဟင်းလင်းဖြစ်နေပြီးစိတ်ကားနေတယ်စူးဝေးငါရှင်းပြတာနားထောင်ပါဦးငါမသိဘူးစူးဝေးကကျွန်တော်ကိုအားကုန်တုံးပြီးတွန်းထုတ်လိုက်ကအပေါ်ထက်ကိုပြေးတက်သွားတယ်အခန်းတကားကိုဒိုင်းခနဲ့ပိတ်ပြီးလောက်ချလိုက်တယ်ကျွန်တော်နောက်ကနေလိုက်သွားပြီးတကားကိုအတင်းထုပေမဲ့အထဲကနေဘာသာမှပြန်မထွက်လာဘူးတော်တော်ကြာတော့မှတကားအောက်ကနေစာရွက်တရွက်ထွက်လာတယ်အဲ့ဒီပုံမှာတုံရင်နေတဲ့လက်ရည်နဲ့စာလုံးနှဲငယ်ပဲရေးထားတယ်ငါ့ကိုတယောက်တည်းတိတ်တိတ်လေးနေပါရစေတဲ့အဲ့ဒီညကကျွန်တော်တကားအပြင်ဘက်မှာမနက်လင်းတဲ့အထိထိုင်နေခဲ့တယ်အခန်းထဲကနေဘာသာမှထွက်မလာပေမဲ့သူမလည်းမအိပ်ဘူးဆိုတာကျွန်တော်သိတယ်နောက်တစ်နေ့မှာစူးဝေးကအောက်ဆင်းပြီးဆိုင်မဖွင့်ဘူးကျွန်တော်ဆန်ပြုတ်ပြုတ်ပြီးအပေါ်ယူသွားပေမဲ့တကားကလော့ချထားတော့မယ်တတိယနေ့စတုထနေ့အခြေအနေကအတူတူပဲသူမကအခန်းထဲမှာပဲပိတ်နေပြီးဘာမှမစားဘူးဘာမှမတောက်ဘူးလူချင်းရွှေချန်ထားခဲ့တဲ့အဲ့ဒီဘုံကကျွန်တော်တို့ခုလေးတင်တိဆောက်ထားတဲ့ကဘာငယ်လေးကိုလုံးဝဖျက်ဆီးပစ်လိုက်ပြီးစူးဝေးသူမကိုသူမအခန်းထဲပိတ်လောင်ထားတဲ့ရက်တွေအတွင်းမှာကျွန်တော်ကလောင်ချိုင်တွေကတားရဲတကောင်လိုပဲကျင်းချောင်းတဲ့ဆိုင်လေးထဲမှာခောက်တုံးခောက်ပြန်ရှောင်နေမိတယ်ရုံမို့အိတ်တွေကကျန်းပြင်ပေါ်ပြန်ကျဲနေပြီးမုတ်ဖုတ်လင်ပန်းပေါ်မှာလည်းလွန်ခဲ့တဲ့ရက်အနှဲငယ်ကတူးနေတဲ့ကုကီးတွေကကျန်နေသေးတယ်လေထုထဲမှာမျောလင်းချက်မဲ့နေတဲ့အချင်းပေါက်နှံတွေကပြည့်နှက်နေတယ်ကျွန်တော်အပေါ်ထက်ကိုပြေးတက်ပြီးပါသွားတဲ့တကားချက်လေးကိုခွဲဝင်သွားဖို့အကြိမ်ကြိမ်တွေးခဲ့မိတယ်ဒါပေမဲ့တကားအောက်ကနေထွက်လာတဲ့ပူပူပြီးလက်ရည်ရှုပ်လာတဲ့ငါ့ကိုတယောက်တည်းတိတ်တိတ်လေးနေပါရစေဆိုတဲ့စာရွက်လေးတွေကိုမြင်တိုင်းကျွန်တော်လက်တွေကအာရင်ကုန်ခံပြီးပြန်ကျလာရတယ်ကျွန်တော်နီးကပ်သွားရင်သူမကိုဖိနှိပ်လိုက်တဲ့နောက်ဆုံးကောက်ယူတမြင်ဖြစ်သွားမှာကိုကြောက်တယ်ဒီလိုအားကိုးရမယ်ဖြစ်ရတဲ့ခံစားချက်ကအရင်ကမိသားစုပြိုကွဲသွားတော့ကထက်တောင်ပိုပြီးနှက်ဆိုင်သေးတယ်အဲ့ဒီတုန်းကဆိုအ ਨੇ ဆုံးတော့ငါဒေါသထွက်လို့ရသေးတယ်ချိန်ဆလို့ရသေးတယ်ခီးဆောင်အိတ်ကိုဆွဲပြီးထွက်သွားလို့ရသေးတယ်အခုကျတော့ငါမှဒေါသထွက်ခွင့်တော့မရှိတော့ဘူးလေငါသွေးကြောတွေထဲမှာစီးဆင်းနေတာကတရခန်ရဲ့သွေးတွေဖြစ်နေတာကိုလူချင်းရွှေကကျွန်တော်ရဲ့အား ਨੇ ဆုံးနေရာကိုတိတိကျကျရှာတွေ့သွားပြီးတစ်ချက်တည်းနဲ့အပြည့်ရှင်းလိုက်တာပဲပစ္စမမြောင်းနေညတက်ခေါင်ရန်အပေါ်ထက်အခန်းလေးစီကနေတရိတ်ဆန်လေးတစ်ကောင်ငိုကြီးတလူမျိုးအတန်တိတ်ညီးတွားတန်လေးထွက်လာပြီးချက်ချင်းဆိုသလိုအလေးချိန်စီးတဲ့အရာတစ်ခုကျန်းပြင်ပေါ်ပြုတ်ကျတန်ကိုကြားလိုက်ရတယ်ကျွန်တော်နှလုံးသားကရုတ်တရက်ရက်တန့်သွားပြီးဘာကူမှဂယုမဆိုင်နိုင်တော့ပဲအပူတော့နဲ့တကားကိုဖွင့်ဝင်သွားလိုက်တယ်စူးဝေးကကတင်ပေးမှာခွေခွေလေးလဲကျနေတယ်မျက်နှာကမိခိုးရောင်တန်းနေပြီးနှက်ခမ်းတွေက6သွေးအကွဲနေတယ်သူမဘေးနားမှာတော့မှောက်ကျနေတဲ့ရေခွက်လေးတစ်ခွက်သူမရေတောက်ချင်ပုံရပေမဲ့အဲ့ဒီလောက်အားလေးတောင်မရှိတော့ဘူးရက်တော်ကြာဘာမှမစားမတောက်ထားတော့သူမရဲ့ခန္ဓာကိုယ်ကအဆုံးစွန်အခြေအနေကိုရောက်နေပြီကျွန်တော်ပြေးသွားပြီးသူမကိုပွေ့ချီလိုက်တယ်နှက်မွေးလေးတစ်ခုလိုပဲပေါ်ပါလွန်းနေပြီးအချိန်မရွေးလွတ်ပြောက်သွားတော့မယ်အတိုင်းပဲစူးဝေးကျွန်တော်သူမပါလေးကိုပုတ်ပြီးခေါ်လိုက်ပေမဲ့အတန်တွေကအလွန်မင်းတုံရင်နေတယ်သူမမျက်ခုံလေးတွေတုံလောက်သွားပြီးဖြည်းဖြည်းချင်းပွင့်လာတယ်ဒါပေမဲ့ဟာလာဟင်းလင်းဖြစ်နေတဲ့သူမရဲ့အကြည့်တွေကကျွန်တော်မျက်နှာပေါ်မှာအာရုံစူးစိုက်မှုမရှိဘဲကြားရောက်နေတယ်အဲ့ဒီခိုက်တံမှာသူမဒီတိုင်းလေးထွက်သွားမှကိုကျွန်တော်တကယ်ကြောက်သွားတယ်အဖြစ်ဖြစ်ဖို့အခွင့်အရေးလေးတော့မရလိုက်ပဲဖြစ်သွားမှကိုကြောက်တယ်ကျွန်တော်အယူတယောက်လိုအောက်ထပ်ကိုပြေးဆင်းသွားပြီးစံပြုတ်ကိုနှွေးကရင်နှွေးနှွေးလေးနဲ့ရောလိုက်တယ်ပြီးတော့ဇွန်တေးသေးလေးနဲ့သူမနှက်ခမ်းကိုဟာပြီးနည်းနည်းချင်းဂယုတစိုက်ခွန်ကျွေးတယ်သူမကဆက်ရုပ်တရုပ်လိုပဲမျိုးချနေပြီးမျက်လုံးတွေကတော့ဝေဝါးနေလုံးပဲစံပြုတ်တဝက်လောက်ဝင်သွားတော့ကျွန်တော်ရင်နှွေးယူလာပြီးတစ်ပတ်နဲ့သူမရဲ့ဖြူရော်နေတဲ့မျက်နှာလေးနဲ့အေးဆက်နေတဲ့လက်ချီတွေကိုညင်ညင်တတလေးတုပ်ပေးတယ်ဒီလုပ်ငန်းစဉ်တစ်ခုလုံးမှာသူမကအယုတ်တရုပ်လိုပဲကျွန်တော်လုပ်သမျှကိုငြိမ်ခံနေတယ်တခါတလေမျက်ထောင်ကနေကျလာတဲ့မျက်ရည်လေးတွေကသာသူမအသက်ရှင်နေသေးတယ်ဆိုတာကိုတက်တည်ပြနေတယ်ကျွန်တော်သူမကိုစောင်းထဲပြန်ထည့်ပေးလိုက်ပြီးကျွန်တော်လည်းသူမဘေးမှာဝင်လဲလိုက်ကစောင်းပေါ်ကနေသူမကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်တယ်
ကျွန်တော်မအိပ်ရဲဘူးမျက်လုံးမိတ်လိုက်တာနဲ့သူမပျောက်သွားမှာကိုကြောက်နေတယ်စူဝေးကျွန်တော်သူမနားနားမှာတိုးတိုးလေးပြောလိုက်တယ်အတန်ကအရန်ကိုအကွဲနေတယ်ငါသိပါတယ်မင်းကြားရတယ်ဆိုတာမင်းငါကိုမုန်းလို့ရတယ်အပြစ်တင်လို့ရတယ်ဘာလို့လုပ်ရပါလဲဒါပေမဲ့မင်းတည်လို့တော့မရဘူးနော်မင်းတည်သွားရင်ငါဘယ်လိုလုပ်ရမလဲငါကြံရှောင်ရီအသက်20ကျော်နေလာတဲ့တခြားလုံးမှာလူရုပ်မှာအလုပ်တွေအများကြီးလုပ်ခဲ့ဘူးပေမဲ့ဘယ်သူကမှဒုက္ခပေးဖို့တစ်ခါမှမတွေးခဲ့ဘူးငါအဖေလုပ်ခဲ့တဲ့အဖြစ်တွေအတွက်ငါတာဝန်ယူပါတယ်ငါ့ကိုတက်လိုက်လို့မင်းကျင်နေမယ်ဆိုရင်အခုချက်ချင်းငါဓာတ်ကိုပေးလိုက်မယ်လို့ပြောပြီးကျွန်တော်သူမလက်ကိုဆွဲယူကကျွန်တော်ရင်ဘတ်ပေါ်ဖိတင်လိုက်တယ်ဒါပေမဲ့မင်းကိုအဖြစ်ပေးတဲ့နီးလန်းနဲ့တော့ငါ့ကိုအဖြစ်ပေးလို့မရဘူးမင်းဖွားကမင်းကိုအသက်လူပြီးပြုစုပြိုးထောင်ခဲ့တာကဒီလိုမျိုးအဆုံးသတ်ဖို့မဟုတ်ဘူးငါ့ကိုမင်းကြွေးခဲ့တဲ့ခေါ်ဆန်ပေါင်မုတ်လေးကိုမှတ်မိသေးလားအဲ့ဒါကငါစားဖို့တမျှထဲမှာအခါဆုံးနဲ့အချုံငင်ဆုံးအရာပဲငါဒုက္ခရောက်နေချိန်မှာစားခဲ့ရလို့ခါတက်ပေမဲ့မင်းကြောင့်မို့လို့ချုံငင်ခဲ့တာဒီဆိုင်လေးနာမည်ကဝေခိုင်းလေးမင်းကငါအတွက်အလင်းရောင်လေးပဲမင်းသားမရှိတော့ရင်အဲ့ဒီအလင်းရောင်လေးငြိမ်းသွားပြီးငါကဘာကြီးတစ်ခုလုံးတကယ်ကိုအမှောင်ကျသွားတော့မှာကျွန်တော်ဘယ်လောက်ကြာအောင်ပြောနေမိလဲမသိဘူးလေချောင်းတွေ၆တွေ့ပြီးနာကျင်လာတဲ့အထိပဲရင်ခွင်ထဲကခန္ဓာကိုယ်လေးကတော့အရင်လိုပဲအေးဆက်နေပေမဲ့အသက်ရှူတန်တွေကနည်းနည်းမှန်လာတယ်နောက်တနေ့မနက်မိုးလင်းတော့ကျွန်တော်သူမအတွက်စားစရာတစ်ခုခုလုပ်ပေးဖို့ထပ်မယ်လုပ်တော့ကျွန်တော်အင်ဂျီလက်စုပ်ကိုအေးဆက်နေတဲ့လက်လေးတစ်ဖက်ကဖောက်ဖွားလေးလာချိတ်ဆွဲထားတယ်ကျွန်တော်ဝုန်းကနေလှည့်ကြည့်လိုက်တော့သူမရဲ့မျက်လုံးတွေနဲ့စုံတယ်မျက်လုံးတွေကနီးရဲရောင်အန်းနေတော့မဲ့ဆိုပေမဲ့အဲ့ဒီမျက်လုံးတွေထဲမှာအားပြော့နေတဲ့အလင်းရောင်လေးတစ်ခုရှိနေပြီးသူမကကျွန်တော်ကိုကြည့်ပြီးနှုတ်ခမ်းတွေလှုပ်ရှားနေပေမဲ့အတန်မထွက်ဘူးဒါပေမဲ့နှက်ခမ်းလှုပ်ရှားမှုအရာရေးလို့ပြောနေမှန်းသိတာတယ်ကျွန်တော်အယူတယောက်လိုပဲလိတ်ချမတ်တက်ပြေးပြီးရေးသွားခတ်တယ်လက်တွေတုံလုံးလို့ရေတွေတဝက်လောက်ဖိကျသွားသေးတယ်သူမကိုတွဲထူပြီးရေနှဲငယ်တိုက်လိုက်တော့သူမကကျွန်တော်ရင်ခွင်ထဲမိပြီးမျက်လုံးမိတ်သွားတယ်မျက်ထောင်ကနေမျက်ရည်တွေထက်ကျလာပြန်တယ်ဒါပေမဲ့ဒီတစ်ခါတော့အရင်လိုမျောလင်းချက်မဲ့နေတဲ့တိမ်မတက်တိတ်ဆိတ်မှုမျိုးမဟုတ်တော့ပဲပင်ပန်းနှွမ်းနေနေတဲ့နူးညံ့မှုလေးတစ်ခုပါလာတယ်သူမကကျွန်တော်ကိုအနာကပ်ခွင့်ပြုလိုက်ပြီပဲဒီအတိကကျွန်တော်ကိုဝမ်းသာလုံးလို့မျက်ရည်တောင်ကျသွားစေတယ်နောက်ပိုင်းနေ့ရက်တွေကတော့နှိမ့်ကွေးပြီးခက်ခဲတဲ့ကုစားမှုအချိန်တွေပါပဲစူဝေးရဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းပြန်ကောင်းလာပေမဲ့စိတ်ထဲကဒဏ်ရာတွေကတော့အလွယ်တကူမကျက်သေးပါဘူးသူမကအရန်ကိုတိတ်ဆိတ်သွားပြီးအရင်ကထက်တောင်ပိုစကားနဲ့လာတယ်ဆိုင်လုပ်တွေကိုကျွန်တော်နဲ့အတူတူလာကူလုပ်ပေမဲ့လှုပ်ရှားမှုတွေကနှိမ့်ကွေးနေပြီးဂျုံနေတဲ့လင်မန်းကိုကြည့်ရင်အမြဲငေးကြောင်နေတတ်တယ်ညဘက်တွေမှာလည်းလက်လက်နိုးလာပြီးတကူလုံးချွေးစေးတွေပြန်နေတတ်တယ်သူမကိုဖတ်ထားရင်သူမနှလုံးခုန်တန်တွေအရန်ကိုမြင်နေတာကိုကျွန်တော်ခံစားမိတယ်သူမကကျွန်တော်နဲ့စာအုပ်ပေါ်မှာစာရေးပြီးဆက်သွယ်တာမျိုးမလုပ်တော့ဘူးတခါတလေတစ်ခုခုပြောချင်ရင်လည်းရိုးရှင်းတဲ့လက်တင်ကြီးတစ်လောက်ပဲပြတော့တယ်မျိုးကြီးရွှေပြောသွားတဲ့စကားကအစိတ်ရည်လိုပဲကျွန်တော်တို့ကြားကတန်ရောစင်အပေါ်သူမရဲ့ယုံကြည်မှုအလုံးကိုတဖြည်းဖြည်းစားသုံးသွားပြီးအဲ့ဒီစူးလေးကသူမရင်ထဲမှာအနက်ဆိုင်ဆုံးစူးဝင်နေတော့မဲ့ဆိုတာကျွန်တော်သိတယ်သူမကကျွန်တော်အထီးတွေကိုအလိုလိုရှောင်ဖယ်လာတယ်ကျွန်တော်ဟင်းခတ်ထည့်ပေးရင်တော့တစ်ချက်လောက်ကြောင်သွားပြီးမှလှမ်းယူတယ်ညဘက်သူမကိုဖက်အိပ်ဖို့ကြိုးစားရင်သူမကတောက်တောင်ကြီးနဲ့ကြောခိုင်းသွားတတ်တယ်ဒီလိုတမင်တက်တက်ခက်ခွာခွာနေတာကရန်ဖြစ်ရတာထက်ကိုပိုပြီးဝန်းကျက်စရာကောင်းတယ်သူမရုန်းကန်နေရတယ်ဆိုတာကျွန်တော်နားလဲပါတယ်ကျွန်တော်တို့ရဲ့အရာအလုံးကိုသူမပြန်ပြီးသုံးသပ်နေတာပေါ့ကျွန်တော်ရဲ့အကူအညီကျွန်တော်ရဲ့လက်ထက်ခွင့်တောင်းမှုကျွန်တော်ရဲ့အချစ်အဲ့ဒါတွေအကုန်လုံးကအဖေလုပ်ခဲ့တဲ့အပြစ်အတွက်တားဖြစ်သူကနောက်ကျမှပြန်ဆက်တဲ့အဖြစ်ဖြစ်မှုတစ်ခုကြောင့်များလားလို့ပေါ့အပြောင်းလဲကတော့မုန်းလဲပိုင်းတစ်ခုမှဖြစ်ပေါ်လာခဲ့တယ်ဂျုံချမ်းပေါင်မုတ်အမြဲလာဝင်နေကြအဖွားကြီးတယောက်ကတုံရင်နေတဲ့လက်တွေနဲ့ထူလဲတဲ့စာအိတ်တအိတ်ကိုကျွန်တော်တို့ကိုလာပေးတယ်သူ့သားနိုင်ငံသားကနေပို့ပေးလိုက်တဲ့အထူးထုတ်ကုတ်ကြီးတွေတဲ့တာမန်ချိန်တွေမှာသူမကိုဂရုစိုက်ပေးလို့ကျေးဇူးတင်တဲ့အနေနဲ့ဆိုပြီးအတင်းလာပေးသွားတာစူးဝေလည်းညင်းမရတဲ့အစုံလက်ခံလိုက်ရတယ်သမီးရဲ့သမီးနဲ့သမီးယောက်ျားကလူကောင်းတွေပါဒီခေတ်ကြီးထဲမှာဒီလိုရိုးရိုးသားသားစီးပွားရေးလုပ်တဲ့သူရှားပါတယ်မင်းတို့နှစ်ယောက်အဆင်ပြေပြေနေကြတော့လို့အဖွားကြီးကစူးဝေလက်ကိုကင်ပြီးပြောသွားတယ်အဖွားကြီးပြန်သွားတော့စူးဝေကအဲ့ဒီကုတ်ကြီးဘူးကိုကင်ပြီးကောင်းတာအနောက်မှာအကြာကြီးရက်နေတယ်မှန်ပြင်းပေါက်ကနေဖြတ်လာတဲ့နေအောင်ကြီးကသူမရဲ့အောက်ကိုစိုက်ကြနေတဲ့မျက်တောင်လေးတွေပေါ်မှာလာဟပ်နေတယ်ကျွန်တော်ကအဝေးကနေကြည့်နေပြီးမနှောက်ယှက်ရဲဘူးရုတ်တရက်သူမကလှည့်လာပြီးကျွန်တော်ရှိကိုရှောက်လာတယ်ကုတ်ကြီးဘူးကိုကျွန်တော်လက်ထဲထည့်ပေးပြီးထောက်မှထားတဲ့ပစ္စည်းဟောင်းတွေထည့်တဲ့တစ်တာကိုလက်ညှိုးထိုးပြတယ်အဲ့ဒီထဲမှာကျွန်တော်တို့မင်္ဂလာဆောင်တုန်းကရိုက်ထားတဲ့ဓာတ်ပုံတချို့နဲ့သူမတင်ထားတဲ့အရာတွေရှိတယ်လွန်ခဲ့တဲ့နှစ်တွေတုန်းကကျွန်တော်သူမကိုရေးပေးခဲ့တဲ့အာမခံသဘောတူညီချက်စာရွက်လေးပါတဲ့ဟောင်းနှွမ်းနေတဲ့စာအုပ်လေးလည်းအဲ့ဒီထဲမှာရှိတယ်ကျွန်တော်တစ်ချက်ကြောင်သွားပြီးမှသူမဆိုလိုတာကိုချက်ချင်းနားလည်သွားတယ်ရှောက်သွားပြီးတက်တာအောက်ခြေကနေအဲ့ဒီစာအုပ်လေးကိုရှာထုတ်လိုက်တယ်အပေါ်ကဖုံတွေကိုခါလိုက်ပြီးသူမကိုကမ်းပေးလိုက်တယ်သူမကစာအုပ်ကိုယူပြီးနောက်ဆုံးစာမျက်နှာအလုပ်ကိုလှန်ကဘောပင်ကိုယူပြီးစာသားရေးတယ်သူမလက်တွေကနည်းနည်းတုံနေတော့မဲ့ဒါပေမဲ့စာလုံးတွေကနှေးကွေးပြီးဖိအားပြင်းပြင်းနဲ့ရေးထားတယ်ငါအဖေနဲ့အမေကိုအိမ်မက်မက်တယ်သူတို့ကအရန်လင်းထိန်နေတဲ့နေရာတစ်ခုကနေငါ့ကိုပြုံးပြနေတယ်သူတို့နှင်းကိုအပြစ်မတင်ဘူးထင်တယ်ဒီနေရာရောက်မှသူမအကြာကြီးရက်သွားတယ်မိရီတွေကစာရွက်ပေါ်မှာအဆက်လေးတစ်ခုအဖြစ်ပြန်သွားတယ်ပြီးတော့သူမဆက်ရည်တယ်ငါစဉ်းစားကြည့်နေတာတကယ်လို့နင်ကအပြစ်ရှိစိတ်ကြောင့်ငါအပေါ်ကောင်းခဲ့တာဆိုရင်ငါပေါမို့ခိုးတော့ကနင့်မျက်လုံးတွေထဲမှာဘာလို့စိတ်မရှိမှုတွေပဲရှိနေပြီးတနာကျင်နာမှုတွေမရှိခဲ့တာလဲနင်ကဖုန်းတစ်ချက်ဆက်ပြီးရှုပ်ထွေးတဲ့ကိစ္စတစ်ခုကိုရှင်းပြချင်ရုံတက်တက်ပဲလေပြီးတော့ငါနင့်ကိုလက်ထပ်ဖို့သဘောတူလိုက်တဲ့အချိန်မှာနင်ဘာလို့အကြာကြီးကြောင်သွားပြီးမှနားရွက်တွေหนีသွားရတာလဲသူမကောင်းမော်လာပြီးမျက်ရည်တွေပြည့်နေတဲ့မျက်လုံးတွေနဲ့ကျွန်တော်ကိုကြည့်တယ်အဲ့ဒီမျက်လုံးတွေထဲမှာကြီးမားတဲ့နားမလည်နိုင်မှုတွေနဲ့မျောလင်းချက်အရေးအယောင်လေးတစ်ခုရှိနေတယ်သူမကကျွန်တော်ကိုစစ်စစ်မင်းမြန်းနေတာမဟုတ်ဘူးကျွန်တော်စီကနေအဖြစ်တစ်ခုကိုတောင်းဆိုနေတာဒီအိမ်မက်ဆိုးကြီးတွေကနေသူမကိုထွက်လာနိုင်စေမဲ့အဖြစ်တစ်ခုကိုတောင်းဆိုနေတာကျွန်တော်သူမကိုကြည့်ရင်နှလုံးသားကိုနူးညံ့တဲ့လက်တစ်ဖက်ကလာဆုပ်ကင်ထားတယ်လို့ခံစားလိုက်ရတယ်ဘောပင်ကိုယူပြီးသူမရေးထားတဲ့စာတွေရဲ့အောက်မှာတလုံးချင်းတေချာရေးလိုက်တယ်စူးဝေငါကလူကောင်းမဟုတ်ဘူးမင်းကိုကူညီခဲ့တော့ငါအများကြီးမတွေးခဲ့ပါဘူးအဲ့ဒီနေ့ကစိတ်ကြည်နေလို့လည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ပြဿနာမရှာခြင်းလို့လည်းဖြစ်နိုင်တယ်မင်းကိုလက်ထက်တုန်းကလည်းအဲ့ဒါအချစ်လားဆိုတာငါတေချာမသိခဲ့ဘူးမင်းနဲ့အတူရှိနေရတာစိတ်အေးချမ်းတယ်မပင်ပန်းဘူးလို့ပဲခံစားခဲ့ရတယ်ဒါပေမဲ့အခုတော့ငါအရင်ရှင်းရှင်းလင်းလင်းသိနေပြီမင်းကိုယ်ကိုငါမကြည့်ရဘူးမင်းအနိုင်ကျင့်ခံရတာကိုငါမမြင်ရဘူးမင်းဝမ်းနေရင်မင်းကိုစားငါဝင်လာချင်ပေးလိုက်ချင်တယ်အဲ့ဒါကငါအဖေဘာတူလဲဆိုတာနဲ့ဘာမှမဆိုင်ဘူးမင်းကစူးဝေးဖြစ်နေတာနဲ့ပဲဆိုင်တယ်
အပြစ်ရှိစိတ်လို့အတင်းပြောရမယ်ဆိုရင်တော့ငါရဲ့တခုတည်းသောအပြစ်ရှိစိတ်ကမင်းနဲ့စောစောမစုံတွေ့ခဲ့ရလို့မင်းဒုက္ခတွေအများကြီးခံစားခဲ့ရတာရဲ့ပြီးတော့ငါကြောင့်မင်းကိုပြီးဒုက္ခတွေထပ်ခံစားရအောင်ငါမင်းကိုတေချာမကာကွယ်နိုင်ခဲ့တာရဲ့ပဲကျွန်တော်ဘောပင်ကိုသူမစီပြန်ပေးလိုက်တယ်သူမကကျွန်တော်ရေးထားတဲ့စကားလုံးတွေကိုကြည့်ပြီးမျက်ရည်တွေပိုးချလာတယ်ဒါပေမဲ့နှက်ခမ်းထောက်လေးကတော့အပေါ်ကိုအနှဲငယ်ကွေးတက်သွားတယ်အဲ့ဒါကငိုနေတာထက်တောင်ကြည့်ရဆိုတဲ့အပြုံးလေးတစ်ခုဆိုပေမဲ့ကျွန်တော်မြင်မှုသမျှထဲမှာအလှဆုံးမျက်နှာထားလေးပါပဲသူမကဘောပင်ကိုယူပြီးကျွန်တော်ရေးထားတဲ့စာကြောင်းနောက်မှာစကားလုံးသုံးလုံးကိုခပ်ဖိဖိလေးရေးလိုက်တယ်ငါနင့်ကိုယုံနေတဲ့ပြီးတော့သူမဘောပင်ကိုချလိုက်ပြီးကျွန်တော်လက်ချောင်းတွေကိုလာဆုပ်ကင်တယ်သူမရဲ့လက်ချောင်းလေးတွေကအေးဆက်နေတော့မဲ့ဆိုပေမဲ့အဲ့ဒီခိုင်မာတဲ့ခွန်အားလေးကကျွန်တော်ရင်ထဲကအုံမိုင်းမှုအားလုံးကိုချက်ချင်းတွန်းထုတ်ပစ်လိုက်တယ်အဲ့ဒီညအစပြီးသူမကျွန်တော်ကိုကြောခိုင်းပြီးမအိပ်တော့ဘူးနောက်ဆုံးတော့အတိုက်ကိုပြန်ရှာတွေ့သွားတဲ့ငှက်ပေါက်လေးတစ်ကောင်လိုကျွန်တော်ရင်ခွင်ထဲမှာကွေးကွေးလေးဝင်အိပ်တော့တယ်သူမရဲ့အသက်ရှူတန်လေးတွေကမှန်ကန်ပြီးရှည်လျားတယ်သူမရဲ့အသက်ရှူတန်လေးတွေကိုနားထောင်ရင်ဒါကကဘာပေါ်မှာနားထောင်လို့အကောင်းဆုံးတစ်ချင်းတစ်ပုတ်ပဲလို့ကျွန်တော်ခံစားရတယ်ဒဏ်ရာအမာရွတ်တွေကရှိနေဦးမယ်တစ်သက်လုံးရှိနေနိုင်တယ်ဆိုတာကျွန်တော်တို့သိပါတယ်ဒါပေမဲ့အ ਨੇ ဆုံးတော့အဲ့ဒါတွေနဲ့အတူရှင်တွဲနေထိုင်တတ်ဖို့ကျွန်တော်တို့စတင်တင်ယူနေပါပြီပြီးတော့ဒီကြီးမားတဲ့ဝန်ထုတ်ဝန်ပိုးကိုအတူတူခံစားခဲ့ရတာမို့ကျွန်တော်တို့ကြားကဆက်သွယ်မှုကပိုပြီးတောင်ခိုင်မာလာသေးတယ်ဒီမျိုးကနေထွက်ခွာဖို့ဆုံးဖြတ်ချက်ကိုနောက်ရက်အနေငယ်အကြာမှာချခဲ့တာပါလူချင်းရွှေရဲ့ချင်းချောက်မှုကြောင့်ကြီးပဲတော့မဟုတ်ပါဘူးအတိတ်ရဲ့အရေးမဲတွေမရှိတဲ့ပတ်ဝန်းကျင်အစ်စ်တစ်ခုမှာတကယ်ကိုအစ်စ်ကနေပြန်ဆချင်လို့ပါစူဝေးကလုံးဝမတွေ့ဝေးပဲသဘောတူခဲ့တယ်သူမအတွက်တော့ကျွန်တော်ရှိတဲ့နေရာကအိမ်မဲလေးကျွန်တော်တို့ဝေကွင်းမိုးဖုတ်ဆိုင်လေးကိုရောင်းလိုက်တယ်ပစ္စည်းတွေတင်စီပြီးတောင်ဘက်ကိုပြောင်းရွှေ့ဖို့ပြင်ဆင်ကြတယ်အိမ်ကြီးချင်းတွေကကျွန်တော်တို့သွားတော့မယ်ဆိုတာတိတော့တယောက်ပြီးတယောက်လာနှုတ်ဆက်ကြပြီးဒေတာထွက်အစားအစာအထုတ်ကြီးအထုတ်ငယ်တွေကိုအတင်းလာပေးကြတယ်နောက်ကြရင်အနိုင်ချင်းခံရရင်ဒီကိုပြန်လာခဲ့တော့အဖွားကမင်းအတွက်ဖြည့်ရှင်းပေးမယ်လို့အဖွားကစူဝေးလက်ကိုကင်ပြီးမျက်ရည်တွေတုတ်ကပြောတယ်စူဝေးလည်းမျက်ကွင်းတွေနီးရဲလာပြီးခေါင်းကြီးပြကခုလေးတင်ဖုတ်ထားတဲ့ကုကီတစ်ထုပ်ကိုအဖွားလက်ထဲအတင်းထည့်ပေးလိုက်တယ်မထွက်ခွာခင်ညကကျွန်တော်တို့အပေါ်ထက်အခန်းလေးမှာနောက်ဆုံးပစ္စည်းတွေကိုတင်စီနေကြတယ်စူဝေးကအဝတ်ပီရိုအောက်ခြေကနေတန်ဘူးလေးတစ်ခုကိုရှာတွေ့တယ်အဲ့ဒီထဲမှာသူမအဖွားရဲ့အမွေပစ္စည်းတွေတပ်ပုံဟောင်းတချို့နဲ့လွန်ခဲ့တဲ့နှစ်တွေတုန်းကကျွန်တော်ရေးပေးခဲ့တဲ့အာမခံသဘောတူညီချက်စာလေးရှိတယ်စာရွက်ကအယောင်ဝနေပြီဆိုပေမဲ့စာလုံးတွေကတော့ရှင်းလင်းနေတော့မယ်တကယ်လို့တနေ့နေ့ငါဒုက္ခရောက်ပြီးလမ်းဘေးမှာတောင်းစားရတဲ့အခြေအနေရောက်လာရင်မင်းငါ့ကိုထမင်းတစ်ခွက်လောက်ကျွေးဖို့မှတ်ထားရုံနဲ့လုံလောက်ပြီးတဲ့သူမကအဲ့ဒီစာရွက်လေးကိုကြည့်ပြီးရုတ်တရက်ရေးလိုက်တယ်ရေရင်နဲ့မျက်ရည်တွေထက်ကျလာပြန်တယ်သူမဘောပင်ကိုယူပြီးကြောဘက်မှာစကလုံးအနှဲငယ်ကိုလေးလေးနက်နက်ရေးလိုက်ပြီးကျွန်တော်ကိုကမ်းပေးတယ်ဒီဘဝမှာငါပကံလုံးလေးကအမြဲတမ်းနဲ့အတွက်တဝက်ဖယ်ထားပေးမယ်ကျွန်တော်မျက်လုံးတွေပူနွေးလာပြီးသူမကိုရင်ခွင်ထဲဆွဲသွင်းလိုက်တယ်ကောင်းပြီဂတိပဲနော်ယထာစတင်ထွက်ခွာတဲ့အချိန်မှာကျွန်တော်တို့ရဲ့နာကျင်မှုတွေရောနှွေးထွေးမှုတွေရောအများကြီးတည်ဆောင်ထားတဲ့ဒီမျိုးလေးကပြတင်းပေါက်အပြင်ဘက်မှာတဖြည်းဖြည်းဝေးကွာသွားတော့တယ်စူဝေးကကျွန်တော်ပခုံးပုံပြီးအိပ်ပျော်နေတယ်သူမလက်ကကျွန်တော်အင်ဂျီစာကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားတော့မယ်ယထာပြတင်းပေါက်ကနေဖြတ်လာတဲ့နေအောင်ကြီးကသူမမျက်နှာပေါ်မှာကြားရောက်နေပြီးအရန်ကိုအေးချမ်းတည်ငြိမ်နေတယ်ကျွန်တော်ခေါင်းပုံပြီးသူမစပင်လေးတွေကိုနမ်းလိုက်ကမျက်လုံးမိတ်လိုက်တယ်အနာဂတ်မှာဘာတွေဖြစ်လာမလဲဆိုတာကျွန်တော်မသိဘူးဒါပေမဲ့သူမရှိနေတဲ့ဘယ်နေရာကိုသွားအဲ့ဒါအိမ်ပဲနောက်ဆုံးတော့ကျွန်တော်တို့ပင်လယ်ကမ်းစပ်မျိုးလေးတစ်မျိုးမှာအခြေချခဲ့တယ်ဆိုင်ရောက်ရတဲ့ပတ်စံနဲ့ပိုသေးငယ်တဲ့အချိုပွဲဆိုင်လေးတစ်ဆိုင်ဖွင့်လိုက်တယ်နာမည်ကိုညနေခင်းအချိန်လေးလို့ပေးထားတယ်စူဝေးကမုတ်ဖုတ်တာကိုတာဝန်ယူပြီးကျွန်တော်ကဖောက်တယ်တွေကိုဧခန္ဓာတာဝန်ယူတယ်ဘဝကဆင်းရဲပေမဲ့အေးချမ်းပါတယ်သူမလည်းတဖြည်းဖြည်းနဲ့အတိတ်ကအရေးမဲတွေကနေရုံထွက်လာနိုင်ပြီးမျက်နှာပေါ်မှာအပြုံးလေးတွေပြင်းမြင်လာရတယ်တခါတလေညနေပိုင်းအချိန်တွေမှာအိမ်မက်ဆိုးတွေမက်ပြီးလက်နိုးလာတတ်ပေမဲ့ကျွန်တော်အမြဲတမ်းပထမဆုံးအနေနဲ့သူမကိုဖတ်ထားပေးပြီးကြောလေးကိုဖွားဖွားလေးပုတ်ပေးတယ်သူမပြန်အိပ်ပျော်သွားတဲ့အထိပေါ့တနစ်ကြာပြီးတဲ့နောက်ညနေခင်းတစ်ခုမှာကျွန်တော်တို့လက်ချင်းတွဲပြီးပင်လယ်ကမ်းစပ်မှာလက်ရှောင်နေကြတယ်နေဝင်စီးစာကရွှေရောင်တွေဖြာချနေပြီးလှိုင်းလုံးလေးတွေကကမ်းခြေကိုညင်သားစွာရိုက်ခတ်နေတယ်စူဝေးကရုတ်တရက်ခြေလမ်းရက်လိုက်ပြီးတဲတောင်ပြင်ပေါ်ကတောက်ပနေတဲ့အရာတစ်ခုကိုလက်ညှိုးထိုးပြတယ်ကျွန်တော်ကုန်းကောက်လိုက်တော့အဲ့ဒါကပင်လယ်လိုင်းတွေရိုက်ခတ်လုံးလို့လုံးဝနေတဲ့ဖန်ခွဲစားလေးတစ်ခုဖြစ်နေတယ်နေဝင်တရောအလင်းရောင်အောက်မှာနှွေးထွေးတဲ့အလင်းတန်းလေးတွေဖြာထွက်နေတယ်သူမကဖန်ခွဲစားလေးကိုလှမ်းယူပြီးနေရောင်အောက်မှာအကြာကြီးမြောက်ကြည့်နေတယ်ပြီးတော့အဲ့ဒါကိုကျွန်တော်လက်ဖွားထဲထည့်ပေးပြီးတေချာသိမ်းထားဖို့လက်တင်ဂီတာနဲ့ပြတယ်ဒါကအချစ်သက်တည်လားကျွန်တော်သူမကိုစလိုက်တယ်သူမကအားရပါရခေါင်းညှိပြပြီးမျက်လုံးလေးတွေကတောက်ပနေတယ်မွန်းလွဲပိုင်းတစ်ခုမှာရာသီဥတုကအိုက်ဆက်ဆက်ဖြစ်နေပြီးဆိုင်မှာလည်းဧည့်သည်တိတ်မရှိဘူးစူဝေးကကောင်တာမှာမနှက်ဖြန်အတွက်ကိတ်မုန်သားတွေပြင်ဆင်နေတယ်ကျွန်တော်ကကောင်တာအနောက်မှာထိုင်ပြီးစည်ရင်းတွေစစ်နေတာပေါ့အဲ့ဒီအချိန်မှာအလွန်တိုးညင်းတဲ့ရှိုက်တန်လေးတစ်ခုကိုကြားလိုက်ရလို့ခေါင်းမော့ကြည့်လိုက်တယ်စူဝေးကမွေဆက်ကိုကင်ထားရင်းမှန်ပြတင်းပေါက်အပြင်ဘက်ကိုငေးကြောင်ကြည့်နေတာကိုတွေ့လိုက်ရတယ်ပြတင်းပေါက်အပြင်ဘက်မှာလူငယ်ဖခင်တယောက်ကသူ့သမီးလေးကိုကြောပိုးပြီးဖျက်ချောက်သွားတယ်ကောင်မလေးရဲ့ခေါင်းလောင်းတန်လေးလိုကြည်လင်နေတဲ့ရေတန်လေးတွေကမှန်ပြတင်းပေါက်ကိုဖောက်ပြီးဆိုင်ထဲထိဝင်လာတယ်ကျွန်တော်စည်ရင်းစာအုပ်ကိုချလိုက်ပြီးသူမဘေးကိုရှောက်သွားလိုက်တယ်သူမကကျွန်တော်ကိုမကြည့်ဘူးသူမရဲ့အကြည့်တွေကအဲ့ဒီသားအဖာနှစ်ယောက်လမ်းထောင်မှာပျောက်ကွယ်သွားတဲ့အထိလိုက်ကြည့်နေတယ်နေ့လည်ခင်းနှစ်ယောက်အောက်မှာသူမရဲ့မျက်နှာလေးကနည်းနည်းဖြူရော်နေပြီးမျက်လုံးထဲမှာတော့ဖော်ပြလို့မရတဲ့တောက်တမှုနဲ့ဝမ်းနည်းမှုတွေရောရှက်နေတဲ့ရှုပ်ထွေးတဲ့ခံစားချက်မျိုးရှိနေတယ်ကျွန်တော်သူမလက်မောင်းကိုဖွားဖွားလေးကင်လိုက်တယ်သူမသတိဝင်လာပြီးကျွန်တော်ကိုအတင်းပြုံးပြကဘာမှမဖြစ်ပါဘူးဆိုတဲ့သဘောနဲ့ခေါင်းခါပြတယ်ပြီးတော့ခေါင်းပုံပြီးပကံထဲကဂျုံတွေကိုအရင်ကထပ်ပိုးအားသုံးပြီးမှုနေတယ်တခုခုကိုမောင်းထုတ်ပစ်ချင်နေတဲ့ပုံစံမျိုးနဲ့ပေါ့သူမမိဘတွေကိုလွမ်းနေတာဆိုတာကျွန်တော်သိပါတယ်မိဘတွေရဲ့အချစ်တွေရေမောပျော်ရွှင်မှုတွေနဲ့ပြည့်နေရမယ်ကလေးဘဝဆိုတာသူမအတွက်ဘယ်တော့မှအစားထိုးလို့မရနိုင်တော့တဲ့လက်ဟာမှုကြီးတစ်ခုလေလူကြီးရွှေပြောသွားတဲ့စကားတွေကအစိတ်ဆူတစ်ချောင်းလိုပဲနေတာတဲ့နေ့ရက်တွေမှာတော့မှမတိမတာနဲ့နာကျင်အောင်စူးဝင်လာတတ်တယ်အဲ့ဒီနေ့ညဆိုင်ပိတ်ပြီးတော့ကျွန်တော်တို့အိမ်နောက်ဖေးကလှေကားထစ်လေးမှာထိုင်ပြီးပင်လယ်လေးညင်းကိုခံယူနေကြတယ်လိုင်းပုတ်တန်လေးတွေကကန်းဆက်ကိုညင်ညင်တတရိုက်ခတ်နေပြီးအဝေးမှာတော့တန်ငါလေးတွေရဲ့မီးရောင်လေးတွေကမိတ်တုံဖြစ်နေတယ်စူးဝေးကကျွန်တော်ပခုံးပုံပြီးအရန်ကိုတိတ်ဆိတ်နေတယ်ကျွန်တော်သူမလက်ကိုကင်ထားလိုက်တယ်သူမလက်ဖွားလေးကနည်းနည်းအေးဆက်နေတယ်စူးဝေးကျွန်တော်တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်တယ်ငါတို့သွားကြည့်ကြမလားသူမကိုလုံးလေးတောင်းတင်းသွားပြီးခေါင်းမော့ကကျွန်တော်ကိုနားမလဲတယ်လို့ကြည့်တယ်ငါပြောတာက
မင်းရဲ့အဖေနဲ့အမေကိုတွားကြည့်ကြမလားလို့ကျွန်တော်စကလုံးတွေကိုတေချာရွေးချယ်ပြီးပြောလိုက်တယ်တင်ချိုင်းကဘယ်မှာလဲဆိုတာငါသိတယ်လူချင်းရွှေထားခဲ့တဲ့အချက်လက်တွေထဲမှာပါတယ်ငါတို့တွားပြီးသူတို့ကိုစကားပြောပြကြမယ်မင်းအခုအဆင်ပြေပြေနေရတယ်ဆိုတာသူတို့ကိုပြောပြမယ်ပြီးတော့ငါအဖေကိုစားလဲတောင်းပန်စကားတွားပြောပေးမယ်နောက်ဆုံးစကလုံးအနှဲငယ်ကိုပြောရတာကျွန်တော်အတွက်အရန်ကိုခက်ခဲပါတယ်ဒါပေမဲ့ပြောကိုပြောရမယ်လို့ခံစားရတယ်စူဝေးကအကြာကြီးကြောင်အန်းနေပြီးသူမမျက်လုံးထဲမှာမျက်ရည်တွေလင်းလင်းမြန်မြန်ပြည့်တက်လာတယ်ဒါပေမဲ့မျက်ရည်မကျအောင်အတင်းအောင့်ထားတယ်သူမကကျွန်တော်ကိုကြည့်နေပြီးသူမမျက်လုံးတွေထဲမှာရုန်းကန်မှုတွေကြောက်ရွံ့မှုတွေရှိနေပေမဲ့နောက်ဆုံးမှာတော့ဆုံးဖြတ်ချက်တစ်ခုအဖြစ်ပြောင်းလဲသွားတယ်သူမကအားရပါရကောင်းကြီးပြတယ်ရာသီဥတုတာယာတဲ့မနက်ခင်းတစ်ခုမှာကျွန်တော်တို့ဆိုင်ပိတ်ပြီးမြို့ပြင်ကတင်းချိုင်းကိုသွားကြတယ်စူဝေးကသူမကိုယ်တိုင်စီစဉ်ထားတဲ့အဖြူရောင်ဒေစီပန်းလေးတွေနဲ့အစိမ်းရောင်ခေါင်းလောင်းပန်းလေးတွေလက်စွပ်မပါတဲ့ပန်းစည်းလေးကိုယူလာတယ်တင်းချိုင်းကအရန်ကိုတိတ်ဆိတ်နေပြီးပင်လယ်ကိုမျက်နှာမူထားတယ်အေးချမ်းတဲ့အနားယူရနေရာလေးတစ်ခုပါအချက်လက်တွေအရကျွန်တော်တို့အဲ့ဒီမြုပ်နှံထားတဲ့အုပ်ကူကိုရှာတွေ့ခဲ့တယ်အုပ်ကူကရိုးရိုးရှင်းရှင်းလေးပါပဲအပေါ်မှာစူဝေးမိဘတွေရဲ့နာမည်ကိုထွင်ထားပြီးတပ်ပုံကတော့ဝေဝါးနေပြီစူဝေးကအုပ်ကူရှိကိုတွားပြီးစောင့်ကြောက်ထိုင်ကပန်းစည်းလေးကိုညင်သာစွာချလိုက်တယ်သူမလက်လန်းပြီးအုပ်ကူပေါ်ကဖုံတွေနဲ့တရွက်ချောက်တွေကိုလက်ချောင်းလေးတွေနဲ့တစ်ချက်ချင်းဖယ်ရှားပေးနေတယ်သူမရဲ့လှုပ်ရှားမှုတွေကအရန်ကိုနူးညံ့ပြီးလွယ်လွယ်နဲ့ကွဲချေသွားနိုင်တဲ့အိမ်မက်တစ်ခုကိုထိတွေ့နေတယ်လို့မျိုးပဲသူမမငိုပါဘူးတိတ်တိတ်ဆိတ်ဆိတ်ပဲဖယ်ရှားတန်ရှင်းနေတယ်နေအောင်ကြီးကသူမရဲ့အာရုံစိုက်နေတဲ့မျက်နှာပေးဘက်ကိုထိုးချနေပြီးအရန်ကိုမြင့်မြတ်တဲ့အေးချမ်းမှုတစ်ခုရှိနေတယ်ကျွန်တော်သူမအနောက်မှာရက်ပြီးအချိန်တော်ကြာတဲ့အထိစောင့်နေလိုက်တယ်နောက်ဆုံးတော့သူမမတက်ရက်ပြီးကျွန်တော်ဘက်ကိုလှည့်ကလက်ရန်ခေါ်တယ်ကျွန်တော်ရှောက်သွားပြီးသူမနဲ့အတူတူအုပ်ကူရှိမှရှင်ရက်လိုက်တယ်ပင်လယ်လေးကကျွန်တော်တို့ရဲ့စပင်တွေနဲ့အင်ဂျီစာတွေကိုတိုက်ခတ်နေတယ်စူဝေးကအုပ်ကူကိုတစ်ချက်ကြည့်ကျွန်တော်ကိုတစ်ချက်ကြည့်ပြီးနောက်လက်ကိုမြောက်ကလက်တင်ဂီတာနဲ့စကားစပြောတယ်သူမရဲ့လှုပ်ရှားမှုတွေကအရန်ကိုနှိမ့်ကွေးပြီးလက်ဟန်ချီဟန်တစ်ခုချင်းစီတိုင်းမှာသူမရဲ့စိတ်နှလုံးအားလုံးကိုထည့်သွင်းထားတယ်လို့ပဲအဖေအမေသူကကြံရှောင်ယူတဲ့သမီးရဲ့ယောက်ျားသူမခဏရက်လိုက်ပြီးအသက်ပြင်းပြင်းတစ်ချက်ရှူကဆက်ပြတယ်သူသမီးပေါ်အရန်ကောင်းတယ်ကျွန်တော်တို့မှာဘန်ဝင်ရှိကောင်လို့နာမည်ပေးထားတဲ့ကိုပိုင်ဆိုင်လေးတစ်ဆိုင်ရှိတယ်ဘွားကအေးချမ်းပြီးသမီးရန်ကိုကျင်းနေပါတယ်အတိတ်ကဖြစ်ခဲ့တာတွေကိုလည်းသမီးတို့အကုန်သိပြီးပါပြီသူမရဲ့လက်တင်ဂီတာတွေကနည်းနည်းလေးလန့်သွားပေမဲ့ခိုင်မာနေတော့ပဲအဲ့ဒါကကြောက်စရာကောင်းတဲ့မတော်တဆမှုတစ်ခုပါဒါပေမဲ့အဲ့ဒါရှောင်ယူရဲ့အဖြစ်မဟုတ်ဘူးဆိုတာသမီးသိတယ်သူနဲ့သူ့ဖေကမတူပါဘူးသူမကကျွန်တော်ဘက်ကိုလှည့်ကြည့်လာတယ်မျက်ရည်တွေကအတန်တိတ်ကျဆင်းလာပေမဲ့နှက်ခမ်းထောက်မှာတော့အပြုံးလေးရှိနေတယ်သူမကအုပ်ကူကိုဆက်ပြီးလက်တင်ဂီတာပြတယ်ဒါကြောင့်မို့လို့သူ့ကိုအပြစ်မတင်ပါနဲ့ပြီးတော့သမီးအတွက်လည်းစိတ်မပူပါနဲ့တော့သမီးအခုအရန်ကိုပျော်ရွှင်နေပါပြီတကယ်ပါသူမကမိဘတွေကိုကျွန်တော်အကြောင်းမိတ်ဆက်ပေးရင်ကျွန်တော်ဘက်ကနေကာကွယ်ပြောပေးရင်သူမပျော်ရွှင်နေတဲ့အကြောင်းတွေကိုပြောပြနေတာကိုကြည်ရင်ကျွန်တော်လေချောင်းထဲမှာတခုခုနဲ့စိုးပိတ်ထားသလိုဖြစ်လာပြီးမျက်ကွင်းတွေပူနွေးလာတယ်ကျွန်တော်လက်လန်းပြီးသူမရဲ့အားနေတဲ့လက်တစ်ဖက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်တယ်ကျွန်တော်အုပ်ကူဘက်ကိုလှည့်ပြီးရိုးရိုးသေးသေးအယိုသေးပေးလိုက်တယ်ပြီးတော့မတ်မတ်ပြန်ရက်ပြီးအုပ်ကူပေါ်ကဝေဝါးနေတဲ့တပ်ပုံကိုကြည့်ကလေးလေးနက်နက်ပြောလိုက်တယ်ဦးဦးအန်တီကျွန်တော်ကကြက်ဆောင်ယူပါတောင်းပန်ပါတယ်ပြီးတော့ကျေးဇူးလည်းတင်ပါတယ်စူဝေးကိုဒီလောကကြီးထဲခေါ်ဆောင်လာပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်စိတ်ချပါကျွန်တော်အသက်ရှင်နေတဲ့၍သူမကိုထပ်ပြီးဒုက္ခမရောက်စေရပါဘူးကျွန်တော်မှရှိသမျှအရာအလုံးနဲ့သူမကိုကာကွယ်စောင့်ရှောက်သွားပါမယ်ကျွန်တော်အရန်ကိုနှင်းနှင်းလေးပြောခဲ့တယ်စကလုံးတစ်လုံးချင်းစီကရင်ဘတ်ထဲကနေထွက်လာတာပါစကလုံးကတိကဝတ်တွေဆိုတာပေါ့ပါတယ်ဆိုတာကျွန်တော်သိပါတယ်ဒါပေမဲ့ဒါကကျွန်တော်လုံနိုင်တဲ့တခုလေးတော့ဂါရဝပြုခြင်းပဲလေဂါရဝပြုပြီးတဲ့နောက်ကျွန်တော်တို့လက်ချင်းတွဲပြီးတင်းချိုင်းကုန်းလေးပေါ်ကနေဆင်းလာကြတယ်အပြန်လမ်းမှာစူဝေးကထူးထူးခြားခြားကိုပေါ့ပါနေပုံရတယ်နှစ်ပေါင်းများစွာထမ်းပိုးထားရတဲ့ဝင်ထုတ်ဝင်ပိုးကြီးတစ်ခုကိုချထားလိုက်နိုင်တယ်လို့မျိုးသူမကလမ်းဘေးကတောပန်းလေးတွေကိုတောင်လက်ညှိုးထိုးပြပြီးအဲ့ဒီပန်းရဲ့အရွက်တွေကိုင်းတွေနဲ့တဘာဝဆိုးစေးတွေဆန်းလုပ်ကြည့်လို့ရတယ်ဆိုပြီးစိတ်လှုပ်ရှားစွာလက်တင်ဂီတာနဲ့ပြနေသေးတယ်အဲ့ဒီအချိန်ကစပြီးစူဝေးစီမှာတိမ်မွေ့တဲ့အပြောင်းလဲလေးတစ်ခုဖြစ်လာတာကိုကျွန်တော်ခံစားမိတယ်သူမမျက်လုံးတွေထဲကရှိနေတယ်လို့မရှိတယ်လို့ဖြစ်နေတဲ့အုံမိုင်းမှုလေးတွေကတဖြည်းဖြည်းလွင့်စင်သွားပြီးအပြုံးတွေကလည်းပိုပြီးတောက်ပလွတ်လပ်လာတယ်သူမကအနာဂတ်အတွက်စီမံကိန်းတွေကိုပိုပြီးတက်တက်ကြွကြွနဲ့တိုင်ပင်လာတယ်ဥပမာဆိုင်ရှိမှာဘာပန်းလေးတွေစိုက်ရင်ကောင်းမလဲပတ်စံလုံးလောက်ရင်ဘေးနားကဆိုင်ကန်းကိုပါငှားပြီးဆိုင်ကိုချဲလိုက်ရင်ကောင်းမလားပြီးတော့နောက်ပိုင်းကျရင်ကျွန်တော်တို့ကလေးလေးတယောက်လောက်မွေးစားလိုက်ရင်ကောင်းမလားဆိုတာတွေထိပေါ့အဲ့ဒီတင်ချိုင်းကိုတွားခဲ့တဲ့ခီးစဉ်ကသူမမိဘတွေကိုနှစ်သိမ့်မှုပေးနိုင်ုံတာမကကျွန်တော်တို့နှစ်ယောက်လုံးအတိတ်ကိုတရားဝင်နှုတ်ဆက်လိုက်နိုင်တာပဲဆိုတာကျွန်တော်သိလိုက်တယ်ဖြစ်ပျက်ခဲ့ပြီးသားအဖြစ်ဆိုးကြီးကိုကျွန်တော်တို့မပြောင်းလဲနိုင်ပေမဲ့အနာဂတ်ကိုဘယ်လိုရင်ဆိုင်မလဲဆိုတာကိုတော့ရွေးချယ်နိုင်ပါတယ်ခါတီးတဲ့အမတ်တရားတွေပြည့်နေနေတဲ့အဲ့ဒီအချိန်တစ်ဝက်ကိုကျွန်တော်တို့ဂရုတစိုက်တွင်ပြလိုက်ပြီးကြံနေတဲ့အချိန်တစ်ဝက်ထဲမှာတော့နားလည်မှုခွင့်လွှတ်မှုနဲ့စူးဝေးကိုယ်တိုင်ဖန်တီးထားတဲ့အချိုးတက်လေးတွေထည့်ပြီးဘဝရဲ့လက်ကျန်အချိန်တွေကိုဖြည်းဖြည်းချင်းအရသာခံနေကြတော့တယ်စိုင်းပိတ်ပြီးတဲ့နေ့တစ်နေ့မှာကျွန်တော်တို့ပင်လယ်ကမ်းဆက်မှာထိုင်ပြီးနေဝင်စည်းစာကိုကြည့်နေကြတယ်နေဝင်ချိန်ကပင်လယ်ပြင်ကြီးကိုရွှေနီရောင်တွေနဲ့လှပစွာဆေးချထားတယ်စူးဝေးကကျွန်တော်ပခုံးပေါ်ကောင်းမိထားပြီးကျွန်တော်လက်ဖွားထဲမှာစာလုံးလေးအချို့ကိုရုတ်တရက်ရေးတယ်လက်တင်ဂီတာမဟုတ်ပဲလက်ချောင်းလေးနဲ့ရေးတာသူမဘာရေးလဲဆိုတာကျွန်တော်တေချာခန်းစားကြည့်လိုက်တော့ညနေခင်းအချိန်လေးပြီးတော့နောက်ကနေနှလုံးသားအပြည့်ပျော်ရွှင်ရတယ်တဲ့ကျွန်တော်ကောင်းပုံပြီးသူမစပင်လေးတွေကိုနမ်းလိုက်တယ်